ချစ်တော်ပရိသတ်များအားလုံးမင်္ဂလာပါဒီနေ့မှာတော့ချာရပိသက်ကြီးကိုစာရေးသူအမုံပန်ရေးသားထားတဲ့မောက်မူပိုင်ဧကရီဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးထုံးလင်းတင်ဆက်ပေးဖို့ရွေးချယ်ထားပါရရှင်ဟုတ်ကဲ့ပါဇာတ်လမ်းလေးမတင်ဆက်ခင်မှာနင်တို့ရဲ့ channel ကို like and subscribe နဲ့တူအသစ်တွေတင်တိုင်းမှာတရားဖို့အတွက်လည်းဘေးနား notification လေးကိုနှိပ်ပေးသွားဖို့တောင်းဆိုပါရနော်ဒါဆိုရင်တော့နေရာအခုပဲစာရေးသူအမုံပန်ရေးသားထားတဲ့မောက်မူပိုင်ဧကရီဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးထုံးလင်းတင်ဆက်လုပ်ပေးပါတော့မယ်အေးလေတေချာဆုံးဖြတ်ပြီးပြီလားဆုံးဖြတ်ပြီးပြီမာမီဒယ်ရီအေးကိုရှုံနေမလားမကန့်ကွက်ပါနဲ့နော်မိခင်တော်ချစ်ယူမှုအပြေပြန်ပေးရင်းနဲ့ဖခင်ဦးကုံထဲဝါတောင်းဆိုလိုက်တဲ့အေဂရီချစ်ဟမ်ဒယ်ရီမကန့်ကွက်ပါဘူးတမီသဘောကြအလုံးလုံးလို့ရတယ်ဒါပေမဲ့ဒယ်ရီတို့စီကအဆက်အသွယ်မှန်မှန်လုပ်ရမယ်အဲ့ဒါမှဒယ်ရီတို့စိတ်ချလို့ရမှာတမီကိုလည်းနောက်ကိုရနေထောက်ပံ့ပေးနေမယ်ဟုတ်ပြီလားဟုတ်ဒယ်ရီအဲ့လိုခွင့်တောင်းခဲ့ပြီးအေဂရီချေးဆွဲသူမစတာဟောင်းကထွက်ခွာလာခဲ့သူမခွင့်တောင်းခဲ့တာနောက်ခံကောင်းကြောင်းကောင်းကြတဲ့အတိုင်းပဲပညာထူးချွန်သူတွေတက်နိုင်တဲ့နိုင်ငံတကာဘတ်စုံကျောင်းဖြစ်တဲ့ Moonlight International School ကိုတက်ရောက်ရန်မှာပုံမှန်တက်ရောက်မယ်လို့ဆိုရင်မိဘတွေမကန့်ကွက်တော့လဲကိုတီရှိမှုကိုဖုံးကွယ်ပြီးတော့တက်ရောက်မယ်လို့ပြောခဲ့ခြင်းကြောင့်မိဘနှစ်ပါးတွေ့ဝေခဲ့ခြင်းမှာအခုတော့သူမ MIS ကိုစတင်ထွက်ခွာလာခဲ့ပါပြီကျောင်းရှိဂိတ်ဘဝမှာတော့တက်စီကားပေါ်အဆင်းလာတဲ့အသက်19နှစ်ခန့်ရှိရဲ့ကျောလေလောက်ရှိရဲ့ပရုံးရောင်ဆန်တွေကိုတစုတစည်းတဲ့ခက်မြင့်မြင့်စီးနှောင်ပြီးတော့အဝိစားအိတ်တွေကိုဆွဲကျောဘိုးအိတ်ကိုလွှဲထားတဲ့မိန်းကလေးကညို့အားကောင်းတဲ့မြောက်ဝန်းညို့တစုံနဲ့ကြောင်းဆိုင်ကြည့်ပြီးခက်တီတီနဲ့ကြောင်းတွင်ဝင်ခဲ့ပါတော့တယ်ဆရာတဦးရဲ့လမ်းညွှန်မှုနဲ့ကြောင်းရုံးကန်းကိုဦးတည်လိုက်တယ်အဲ့ဒီမိန်းကလေးကအေးကရီချစ်ဟာဒါကဘာတူလဲလှလိုက်တာကျောင်းသူတည်ထင်တယ်ဝိပုံစားပုံကတော့တန်မှာပါတာမှန်ပါပဲဟာသူ့ဟန်ပန်ဟောမာနကြီးတယ်လို့နဲ့အစင်တန်းရှိကျန်ဆောင်နေအလက်ကားပါတီတီငင်ငင်လေးနဲ့အရန်ချစ်စရာကောင်းတာပဲဒါပေမဲ့နှမျောစရာပဲသူ့မှာနောက်ခံကောင်းကောင်းရှိပုံမရအောင်သူမစိတ်ထဲပြောပြီးတော့ငါနောက်ခံသိတော့လန့်ဖြာသွားမယ်ခဲရဲပြောလိုက်တိုးတိုးနဲ့ကြဲကြဲအမျိုးမျိုးဝေဖန်ပြောနေတဲ့အတန်တွေကိုလိလူရှုပြီးကြောက်ရုံကန်သွားလိုက်တယ်ဆရာဝင်ခွင့်ပြုပါရှင်ဝင်လာပါထိုင်သမီးဟုတ်ဆရာအေးနာမည်ကအေဂရီချစ်ပါအခုမှဒီကြောင်ပြောင်းလာတာပါကျောင်းကြီးဆိုသူကသူမရဲ့ကိုရေးကြည့်ုံကြည့်ပြီးစကားမပြောချင်နဲ့သိပြီမင်းမိဘတွေကတာမှန်ပါပဲပညာတော်လို့သာဒီကြောင်တက်ခွင့်ရကံကောင်းတယ်လို့ပြောရမယ်မိန်းကလေးအဆောင်သွားလိုက်အဆောင်မူကြီးကကြီးကျယ်လုပ်ပေးလိုက်မယ်သူမလက်ခနဲ့ပြုံးပြီးတော့ဟုတ်ကဲ့ဆရာအေးသွားလိုက်ပါအောင်မယ်သူမကိုရေးကြည့်ုံအနှင်းငယ်သာဖြည့်ဆွဲပြီးတော့မိခင်ဖခင်နဲ့မယ်တော့အမှန်ဖြည့်ထားခဲ့သူမမိဘအရှိန်ဝါနဲ့အေးစီစီကြောင်းတက်နိုင်တော့လဲပညာထူးချွန်မှုအသုံးချပြီးအေးကြောင်းတက်ရောက်လာခဲ့ခြင်းမှာမိန်းကလေးဆောင်မှာတော့ကြီးကျယ်ရမှုနဲ့တူသူမခံရှိရင်နဲ့သမီးကခုမှရောက်လာလားဟုတ်တီချေမခေါ်ပါနဲ့အန်တီနာမည်ကစပယ်ချိုကျောင်းသားတွေကတော့ဒေါ်ချိုလို့ခေါ်ကြတယ်အန်တီကအသက်သိပ်မကြီးသေးတော့တီချိုလို့ခေါ်မယ်နော်ဒေါ်ချိုကြတော့အသက်အရန်ကြီးတယ်လို့ပဲအေးနာမည်ကအေဂရီချေတဲ့အေးလေးလို့ပဲခေါ်နော်သဘောကောင်းပုံရတဲ့ဒေါ်စပယ်ချိုသူမမြင်မြင်ကြီးခင်တွဲမိပြီးရင်းရင်းနှီးနှီးစကားပြောလိုက်တယ်နာမည်လေးလဲလလူလေးကလည်းချစ်စရာလေဒီမှာရောက်ပြီသမီးဒီခန်းပဲ၄ယောက်တခန်းဆိုတော့တငယ်ချင်းတွေလည်းရပါပေါ့တီချိုသွားပြီနော်ဟုတ်တီချိုသူမအခန်းထဲဝင်ချင်းမြင်လိုက်ရမြင်ကွင်းကြောက်စိတ်ပြတ်သွားပါတယ်တိတ်ဆိတ်တောင်သဘောကျသူမအတွက်စီးကြိုလိုက်တာဆူဆူညံ့ညံ့တချေဖွင့်ပြီးပြောင်းဆက်နေတဲ့နှစ်ယောက်နဲ့နားပိတ်နေတဲ့တယောက်တို့ပါသူမအောင်မြင်တော့မှအခန်းထဲမှာရှိတဲ့၃ယောက်သားငြိမ်သက်လို့သွားတယ်ကျောင်းသူတေအေဂရီချစ်ပါဒီခန်းမှာနေခွင့်ရထားပါသူမဘာမှထပ်မပြောပဲလွတ်နေတဲ့ဂရင်မော်လွယ်ရေးပြစ်တင်ပြီးအဝေးပီတို့တေးသေးလေးတစ်ခုတည်းအဝေးထည့်နေလိုက်တယ်ဂရင်ကနှလုံးဖြစ်ပြီးတော့အပေါ်အောက်ဆင့်ထားတဲ့ဂရင်နှစ်ထပ်ဖြစ်တာကြောင့်၄ယောက်အိတ်လို့ရပါတယ်အခက်အပုံမှန်အိမ်သေးလေးပုံစံဖြစ်ပြီးရေချိုးကန်ရေရင်ကုန်ပါပြီးတော့၄ယောက်စာအတွက်နေရာလုံးလောက်ရှိပါတယ်ဟေးနင်ကအစ်စ်လားဘလို့လို့နေရာတွေကိုရင်းနှီးတယ်လို့ဖြစ်နေတချေပွေတောင်ကျန်းနေတဲ့နှစ်ယောက်တယောက်ကသူမကိုမေးလာတော့ဩဒါကလားဒီတိုင်းခံမှန်းမိလို့ပါသူမအဝတ်တွေနေရာတကြထားပြီးရေချိုးအနားယူလိုက်တယ်အမြဲတမ်းတီတင်းထားတက်တဲ့သူမရဲ့မျက်နှာကြောင်လာတော့မသိတချေးချိန်မဖွင့်တော့ပဲကြားရောက်တာဖွင့်ပြီးသူမကိုမိတ်ဆက်စကားပြောလာပါတယ်ဟေးအစ်စ်လေအေဂရီချစ်လားနင့်နာမည်ကငါကရွှေရမုံအားကစားဌာနငါကရွှေရတီရမုံနဲ့ညီမတော်တယ်ဂီတဌာနငါနာမည်ကလွမ်းအိမ်ပြည့်တရုတ်ဆောင်ဌာနမှာတက်တယ်နင်းနဲ့တငယ်ချင်းလုပ်လို့ရမလားကိုမိတ်ဆက်ပြီးရဲ့နောက်ညီမနှစ်ယောက်ကတချင်းဆက်နားထောင်တယ်ခုန
နားပိတ်တဲ့တယောက်ကတော့ကြောက်ရဲဟန်နဲ့သူမကိုတငယ်ချင်းဖြစ်ခွေပြောပါတယ်ရပါတယ်တခန်းထဲနေရပဲခုတော့ငါနားအောင်မယ်သူမကျောင်းဆဆရောက်ချေတဲ့တနေ့တောင်အခန်းထဲမှာသာကုံဆုံးလိုက်ပါတယ်ကျောင်းဝစ်ဆောင်မှာတော့ဌာနလိုက်ကွဲပြားပြီးတပတ်မှတဲတာဝေးရတယ်ကျဲရက်တရားတော့ကြိုက်တာဝစ်စင်ခွင့်ရပါတယ်အဲ့အားကြောင့်သူမရဲ့ style အတိုင်းရှန်နယ်ဂျေးပန်ရှေဦးသာတွဲဖက်ဝစ်စင်ပြီးစပယ်ကိုမြင့်မြင့်ချီပြီးတော့လွယ်ကြီးကောက်ခအခန်းထဲကထွက်လာခဲ့သူမရဲ့ထူးပြူမိကြဥပဒေဖြစ်ပြီးတော့အတွဲအနေနဲ့အကောက်ယူထားပါတယ်သူမဥပဒေကျောင်းဆောင်သွားရလမ်းခုလက်ခြောင်ကြတဲ့နေရာမှာတော့ကျောင်းသားတယောက်ကိုကျောင်းသား9ယောက်လောက်ကဝိုင်းနိုင်ကြည့်နေကြတယ်ကိုနဲ့မဆိုင်တာမို့သူမကြော်သွားရဲ့ခြေလန်းလိုက်တော့လဲမြင်ခွင့်ရကြည့်မလားကြောင့်ဝင်ပါရဲ့ဆုံးဖြတ်လိုက်ပါတယ်ဒီမှာကျောင်းသားချစ်ချစ်ဘာလို့အနိုင်ကျင့်လဲသူမအသက်ကြာပြီးလှည့်ကြည့်လာကြတဲ့ကျောင်းသားတွေကသူမကိုမြင်ပြီးအားရပါရရှိကြတယ်ထို့သူတွေသူမပဲလှည့်လာမှအနိုင်ကျင့်ခံရတဲ့ကျောင်းသားမျက်နှာသူမတွေ့လိုက်ရပါတယ်မျက်နှာဖူးရောက်နေပြီးတော့နှစ်ဖူးအုပ်တဲ့စပင်းနဲ့လည်းရှုပ်ပွားနေပြီးကျောင်းသားနဲ့မတူပဲလမ်းသေးနဲ့ပဲတူပါတော့တယ်ဟေးအလှလေးကိုနဲ့မဆိုင်တာဝင်မပါနဲ့ဝင်ပါချင်လေကိုစင်ကိုသိရတယ်မင်းစစ်ကငါတို့ကိုတားနိုင်မဲ့ပုံလည်းမရှိဒီเจ้าမှာငါ့ကိုမသိရသူမရှိငါဘာတူလဲမင်းသိလားလူဟာသူမရဲ့အေးဆက်ဆက်ဖြေကြောင့်ငါရောက်ပွဲဟာကနေပါဆက်အဟောင်းတိုင်းမိန်းကလေးတံမဲ့အဲ့လိုမကြောက်မရွေပြောပြီးတော့သူမကြောက်စရာကောင်းလာကြောင်းကြောတောင်ချမ်းသွားပါတယ်အလှလေးစကားကိုကြည့်ပြောငါဒီเจ้าဒုဥက္ခရာရဲ့သားဖြိုးအာကာအဲ့ဒီတော့ဟာဒီကောင်မနာကျင်နေပြီထင်တယ်မိန်းကလေးလည်းဘာဖြစ်လဲငါတို့အကြောင်းတည်တော့နည်းနည်းခြောက်လိုက်ရမလားလေအချိန်မရွေးပဲသူမလွယ်ကြီးကိုဘေးကိုချပြီးတော့လက်ချိုးဆက်ချိုးကအကျော်လျှော်ပြီးနောက်အဲ့ဒီဖွဲ့ကိုစိန်ခေါ်လိုက်ပါတယ်ဒီလောက်တောင်တတိရှိနေရလားကဲကွာသူမစီပြေးဝင်လာတဲ့လက်ငါးကြောင်အသာရှောင်ပြီးထိုလူရဲ့နှံရိုးလက်သီးနဲ့ထိုးချလိုက်ပါတယ်အားပါရဲ့လက်သီးကြောင်ထိုလူကတစ်ချက်ထဲနဲ့မြေပေါ်လူးလိမ့်လို့နေကျောင်းသားလူမိုက်ကဒီလောက်ပဲခံနိုင်ရှိရလားတစ်ချက်ထဲနဲ့မှောက်ရရလို့ငေါ့မရှင်းနိုင်ပါဘူးဒီကောင်မှချတက်တယ်မညာနဲ့ကွာချကြသူမမဲ့ပြုံလိုက်ပြီးတဲ့နောက်မျက်နှာနဲ့ကိုယ်တက်ပုံမအေးဆက်သွားလူလေးယောက်ရဲ့ထိုးချက်တွေအသာရှောင်ပြီးတော့တံပြန်တိုက်ခိုက်လိုက်ပါတယ်၃ယောက်ကခြေနဲ့လက်ထိတော့လဲဖြိုးအာကားဆိုသူကတော့သူ့ရဲ့အဓိကနေအောင်ထိသွားကြောက်တတိလေးလို့သွားတယ်ဒီလောက်ကအမီးပဲရှိသေးရဲ့ဖြိုးအာကားဆိုသူကိုပြန်ပြောပြလိုက်ယောက်ျားမှန်သူများအနိုင်မကျင့်နဲ့လို့နောက်တစ်ခါအနိုင်ကျင့်တာနဲ့ငါနဲ့ထိတ်တိုက်တွေ့လို့ကတော့အသက်ကြောနေရတယ်မဟုတ်ထမိန်မှာဝစ်ပေးလိုက်မယ်လို့ပြောပြလိုက်တွားကြတော့သူမလည်းပြောပြီးတော့ဖြိုးဟာကောင်မနိုင်မနေတွဲပြီးတော့ရိုက်တီးရိုင်တိုင်းနဲ့ပြေးကြတယ်သူမចောင်းသားကိုကြည့်လိုက်တော့သူမကိုစိုက်ကြည့်နေမျက်ဝန်းနဲ့တစုံနဲ့စုံပါတယ်ယောက်ျားဖြစ်ပြီးတက်တီမရှိလိုက်တာသူမပြောပြီးရနဲ့လှည့်ထွက်ခဲ့သူမလှုပ်တဲ့နာလှုပ်ခဲ့ပြီးပြီမို့ကြံခဲ့သူဘလို့အခြေအနေပဲဖြစ်ဖြစ်သူမကျူးမဆိုင်ပါဘူးသူမစာတင်ဆောင်ရောက်တော့ရှေ့ဆုံးတန်းမှာထိုင်လိုက်ပြီးစူညံတန်တွေကြောင့်နှစ်ကျက်တက်ထားလိုက်ပါတယ်ခဏကြာတော့ဒီချဲဝင်လာပြီးစာတင်ပြီးရနဲ့ voice note ကနေသူမကိုရုံကန်းခေါ်လေးတော့တယ်အကြောင်းကိုသိပြီးသားမို့သူမအေးစစ်စစ်သာရုံကန်းကိုတွားလိုက်ပါတယ်ဆရာအေးကိုခေါ်ရဲဆိုမျက်နှာရည်နေရပြီးရှူရှူရှာရှာဒေါသထွက်နေတဲ့ကြောက်ကြီးကိုမတုံမလို့သူမမေးတော့ဘာဖြစ်ရမှာလဲမင်းကမနေ့ကမှရောက်တယ်ဒီနေ့ပဲပြဿနာရှာတယ်မင်းရှာလိုက်တဲ့ပြဿနာဒုဥက္ကဋ္ဌကိုဘလို့ရှင်းပြခေါ်လိုက်ပါဆရာအဲ့ဒီဒုဥက္ကဋ္ဌကိုအေးကိုယ်တိုင်ပြောမယ်အေးခေါ်မယ်မေးကိစ္စမေးရှင်းနိုင်ဝက်လောက်ကြာတော့ဒုဥက္ကဋ္ဌဆိုသူရောက်လာထို့သူလဲဒေါသထွက်နေတာအေးကံမှာမင်းလားငါသာစေးုံတက်အောင်လုပ်တာဟုတ်ပါတယ်ဘာကွာမင်းမိန်းကလေးဖြစ်ပြီးဒီလောက်ရှားရလားမင်းမိရတယ်မတင်ပေးဘူးလားမင်းလောက်လိုက်တာအခက်မသိတေသွားနိုင်တယ်ဆိုတာသိရလားဟုတ်ကဲ့သိပါတယ်သူနဲ့ထိုက်တယ်လို့လုပ်လိုက်တာပါပြီးတော့တေလောက်တဲ့ဒီလောက်ခဲ့အောင်မဟုတ်ပါဘူးသတိမယုံလောက်ပဲလုပ်ခဲ့ရပြီးတော့ပြောစရာရှိရင်ပြောမိဘတွေတော့ဆွဲမထည့်ပါနဲ့မင်းเจ้าမှာအေးချက်ချက်နေစီပြဿနာမရှာနဲ့เจ้าအနေနဲ့မင်းကိုပထမဆုံးနဲ့နောက်ဆုံးသတိပေးရပဲเจ้าကဝင်ပြောပြီးသူမကိုချင်းချောက်တယ်6တိုင်းကြောက်တတ်တာသူမရဲ့ပုံစံမဟုတ်ပါဘူးเจ้าကိုမေးပြစီအခုအေးလုံးလို့ဖြိုးရကစေးုံတက်ရတယ်အဲ့တော့အေးသတိပေးခဲ့ဒါဆိုဖြိုးရကဆွဲလို့ကတငယ်ချင်းတွေနဲ့ပေါင်းပြီးလူတယောက်အနိုင်ကျင့်တယ်အဲ့အားကြောင့်သတိမပေးဘူးလားဒုဥက္ကဋ္ဌရဲ့သားဆိုရဲဂုံမှန်တက်နေပြီသူတပအနိုင်ကျင့်နှိပ်စက်နေအဲ့ဒါသူ့ကိုသတိပေးတဲ့နေအခုသူ့ကိုလှုပ်လိုက်တာသူတိတက်သွားသူများအသားနာတယ်ဆိုရင်ငါရောခံစားချက်လေးရှိအောင်လှုပ်ပေးရပါကျန်တာမပြောလို့တော့ပါကြောက်အောင်ရဲ့သတိပေးမှုအတွက်ကျေးဇူးတင်ပါတယ်အကချိန်ရှိသေးလို့တွားခွင့်ပြုပါပြောတဲ့နာပြောပြီးတော့သူမထွက်လာခဲ့ဘာမှကျူးမဆိုင်တဲ့သူမချင်းကြောင့်ကြောင်းလန့်နေဆိုတာသူမမှမရှိခဲ့ပါဘူးကြောင်းနဲ့သူကဘလို့ကြံခဲ့မယ်ဆိုတာလဲသူမကျူးမဆိုင်သူမကျူးဆိုင်တာသူမရဲ့အကချိန်
ကျောင်းကိုဘလူတော်ပြောသွားအဲ့ဒါဘယ်မိသားစုอ่ะသူ့မိဘတွေကဘာတူလဲဒီလိုပြောရဲဆိုရင်ရှေ့ပေါ်ရတယ်တာမန်မိသားစုတော့မဖြစ်နိုင်ဒုက္ခရာစိတ်လျှော့ပါသူကတာမန်မိသားစုရပါပဲပညာတော်တင်ကိုနဲ့ရောက်လာတာခမရကိုပြောရမှလဲအားနာပါတယ်သူပြောသွားတာအမှန်တွေပါပဲခမရရှိန်ဝါကိုကြောက်လို့ကျောင်းသားတွေကမတိုက်ရဲကြအောင်ခမရသားကိုယ်တိုင်ကလည်းအရင်ဆိုတော့ပါကျွန်တော်ဒီလောက်ပဲပြောလို့ပါတယ်ကျုပ်ကဒုက္ခရာဆိုတာလည်းမမေ့နဲ့ကျုပ်သားနောက်တော့ကဒီလိုဖြစ်ခမရကြောက်ရာလူပြုတ်စေရမယ်ကိုသားမမမြင်ပဲသူတစ်ပါးအပြစ်တင်မှန်တက်နေတဲ့ဒုက္ခရာကြောပြကြည့်ပြီးကြောက်တက်ပြင်းသာချလိုက်နိုင်မှာတော့တယ်အဲဒီပြဿနာဖြစ်ပြီးသူမဘာကိစ္စကိုမှဝေမစွတ်ဖတ်တော့ပေမဲ့နာမည်ကြီးရောဖြစ်သွားခဲ့ဖြိုးအကောင်ပြန်စော်ခဲ့နတ်ဆိုးမလေးဆိုပြီးပါ MIS မှာအနိုင်ကျင့်တာတွေကပုံမှန်ကိစ္စတစ်ခုလို့ကြီးသူစာငယ်သူခန်းဆွဲတိုင်ရာရူးရှိန်ဝါးရဲ့ကြောင့်အနိုင်ကျင့်ခံရတဲ့ចောင်းသားတွေကမတိုက်ကြပဲညှိခံနေကြတယ်ဒါတွေကြည့်ပြီးသူမစိတ်ပြတ်မိပေမဲ့သူမရွေးချယ်မှုမဟုတ်ပါလားသူမကြောက်စင်းကြံပေါ်နှစ်ချက်တက်ပြီးလမ်းလျှောက်နေတော့သူမအောင်လူတယောက်တိုက်သွားတာကြောင့်သူမလဲမလို့ဖြစ်သွားပေမဲ့ထဆုံတယောက်ရဲ့ထိန်းထားခြင်းကိုခံလိုက်ရပါတယ်သူမကိုထိန်းလိုက်သူကဖြိုးအကာတို့အဖွဲ့ဝိုင်းအနိုင်ကျင့်ခဲ့ចောင်းသားသူမကိုကူညီခဲ့သူကျေးဇူးသူမပြောတင်တာပြောပြီးတော့ထိုចောင်းသားလက်ထက်ရုံထွက်ပြီးကိုလန်းကိုပြန်ရှောင်နေမိတယ်တိုးတော်တော့နောက်ကနေတကောက်ကောက်လိုက်လာအဲ့ဒီလူကြောင့်သူမစကားပြောရတော့မယ်ဒီမှာဗျာကျွန်တော်လားဟုတ်တယ်ဘာလို့အိမ်အောင်လိုက်နေရကိုလန်းကိုသွားတာတော့မပြောနဲ့အေးကွေးပတ်ပြီးသွားတော့လိုက်လာမဟုတ်လားADAZ ပုံစံနဲ့ခက်ဆာစွာပြောနေသူမသူသဘောကျသွားတယ်သူနစ်နစ်ချိုက်ချိုက်ပြုံးပြီးတော့ကျွန်တော်ကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကအမှုပညာဌာနမင်းစစ်သွေးပါဒါပဲမလားသွားတော့မယ်နေပါအောင်အေးဆက်လုံးနဲ့သူမကိုသူဘလို့ချီးကပ်ရမလဲကျေးဇူးတင်စကားပြောရတော့ဒါပဲလားဆိုပြီးလက်ထွက်တဲ့သူမကိုသူဘလို့များခန်းစားချက်ရှိနေရသူမအမြင်မြင်ချင်းအမြင်မသိရဲ့ခန်းစားချက်ခန်းစားခဲ့ရသူကိုယ်တိုင်အပြေရှာမရခဲ့ပါဘူးပြောနာမည်ပြောပြပါလားဧကရီချစ်ဥပဒေဌာနသူမဘာမှမပြောချင်တော့အကြောင်းမင်းစစ်သူကြောခိုင်းလိုက်တယ်သူမမြည်သူနဲ့မှမခင်ချင်ပါဘူးအဲ့အားကြောင့်တငယ်ချင်းဖြစ်ချင်သူတွေသူမအတက်နိုင်ဆုံးရှောင်ရှားငငယ်တွေကတကူရဲနေလာခဲ့သူမို့အထီးကျန်နေဆိုတာသူမရာဇဝင်မှာမရှိခဲ့ပါဘူးအချို့ကတော့သူမလူမှုဆက်ဆံရေးညံပြင်းတယ်လို့ယူမှတ်ကြသလိုအချို့ကြလည်းသူမမာနကြီးရဲ့လို့ပြောတယ်ဘသူတွေဘလို့ပြောသူမကတော့အေးချဲချဲတကူရဲတာပါသူမကြောပြိုကြည့်ပြီးပြုံးနေနဲ့ပြိုတော့မဲ့မို့လို့သူမျက်နှာပြောင်းသွားအကြောင်းကတော့ဖြိုးအကာတို့ဖွဲ့ကိုတွေ့လိုက်ရတာကြောင့်သူမျက်နှာဖြူရော်သွားတာပါသူမပြောခဲ့သလိုသူကယောက်ျားဖြစ်ပြီးတတိမရှိရမှန်ကန်နေရပဲသူဘလို့ရင်ဆိုင်ရမလဲအရင်တည်းကသူ့ကိုနိုင်စားခဲ့ကြတဲ့အဖွဲ့ကိုသူမတွန်းလှန်နိုင်ခဲ့ပါဘူးစစ်သွေးကက်တေရှင်မိမလာလေးကိုလိုက်ကက်တွယ်နေနဲ့မင်းနဲ့မတန်ဘူးဟုတ်တယ်မိမလာလေးကငါတို့ခေါင်းဆောင်အားကလိုလိုမျိုးနဲ့ပဲတက်တယ်ငါသွားတော့မယ်တုံနေတဲ့ခြေကိုထိမ့်ပြီးထွက်ပြေးဖို့ကြံလိုက်ပေမဲ့လေဖြိုးအကာတို့ရဲ့ဝိုင်းရိုက်တဲ့ခြေကြောင့်ပြေးမလွတ်ခဲ့ပါဘူးသူနာကျလိုရဲ့တယောက်ကိုတိုးမိရမှာသူ့ကောင်ကိုကဲနေထူပြီးစက်တိုက်ကန်ကြိုင်ခေါင်းဟာစိတ်ကက်ကက်နဲ့ခန်းစားလိုက်ရတာကြောင့်ဘေးထွက်နေပြီဆိုတာသိလိုက်တော့လေအရိုက်ခံထားတဲ့အချိန်တွေကြောင့်မူဝေလိုက်စကားတန်တွေကိုကြားတစ်ချက်မကြားတစ်ချက်အာကာငါတို့လက်လုံပြီးထင်တယ်သွားမယ်ထားလိုက်တော့တေးကက်မပိုင်မသိနိုင်သေးဘူးအကျဉ်းသားတရားခေါင်းပါစွာပြောထွက်တဲ့ဖြိုးအကောင်တက်ဖြတ်လိုတဲ့အကြည့်နဲ့ကြည်နေသူရှိပါတယ်ဖြိုးအကရုတ်တဲ့ကြောချမ်းပြီးစက်သိမ်းထပြီးတော့သူ့လူတွေနဲ့ထုံနေအောင်မြင်မြင်ထွက်သွားတယ်တနာစရာမင်းစစ်သွေးပါလားအဲ့ဒီစကားတန်ကမိန်းကလေးတန်ဖြစ်ပြီးသူနောက်ဆုံးကြားခဲ့တဲ့စကားတန်အသိစိတ်တွေကလွင်မျောနေပါတယ်သူမစိတ်ထဲမသိငါကြောင့်နောက်ပြန်လှည့်လာတော့မင်းစစ်သွေးကိုဖြိုးအကတော့အနိုင်ကျင့်နေကြအောင်တွေ့လိုက်ရတယ်ဝင်ပါရပြလိုက်တော့လဲဖြိုးအကနဲ့ပြဿနာထပ်မဖြစ်ချင်တာကြောင့်ချောင်းကြီးနေဖြိုးအကောင်တက်ချင်တဲ့စိတ်တွေဘလို့ပေါ်လာလဲတော့မသိပေမဲ့တကယ်ကိုစိတ်တုံမိပါတယ်သူမမင်းစစ်သွေးစေးုံခေါ်သွားပြီးကြောင်းကိုအတိပေးလိုက်တယ်ဟမ်ငါဘယ်ရောက်နေရလဲနိုးလာပြီလားအေးဆက်ဆက်မိန်းကလေးတန်ကြောင်သူလက်ပြီးမျက်လုံးပြူကအလန့်တကြားကြည့်လိုက်တော့အေဂရီချာလက်ပိုက်ပြီးသူ့ကိုကြည့်သူမရဲ့အေးဆက်ဆက်မျက်ဝါးသူ့နှလုံးသားကိုလှုပ်ခတ်စေပြီးအကယ်၍များသူမရဲ့နှွေးထွေးအကြည့်ကိုမြင်ခွင့်ရခဲ့သူဘလို့များဖြစ်သွားမလဲကြောက်တောင်မကြသေးပဲနှက်ဆိုးမလေးလို့နာမည်ရသွားတဲ့သူမတကယ်ပဲအေးဆက်လွန်လာလားသူမကိုပြူးကြည့်ပြီးဘာတွေးနေလဲမသိရဲ့မင်းစစ်သူမမျက်မှောင်ကျုပ်ကြည့်လိုက်တယ်ကြည့်လို့ဝပြီလားဟမ်မကြည့်ပါဘူးလူလိမ်ဘာပြောရလဲနားနေဆရာဝန်သွားခေါ်ဦးမယ်သူမဆရာဝန်ခေါ်လာပြီးဘေးကရဲကြည့်နေဆရာဝန်ကတော့စိုးရိမ်စရာမရှိကြောင်းပြောပြီးမှားစရာရှိရရင်မှာပြောထွက်သွားခဲ့ပါတယ်ကြားရမလားစိုးရိမ်စရာမရှိဘူးနားနေအေးပြန်တော့မယ်ကိုကျူးဆိုင်မသွားပါနဲ့
သူမလက်ကိုဆွဲကကြောက်လန့်နေတဲ့ကလေးတယောက်လိုတောင်းဆိုနေတဲ့သူမဘလို့များထားခဲ့ရမှာလေသူမသွေးအေးခြင်းသွေးအေးမယ်ဒါပေမဲ့သူမကျင်နာတဲ့နှလုံးသားရှိပါသေးရဲ့မသွားတော့လက်လွတ်အောင်ဒါနဲ့ရှင်သတိမေ့နေတာ2ရက်ရှိပြီဟမ်2ရက်တောင်ရှိပြီလားဟိုကျွန်တော်စီဘယ်သူလာသေးလဲ no အေးတယောက်ပဲရှင်တာတစ်ချိန်လုံးရှိနေတာကျေးဇူးပါအေဂရီချစ်ကျွန်တော်2ကြိမ်တောင်ကူညီပေးခဲ့တဲ့အတွက်မဖြစ်နိုင်တာကိုသိပေမဲ့မျှော်နေမိတာသူမသွားသူဘာဖြစ်ဖြစ်ကူးမဆိုင်ခဲ့လို့ကြောက်သူမို့လို့အရှက်မရှိမျှော်နေမိငယ်တွေကသူဘာဖြစ်ချင်လဲတခုံမမေးတခါမှမတွေ့ပဲပစ္စည်းဥစ္စာအပေါ်ရန်ပြည့်စုံမှုတွေနဲ့သာဖြည့်ဆည်းပေးခဲ့သူ့ရဲ့ဖခင်ဟာသူစေးရုံရောက်တိုင်းလဲပေါ်မလာခဲ့ပဲနဲ့ငွေနဲ့လက်ထောက်သာရောက်လာခဲ့ပါတယ်သူလိုချင်တာငွေတွေကုန်နေမဟုတ်ပဲမြစ်တာတရားအေးချမ်းပြီးနှွေးထွေးရဲ့မိဘမြစ်တာရဲ့အရေးအာဝါဒသူလိုချင်တဲ့မြစ်တာကိုမိခင်ဆုံးမိရမရခဲ့ပါဘူးတငယ်ချင်းတွေကလည်းအပေါ်ရန်လူတွေပဲရှိရဲ့သူအနိုင်ကျင့်ခံရလို့ကူညီပေးခဲ့ရဆိုအေဂရီချစ်ဆိုတဲ့သူမတယောက်ရှိခဲ့ဘူးယောက်ျားကြီးတံမဲ့သူအားကိုးခြင်းမိသူမလိုတန်မာခြင်းနဲ့ရဲရဲခြင်းနဲ့ခေါင်းငိုက်ဆိုင်ပြီးခန္ဓာကိုယ်တစ်ချက်တုံနေတဲ့မင်းစစ်သူသူမအားမရပဲခေါင်းမော့ခိုင်းလိုက်ပါတယ်အတန်တိတ်ကျိတ်ငုံနေတဲ့သူမတနာလာမိရဲ့သူတတိမင်းနေတဲ့နေရာတွေသူ့အကြောင်းသူမတစွန်းတစားသိခဲ့ပါတယ်မိခင်မရှိတော့ပဲဖခင်နဲ့သာနေပြီးတော့ဖခင်ရဲ့လက်လူရှုမှုခံနေရတဲ့သူတငယ်ချင်းပေါင်းတင်ဆိုတာလေသူ့ဖခင်အရှိဝါကြောက်တာရှိနေခြင်းမှာသူမသူ့ကိုလူနာဆောင်ပေးနေတော့သူ့ဖခင်ရဲ့လက်ထောက်ဟာဘေးရှင်းသွားခဲ့အောင်သူမတွေးခဲ့တနာစရာကောင်းပြီးအထီးကျန်နေသူမကူညီခြင်းပါတယ်ခေါင်းမော့ထားဘယ်တော့မှမငုံနဲ့ခေါင်းငုတ်တယ်ဆိုတာအရှုံးပေးရပဲတိတ်ဆိတ်တယ်ဆိုတာလည်းအတိုင်းတာနဲ့ရှိတယ်အမြဲတမ်းတိတ်ဆိတ်နေသူများခိုင်ပဲဖြစ်မှာပဲယောက်ျားလေးဖြစ်ပြီးမငိုရဘူးလို့မပြောဘူးငိုချင်ငိုလိုက်ပြီးရရှေ့ဆက်ဖို့ကြိုးစားအေးပြောနားလေလားမျက်ရည်တုပ်ပြီးခေါင်းညိတ်အပြေပြန်ပေးရသူဟာတနာစရာကောင်းလုံးပြီးအားကိုးစရာလိုအပ်နေသလိုအေးလီဟမ်အေးလီလို့ခေါ်လို့ရတယ်အေဂရီချစ်ဆိုတာတစိမ့်ဆက်နေသူမရဲ့မထင်မဲ့တာရဲ့စကားကြောင့်သူ့နာသူမယုံနိုင်ဖြစ်သွားပြီးပျော်ရွှင်သွားတယ်သူမရဲ့စကားကြောင့်မျက်လုံးအရောင်လက်သွားတဲ့သူ့ကိုသူမပြုံးပြပါတယ်သူမပြုံးလိုက်တာအထူးဆန်းလို့ငေးကြီးနေတဲ့သူကြောင့်သူမအနေအားခက်ပြီးချောင်းဟန်းလိုက်ပါတယ်ရှင့်ကိုသွေးလို့ခေါ်မယ်နော်ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ကစကားထစ်နေတဲ့သူ့ပုံစံကြောင့်သူမရည်ကျင်းလာတယ်ဒါပေမဲ့သူမရည်လိုက်လို့ပြန်ငေးနေရင်အခက်မို့မျက်နှာတီးထားပြီးတငယ်ချင်းတွေဖြစ်သွားပြီအေးတခါမှတငယ်ချင်းမထားခဲ့ဘူးအေးကိုခင်းတဲ့သူတွေကိုတော့အေးဘက်ကခက်တဲနေကြရှင်ကတော့ချွင်းချက်ပေါ့ကျွန်တော်ကဘာလို့ချွင်းချက်ဖြစ်ရတာအေးစကားကိုပွပွလင်းလင်းပဲပြောတတ်တယ်ရှင့်ကိုတနာလို့ပြီးတော့ရှင့်ကိုနှက်မျောလို့ဘာလို့တနာရလဲဗျာတနာလို့ခင်မယ်ဆိုမခင်လဲရပါတယ်နေသားကြပြီးသားမို့သူ့စကားတန်မှာဝမ်းနဲ့တန်ကစွတ်ပါတယ်သူများရဲ့အနေခံမွားဖြစ်နေလို့တနာတာနှက်မျောတာတော့ရှင့်ရဲ့အရေးအချင်းနဲ့ရှင့်ကိုပဲရှင်လဲအေးလို့တကူတဲ့သမားဆိုပေမဲ့အေးနဲ့မတူရှင်ဟာအားနေတယ်ရှင့်ကိုဖေးမကူညီခြင်းနဲ့ဒါအေးရဲ့စိတ်ရင်းပဲကျေးဇူးပါကျွန်တော်စိတ်ရင်းနဲ့ခင်ပေးရတဲ့အတွက်ရပါတယ်အိတ်လိုက်အောင်လေအနားယူဖို့ပြောထားတာမှတ်မိရမလားအေးလေးကျေးဇူးတင်ပါတယ်ကူညီပေးရတဲ့အတွက်ကောခင်ပေးရတဲ့အတွက်ကောရဲရဲခေါ်စမ်းမှာနာမည်ခေါ်တာတော့မကြောက်တင်ဘူးနော်ကဲရှင်လဲနားတော့အေးလေသွားစရာရှိသေးရဲ့သူမအခန်းပြင်ထွက်သွားတော့မှသူ့ရင်ဘက်ပေါ်လာလက်အသာတင်လိုက်တယ်သူမရှိရဲ့ချိန်ရင်ခုန်တမ်းမြန်နေတဲ့ရင်ခုန်တမ်းကိုသူမကြားမှအောင်ကြောက်မိပါတယ်သူမရဲ့လျှက်တစ်ပြက်အပြုံလေးကသူ့ကိုနှွေးထွေးသွားစေခဲ့တာသူမတော့မသိပါဘူးသူမအပြုံကအေးချမ်းလုံးပြီးဆွဲဆောင်မှုအကောင်းလာပြီးလှပလုံးနဲ့သူမကသူမဖြစ်နိုင်ပါဘူးသူမကတော်ဝင်တပွင့်ပန်းမှာသူလက်လန်းမမိနိုင်ပါဘူးအေဂရီတဲ့လားကျွန်တော်နှလုံးသားစိုးမိုးသွားတဲ့အေဂရီလေးပါလားမဖြစ်နိုင်တဲ့ခံစားချက်ကိုကျွန်တော်မျိုးသိပ်ထားပါမယ်အားငယ်နေတတ်တဲ့ကောင်လေးတယောက်ကသွေးအေးလုံးနဲ့မိန်ကလေးကိုမှရင်ခုန်စိတ်လှုပ်ရှားနေမိရဲ့သူတို့နှစ်ဦးကြားကတည်းကဘလို့မျက်လက်များဖန်တီးလိုက်တာလေဆယ်ကျော်သက်ရွယ်ကောင်လေးတယောက်ကတော့အချစ်ဆွဲရအောင်ထိတွေးမိပြီးထင်ပါရဲ့တပတ်လောက်ကြာတော့မင်းစစ်သွေးဆေးရုံဆင်းပါရဲ့ဆေးရုံတက်နေတဲ့အတော်တွေအေလီယာသူ့ကိုစောင့်ရှောက်ပြီးအေလီကြောင့်သူပျော်ရွှင်ရတယ်သူကြောင်ရောက်တော့တခုခုထူးဆန်းနေတယ်လို့ခံစားရပါတယ်ဘာကြောင့်မှမသိစိတ်ထဲလေးနေပြီးတော့သူအမှုပညာကျောင်းဆောင်ရဲ့အရှိရောက်တော့ဖြိုးဝါကာတို့ဖွဲ့နေတိုးပါတယ်သူလက်လာပြီးတော့ချွေးရထွက်လာတယ်မင်းစစ်သွေးဘာပြောမလို့လဲမင်းကဘာရင်းနဲ့ဆွဲဆောင်ထားဘာဟုတ်ပြောရလဲခုမှမသိကြအောင်စောင်းနေနဲ့ဖြိုးဝါကာဘာအကြောင်းပြောနေမယ်သူတကယ်မသိပါဘူးသွေးဘာဖြစ်နေတာသူနောက်ဘက်ကနှွေးထွေးတရားရောက်အေးဆက်တန်
အေးလေဘာဖြစ်တာလဲပြောနေသူမကြီးဆူဆူရဲ့ရှေ့မှာရဲ့နေအာကားစီရောက်သွားတယ်အာကားဆွဲချွေပြလာပြီးရှောင်းလဲလဲနဲ့ထွက်သွားဖို့လို့တော့သူမတားတယ်နေပါဦးဖြိုးအာကားရှင်ကဒုက္ခရရဲ့သားမဟုတ်လားဘာလို့ရှောင်ပြေဖို့လုပ်နေဟိုငါလုံးစရာရှိသေးလို့သွားတော့မယ်အာကားမင်းဘာဖြစ်သွားဟုတ်တယ်မင်းသူ့ကိုကြောက်နေရလားအာကာတော့စောချွေပြန်ပြီးထိုနေရာချက်ချင်းပျောက်သွားခြင်းတော့လေအကြောင်းမသိတဲ့တငယ်ချင်းတွေကထင်ရပြောကြတယ်မင်းတို့ကောင်တွေပိတ်ထားကြမင်းတို့ဘာမှမသိဘူးဟုတ်လေနှက်ဆိုးမှလေငါတကယ်လုံးစရာရှိလို့သွားခွင့်ပြုံနော်အာကာရဲ့ရေကျွေးရဲ့စကားတွေပြောဆိုပုံတွေကိုကြည့်နေကြတယ်ចောင်းသားတွေကပါစက်အဟောင်းသားနဲ့အံ့ဩနေဖြိုးအာကာဆိုတာတကြောင်လုံးထိမ့်ကျုပ်ထားသူចောင်းသားတွေပေါ်ပိုးကြတဲ့သူဆရာတွေကိုလည်းမကြောက်တဲ့သူဒီလိုလူကမိန်းကလေးတယောက်ကိုရိုးရိုးကြိုးကြိုးပြောနေရတဲ့အာကာကြီးကြောက်နေရမလားအဲ့မိန်းကလေးကဘာတူလဲမသိဘူးနော်ဆွေကြီးမျိုးကြီးနဲ့လည်းမတူပါဘူးဟဲ့နင်မသိသေးဘူးလားအဲ့မိန်းကလေးကဟိုတခါအဲ့ကောင်လေးကြောက်အာကာတို့စော်ထားတာတဲ့ကျောင်းကိုတော့မကြောက်ဘူးသူ့နာမည်ပြောင်းကနှက်ဆိုးမလေးတဲ့ဟဲ့ဟုတ်လားနှက်ဆိုးမလေးဆိုတော့ငါသိတယ်လူသားမသိတာသူကရုပ်လေးရောလှသားပဲအဲ့ဒါသာထားဆန်းမှာဘာဆက်ဖြစ်မလဲကြည့်အောင်ဟိုနေရာတူတူဒီနေရာတူတူနဲ့သူမတို့အကြောင်းပြောနေကြတယ်အတင်းတုံနေကြတဲ့သူနဲ့ဆက်စုနေကြတဲ့သူနဲ့သူမစိတ်ပြက်တယ်ဖြိုးကရှင်ဂရိရှင်မတီးရလားရှင်ယောက်ျားတော့ဟုတ်ပါရဲ့နော်ဘာကွာငါယောက်ျားစစ်တယ်မင်းမြော်ရင်ငါတက်သေးပြမလားဘာပြမှာမှတ်ပုတ်တင်ကွာမှတ်ပုတ်တင်မကျေနဲ့သေးမွေးစေးမှာပြမလားမလို့ပါဘူးရှင်မချောက်ဘူးဆိုရင်လေယောက်ျားဂရိတီးလေငါဘာမှမလုပ်ထားဘူးဂရိငါမဖြတ်ထားဘူးဟုတ်သိကြလားတခြားသူတွေပြောမှဆိုပိုဆိုးသွားမယ်နော်မျက်ခုံးလေးပြင်ပြီးတစ်ဖက်လူကိုစိတ်ဆွားနေသူမပုတ်တရန်ကဆွဲဆောင်မှုရှိရဲ့ထိုတရာမှာရှိရဲ့ပုရိသတွေရဲ့အကြီးကအယောင်ပြောင်းလဲလာဟုတ်တယ်ငါမေ့သွားလို့ဂရိချိုးဖောင်းပြီငါ့ကိုခွေ့လို့ပေးပါအာကာရဲ့မထင်မဲ့ထားတဲ့တောင်းပန်မှုကြောင့်အကုန်လုံးကြောင်သွားတယ်သူပါပြောလိုက်တာဟဲအာကာဟုတ်ရဲ့လားဟေးအာကာမင်းကခေါင်းဆောင်တော့မင်းလောက်တာနဲ့ငါတို့ပါတိတ်ခါကြတယ်အာကာဖွဲ့ဝင်တူကအာကာကိုစော့တော့အာကာအဲ့ဒီသူကိုမျက်ထောက်နေနေကြည့်ပြီးစကားကိုတလုံးကြီးပြောတယ်ဟိုနေ့ကငါတန်ရဘသူလောက်တာလို့မင်းတို့မေးရနော်အေးခုမင်းတို့ရှေ့မှာရက်နေနှဆိုးမှလက်ချက်ဘာသူတို့၄ယောက်ရဲ့ဘာတန်ကကျဲပြီး၄ယောက်သားတစ်ပြိုင်နဲ့ကြောက်ရွံ့လိုက်သိပြီမလားမင်းတို့ကတစ်ခါပဲခံရအောင်ဒီလိုဖြစ်သွားငါနှစ်ခါတော့ခံရငါ့ကိုအပြစ်ပြောဦးမလားဟေးမပြောဘူးသူမမဲ့ပြုံပြီးခွင့်မလုပ်ပေးနိုင်ဘာကြောင့်လဲသိလားမင်းစစ်တွေကအေးရဲ့တငယ်ချင်းမှုလို့ပဲအေးလေးရဲ့တငယ်ချင်းဆွဲစကလုံးကြောင့်သွေးကြည်နူမိပေမဲ့သူတို့ပြောသမျှနားမလဲပြဿနာရဲ့အစာသူ့ကြောင့်ဆိုပေမဲ့သူတို့ပြောနေရတာသူနားမလဲတဲ့အရာတွေသူ့ကိုတစ်ချိန်လုံးအနိုင်ကျင့်နေခဲ့အာကာကူအေးလေးကိုတောင်းပန်နေသူတို့နှစ်ဦးကြားဘာတွေဖြစ်တာကြလဲသူစဉ်းစားမရပါဘူးအေးလေးဘာဖြစ်နေအတန်းသွားတော့ကျန်တာအေးတာဝန်ထားမဟုတ်ဘူးလေအေးလေးကျဲမသွားသေးဘူးလားသူမရဲ့စူးရှာရဲ့အကြီးကြောင့်သူအထုပ်မတက်ရဲပဲနောက်လဲကြီးနောက်ကြီးနဲ့အတန်းသွားရတယ်ဘာတွေဘလို့ဖြစ်နေလဲဆိုတော့နောက်မှမေးရပါတော့မယ်အရှက်မကွဲစီတစ်ဖွဲ့လုံးလိုက်ခဲ့သူမတခုံးပဲပြောပြီးထွက်သွားခဲ့သူမနောက်ကအာကာရိုဖွဲ့ကကောက်ပါလိုက်သွားတယ်သူမတခုံးဆိုတခုံးလိုက်နာကြတဲ့အာကာရိုဖွဲ့ကအကြောင်းသားရဲ့လောင်ရည်ကြီးကိုခံရပါတော့တယ်အေဂရီသူမအကာတန်းချိန်ရှာကြအကာတင်တန်းလို့သွားနေတော့လွှမ်းအိမ်ပြင်းနေဆုံးတော့ဟာနင်ကကုတီအေးဆက်နိုင်တယ်နော်ဘာလို့ဒီလိုသွေးရလဲဟဲ့ဒီတိုင်းပဲနေတက်လို့ပါနင်အကသွားတိုက်မလို့လားငါအဆောင်ပြန်တော့မယ်သူမနဲ့လွှမ်းအိမ်ပြာတိတ်မရင်းနေတော့လဲသူမဘက်ကစိတ်ကားလုံးနေသလားလို့တခါတလေတွေးမိတိုးတော်လဲသူမကိုယ်တိုင်ကလွှမ်းအိမ်ပြေကိုတငယ်ချင်းဖြစ်လက်မခံနိုင်သေးပါဘူးသူကအကတင်နဲ့သွားပြီးအဆောင်ပြောင်းတော့လွှမ်းအိမ်ပြေမရှိရွှေရမုံနဲ့ရွှေရတီတို့ကိုမေတော့လွှမ်းအိမ်ပြေအဆောင်ကိုပြန်မလာသေးရကြောင်းသိရတယ်သူမအတွေးရများပြီးလွှမ်းအိမ်ပြေကိုရှာရင်ထွက်လာတော့အဆောင်နားမှာတရားရည်နဲ့လွှမ်းအိမ်ပြေနင်ဘာဖြစ်လာတာဟမ်အေဂရီဟိုငါမတော်တဆချော်လဲလာတာပါအမှန်တိုင်းပြောနင့်ကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲဘယ်သူမှမလုပ်ပါဘူးမျက်လွှာချသွားတဲ့လွှမ်းအိမ်ပြေကိုသူမအတင်းမမေးချင်တော့ပါဘူးအဲ့အားကြောင့်စိတ်ကိုလျှော်ပြီးအခန်းထဲကိုတွဲခေါ်လာတယ်ထိုင်နေအေးဆေးထည့်ပေးမယ်လွှမ်းဒါဘလို့ဖြစ်လာရမုံငါချော်လဲတာပါမလိန်နဲ့လွှမ်းဟိုတယောက်လောက်တာမလားမဟုတ်ပါဘူးရဲ့ဒီရဲ့ငါပါငါလွှမ်းရွှေရတီနဲ့ရွှေရမုံပြိုင်တူអော်လိုက်တာကြောင့်သူမပင်လှန့်သွားတယ်သူမကိုပြောနေဟိုတယောက်ကဘသူမှမသိပေမဲ့လွှမ်းရင်ပြေကိုဒီလိုဖြစ်အောင်လှုပ်တဲ့သူဖြစ်နိုင်တယ်ရွှေရတီဟိုတယောက်ဆိုတာဘသူလဲ
သူ့နာမည်ကမိုးမြင့်ကလေးရတဲ့တရုတ်ဆောင်ဌာနရပဲလွမ်းကိုအမြဲနိုင်ခြင်းတယ်မနာလို့ပေါ့လွမ်းရသဘောကောင်းတယ်ဖော့ရည်တော်တယ်လှတယ်ဒီတော့သူကလွမ်းကိုအမြဲပြဿနာလိုက်ရှာခုလိုထံရအောင်လုပ်မယ်လို့ငါမထင်ထားခဲ့သူမလွမ်းကိုကြည့်တော့ခေါင်းငုံနေတဲ့နှစ်ယောက်ကိုသူမတငယ်ချင်းတော်ရမယ်လို့တွေးတော့မတွေးခဲ့ဘူးပထမမင်းစစ်တွေအခုတော့လွမ်းအိမ်ပြေခုကစပြီးအေးတို့ကတကယ်တငယ်ချင်းဖြစ်သွားပြီနော်ရွှေရဒီနဲ့ရွှေရမောပဲလက်ခံတဲ့အေဂရီဆိုတာတဲ့အေးလေးလိုပဲခေါ်ပါလောလောဆယ်ငါတို့တငယ်ချင်းလွမ်းအောင်အနိုင်ကျင့်တဲ့ကောင်မစီတွားတဲ့အားကျုံးမှန်တဲ့ပြောနေရဒီကြောင့်နာကျင်နေတဲ့ကြားလွမ်းပြုံးပြီးအခုလိုမျိုးတငယ်ချင်းရောက်လာမယ်လို့သူမှမထင်ထားခဲ့ပြီတခန်းနဲ့နေပေမဲ့ခေါ်ပြောရုံတော့သားရှိရဲ့ရဒီကသူမအကြောင်းကိုသိနေမလောပါနဲ့ရဒီအေးရှင်းပြလိုက်မယ်အေးပါဖြိုးကာတို့တော့နိုင်ထားပါပဲမိုးမြင့်ကလေးရဖြစ်ဖြစ်မိုးအောက်လျာလာဖြစ်ဖြစ်အေးလေးတွေတော့အေးဆေးပဲပေါ့နော်မနာမည်တွေတော့မပီတော့ပါလားရမုံစုပ်ငါ့ကိုဖဲဖို့အကွက်ချောင်းနေမလားငါသူ့ကိုမကြိုက်လို့နာမည်ဖြတ်တာဟဲ့မပီရမဟုတ်ဘူးမပီရပဲအမားဖြစ်သူရဲ့ဒီကိုရမုံရှာထုတ်ပြောင်ပြီးအခန်းပတ်ပြီးနေသူတို့နှစ်ယောက်ကြည့်ပြီးလွမ်းတဲ့အေးလေးလဲကြည်နူမိဇယိုက်မတူကြတဲ့လူလေးဦးကအခုတော့တငယ်ချင်းတွေဖြစ်သွားကြပါပြီသူမအကြောင်းရဲ့အရှိပဲပန်းကျန်နေရထိုင်ကုန်တစ်ခုမှထားပြီးရှောက်ကြည့်ရောအတီးတယောက်တွေ့လိုက်ရတယ်သူမကြည့်နေအောင်ထိုလူကသူမကိုတွေ့သွားပြီးလက်ရမ်းပြပါတယ်သူမလေးလူရှုကတခြားအကြည့်လွဲတော့လဲထိုလူဟာသူမရှိကိုဆိုင်မြန်ရောက်ချလာအေးလေပြောဟာစိတ်ကလိုက်တာကွာငါ့ကိုဆိုအမြန်ကဲလန့်တိုက်တယ်နော်ဒီမှာတကောအေးကိုစိတ်နှောက်ရှက်ဖြစ်အောင်လုပ်မယ်ဆိုရင်စိတ်ဆိုးလိုက်မှာနော်ပြောစရာရှိတာပြောပြီးသွားတော့မသွားငါဒီเจ้าရဲ့ကင်းမဲ့လေနေရာတကမိန်းကလေးငါနောက်လိုက်နေကြနင်းကြမှာမောင်းထုတ်ရတယ်နော်တူမလားဟဲ့နင်းနဲ့ငါတဝမ်းကွယ်လေသူကအောက်တကုံကြိုကြည့်ပြီးထိုနေရာထွက်လာခဲ့အောက်တကုံကတော့သူမကိုပြုံးကြည့်ရင်ကြံနေခဲ့ပါတယ်ဥပဒေဆောင်ရှိမှာတော့လူဝဝိုင်းအောင်နေရာကြောင့်သူမထိုလူအုပ်ကိုရှောင်သွားဖို့လုပ်တော့ဟေးအေးလေအပြိန်းနဲ့သူမကိုလမ်းခေါ်လိုက်တာကြောင့်သူမမျက်နှာနှီးရဲလိုက်ခေါ်လိုက်တဲ့လူလည်းသူ့ကိုအမာကိုတိသွားပြီးတော့သူမနာလျှောက်လိုက်အေးလေစိတ်မစိုးပါနဲ့တော့ငါမေ့သွားလို့ပါဖဲလူကြားတဲ့သူမအတန်ကျိန်းနဲ့ခေါ်ရင်မကြိုက်တဲ့သူမို့သူမစိတ်တူသွားသူမထို့သူတိုက်ထွက်လာပေမဲ့မိန်းကလေးတော်ကသူမရှိပိတ်ရက်လိုက်တယ်ဒီမှာကင်းတယောက်ကိုဒီလိုမဆက်ဆံသေးဘူးနော်နင့်ကိုနင်ဘာထင်နေလဲကင်းလဲလူပဲအေးလဲလူပဲရှင်တို့လဲလူပဲလူချင်းဘလို့ဆက်ဆံရလဲလာမပြောနေနဲ့နေစကားတက်နေရပေါ့ကြည့်ရတာငါဘာလို့လဲမသိဘူးထင်တယ်မှတ်ထားငါနာမည်ကမိုးမြင့်ကလေးရတဲ့ဘလို့ပြန်ပြောပါဦးငါတရုတ်ဆောင်ဌာနရဲ့ကွင်းမိုးမြင့်ကလေးရသူမလက်သီးကိုစုပ်ပြီးမိုးမြင့်ကလေးရဆိုသူကိုစိုက်ကြည့်တကောလည်းအေးလေးရဲ့ပြောင်းလဲသွားတဲ့ပုံစံကြောင့်အချိန်နေမှန်တော့မှရှင်းပြီးချောင်းဝင်ရတယ်အေးလေးအတန်းသွားတက်မှာမလားသွားတော့လေမသွားဘူးရှင်းစရာရှိတကောရှင်သူ့ကိုသိလို့လားသိရပါသူနဲ့ကျွန်တော်ကအရန်ကိုရင်းနှီးရဲ့ဆက်ဆံရေးမျိုးအေးလေးရဲ့တီရှိမှုကိုဖုံးကွယ်ထားမှာမို့တကောအဲ့လိုပြောလိုက်တယ်ဘလို့ရင်းနှီးရလဲတကောနေသွားသိပြီမိန်းကလေးကိစ္စရှင်းစရာရှိသေးအေးလေတကောအေးစိတ်ကိုမစွနဲ့နော်အေးပါလက်မလွန်ပါစေနဲ့ငါသွားပြီတကောအေးလေးကိုစိတ်မချပေမဲ့ထွက်သွားရအေးလေးကစိတ်ကြီးပြီးတခုလုံးမယ်ဆိုလဲဘယ်သူမှတားမရရလို့အေးလေးဒီเจ้าကိုပြောင်းလာတဲ့ကအေးလေးကိုစောင့်ရှောက်ဖို့သူ့မှာတာဝန်ရှိတယ်လောလောဆယ်တော့အေးလေးကတော့သူ့ကိုစောင့်ရှောက်နိုင်တဲ့အခြေအနေမိုးမြင့်ကလေးဘဝမြင့်အယုတ်တမာလို့ခေါ်ရမှာနှစ်သူမကိုလက်ညှိုးထိုးပြီးပါးရိုက်ဖို့မြောက်လာတဲ့လက်ကိုသူမဖမ်းကင်ပြီရှေ့ရဲ့အောက်တန်းကျတဲ့လက်နဲ့အေးကိုရိုက်ချင်တာလားအိမ်မက်နေနဲ့သူမကလေးရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကင်လိုက်တော့လက်နာကျင်သွားတဲ့ကလေးကသူမကိုမကြည်နဲ့တဲ့ကြီးနဲ့ကြည့်ရဘာလဲမကြည်နဲ့ဘူးလားသူမြောက်အနိုင်ကျင့်တော့ပျော်ခဲ့မလားအခုအေးရှေ့ကိုအနိုင်ကျင့်ရောရှင်ပျော်နိုင်မှာမလားသူအေးစွာနဲ့တခြားသူကြောက်လန့်အောင်ပြောတက်တဲ့သူမနေနဲ့ငါကူမှတွေ့ဘူးကလေဘာလို့ငါ့ကိုနာအောင်လုပ်ရရှင်အရင်စလေအေးကိုအပြစ်လာမပြောနဲ့နောက်ကမိုးမြင့်ကလေးတငယ်ချင်းနေမလားသူ့ကိုထားခဲ့မှာလားရှင်တို့ပါမှာလားကလေးနောက်မှာရက်နေအောင်သူမမေးလိုက်တယ်ထိုနှစ်ယောက်ခေါင်းချင်းဆိုင်ပြီးတီတိုးပြောဆိုနေအောင်သူမစောင့်နေလိုက်တယ်အဖြစ်ရပြီလားကလေးကိုမထားခဲ့နိုင်ကလေးကနေအေးတူပူများနေလာခဲ့ကြနင့်လိုဘာမဟုတ်တဲ့မိန်းကလေးတောင်ငါတို့ကအလျှော့ပေးမယ်ထင်နေလားတွေ့လားငါတငယ်ချင်းတွေကငါ့ကိုတစ္ဆာမဖောက်နင်ခုတောင်းမယ်ငါနင့်ကိုခွင့်လွှတ်ပေးမယ်တင်းငိမ့်နေတဲ့သူမမျက်နှာတက်အေးဆက်မှုတွေဖုံးလွှမ်းလာရင်
ဟိုးအေးတူပူများဆိုအနိုင်ကျင့်တော့လေ၃ယောက်တူတူဆွဲသဘောပေါ့နော်ဟမ်ဘဝမြေအယုတ်တမနားထောင်အေးဘယ်တော့မှမတောင်းပန်တကယ်တောင်းပန်ရမှာရှင်တို့တွေသူမကလေးကနာကိုကပ်ပြီးကြားရတော့အတန်နဲ့ဒီနေ့ညနေ4 နာရီကျောင်းနောက်ဘက်ကပန်းချောင်လာခဲ့၃ယောက်လုံးနော်တကယ်လို့မလာခဲ့ရှင်ကြောက်လို့မလာလို့တတ်မှတ်လိုက်မယ်သူမကလေးရဲ့ပခုံးကိုတိုက်ပြီးအတဲနဲ့ကိုလာခဲ့လိုက်တယ်ကလေးကဘလို့ကြံခဲ့မယ်တွေးကြည့်စရာပဲမလိုပါဘူးကလေးကနင်သွားမှာလားသွားမှာပေါ့မဟုတ်ရင်ငါသူ့ကိုကြောက်တယ်လို့ဖြစ်သွားမှာငါအကြောင်းမသိသေးလို့ထောင်လွှားနေရပါညနေကျရင်သူ့ကိုလက်စင်ပေးလိုက်ရအောင် MIS ကျောင်းရဲ့အနောက်ဘက်ပန်းချန်ထဲမှာအေးလေးနဲ့ကလေးရတို့ဖွဲ့မျက်နှာချင်းဆိုင်ပြီးအကြည့်ချင်းအားပြိုင်နေနေရမြန်ငါ့ကိုလူလဲကောင်မှအဆက်ခွဲရဲ့ပေါ့ငါအကြောင်းနေကောင်းကောင်းသိစေရမယ်အဆက်ကွဲရလားဒီလိုဆိုမှတော့တကယ်အဆက်ကွဲရဘလို့ဆိုတာသိအောင်လုပ်ပေးမယ်လေဒီမှာနင့်နာမည်ပြောကလေးရတငယ်ချင်းတယောက်ကအော်မေရောအိုးဟုတ်တာပေါ့သိတာပေါ့ရှင်တို့ကတိတ်သိချင်နေဆိုတော့လေပြောပြရမှာပေါ့အေးနာမည်ကအေဂရီချစ်နာမည်ပြောင်ကနတ်ဆိုးမာလေနာမည်တလုံးကြီးသူမပြောလိုက်တယ်ဆိုရင်ကလေးရတို့ဖွဲ့မျက်နှာပြက်ကုန်တယ်သူမသိရပေါ့နတ်ဆိုးမာလေဆိုတာเจ้าမှာနာမည်ကြီးနေပေမဲ့လူကိုသိမသိကြပဲဒါကြောင့်လဲနတ်ဆိုးမာဆိုလို့သူတို့လက်သွားသူမမသိပဲနေမှာတဲ့လားသိပြီလားကဲစရအောင်လေအနိုင်ကျစ်ဆရာကြီး၃ယောက်လာလीဒီမှာစောင့်နေကလေးရမဖြစ်ဘူးနော်သူကအာကာတို့တော့အေးဆေးနိုင်သွားငါတို့ဆိုမတွေးရဲစရာပဲနေကြောက်နေရလားဘာမှမဖြစ်ဘူးငါတို့ကိုသူလောက်ရင်လေဒီမှာပန်းကျန်လေလူများမှာပဲသူပဲနာမည်ပြတ်မှာဒါဆိုလဲသူ့ကိုစကားတူတူပြောနေတော့သူတို့ကြားတဲ့ရှိလေယာနဲ့တခုဖြတ်သွားသူတို့လက်ပြီးတော့ထိုးရအောင်ကြည့်လိုက်တော့ကြက်ဥရှင်တို့ကကြက်ဥကြိုက်တယ်မလားသူများတွေကိုလည်းကြက်ဥနဲ့အနိုင်ကျင့်ခဲ့ရမလားအခုပထမဆုံးအလုံးနဲ့တတိပေးလိုက်တာဒုတိယတစ်လုံးကတော့တကယ်ကလေးရမျက်နှာရှုံးမဲ့ပြီးချွဲကြလာတဲ့ကြက်ဥတွေကိုယွန်းစရာတပ်ဖွဲ့ကြည့်ပါရဲ့ပြောရမလားတကယ်ပါဆိုကဲကြက်ဥတိုက်ပွဲကအရှင်ပေါ့နော်သူမထိုးစကားပြောပြီးအသိယူလာတဲ့ကြက်ဥတွေကိုဇက်တိုက်ပစ်တယ်သူမရဲ့ပြစ်မလွဲကြက်ဥတွေကြောင့်ကလေးရတို့၃ယောက်လုံးကြက်ဥတွေနဲ့မိတ်ဆက်ရတယ်ကြက်ဥကပျော်စရာလည်းမကောင်းဘာလို့ရင်ကောင်းမလဲသူမစဉ်းစားဟန်နဲ့လက်ညှိုးနဲ့မေးစေးထောက်တော့ကလေးရတို့စိတ်တူပြီးသူမစီပြေးဝင်တယ်သူမလည်းရှောင်ပြီးတော့ကလေးရတို့ရဲ့စပယ်ကိုဆွဲရည်လက်ကောင်းအင်ဂျီကိုဆွဲရည်လက်ကောင်းဟိုရှောင်းတီရှောင်းနဲ့ရှုပ်ပေါအောင်လုပ်လိုက်တယ်ကလေးရတို့၃ယောက်ကသူမကိုမမိတဲ့ပြေပြန်ခံရကြောင်းပြေးလွှားနေရပြီးမောနေပါတယ်ပျော်စရာကြီးစပြီနော်မြေပေါ်ထိုင်ကြနေတဲ့ကလေးရတို့အပွားနေဂျုံမုတ်ပြူပြီးသူမအေးဆေးဆေးနဲ့ဗီဒီယိုရှိုက်တယ်ပြီးပြီကဲဘလို့လဲရှင်တို့ညတာတော့အဖြစ်နာအောင်မလုပ်ပဲညစ်ပအောင်လုပ်ထားတာသဘောကျရလားအော်မေ့တော့မလို့ရှင်တို့ဘာလို့စိန်ခေါ်လဲသိကြလားရှင်ဆိုတဲ့ဘဝမြေအယုတ်တမဩမှားလို့မိုးမြင့်ကလေးကအေးကိုရက်အရင်စတယ်နောက်တစ်ချက်ကရှင်မနာလိုဖြစ်နေတဲ့လွမ်းအိပ်ပြေအတွက်လက်တော့ပြန်တာပဲလွမ်းကအေးရဲ့တငယ်ချင်းကြည့်ရောသူ့ကိုမထီကိုသတိပေးခြင်းတယ်အခုကဥပမာပဲ bye good luck တို့မှလက်ပြပြီးတီတီနေနဲ့အစာကိုပြန်လာခဲ့ပါတယ်အခန်းထဲရောက်တော့လွမ်းအစာလုပ်နေတယ်လွမ်းဒီနေ့ဘာဖြစ်ခဲ့လဲသိကြလားဘာဖြစ်ခဲ့လို့လဲဒီမှာတို့မှခုနရိုက်ထားတဲ့ကလျာရိုဗီဒီယိုလွမ်းအောင်ပြပါတယ်လွမ်းထိုးဗီဒီယိုကြည့်ပြီးပါဇက်အဟောင်းသားနဲ့သူမကိုကြည့်လာအေးလေနင်သူတို့ဒီလိုလုပ်ခဲ့ရလားအခုလေးတွေပဲပညာပေးခဲ့ရဖះကြီးရဒီနဲ့ရမုံလဲသူမဖုန်းကိုကြည့်ပြီးအံ့ဩသွားတယ်အေးလေနေသူ့ကိုမကြောက်ဘူးလားသူ့ဖေကအရင်ဆိုးရနော်ပြီးတော့သူ့ဖေက top star group ရဲ့ရှယ်ယာဝင်တယောက်နော်နာမည်ကဘာပါလေအော်တိပြီသူတဲ့မကြောက်ပါဘူးအေးကိုစိတ်ပူနေနဲ့ဟုတ်ပြီလားထိုးစင်တော့ဖုန်းဝင်လာကြောက်သူမနှင်းကိုကြည့်လိုက်တယ်ပြီးရင်တော့ပြုံပြီးဖုန်းကိုကင်ပြီးတော့ runner ပဲထွက်ခဲ့တယ်ထူးထူးဆန်းဆန်းပြုံပြီးအပြင်ထွက်ဖုန်းပြောတဲ့အေးလေးကိုလွှမ်းလို့တော့ရောက်ကြောင်ကြည့်နေမိပါတယ်ဘသူ့ဘုံဘုံထူးထူးဆန်းဆန်းပြုံးနေရမသိပဲအဲ့အားကြောင့်သူတို့တော့ရောက်အေးလေးဖုန်းပြောတော့ချောင်းနှားထောင်တော့ Hello Derry Mommy how are you ကောင်းပါတယ်သမီးရောနေကောင်းလားအဆင်ပြေလားအရင်အဆင်ပြေရဲ့သမီးကိုတကုန်းနဲ့ရောတွေ့ပြီသေးလားရံမဖြစ်နဲ့နော်သူနဲ့လားတွေ့ပြီရန်တော့မဖြစ်ပါဘူးသမီးမာမီကလေသမီးကိုလွမ်းလို့ဒယ်ရီကိုနဘူးနဲ့စာလှုပ်နေတာသမီးသိရလားသမီးကလည်းနေနိုင်တယ်နော်ဖုန်းလေးတော့မဆက်ဘူးဖုန်းမဆက်ပေမဲ့လိုင်းပေါ်မှာနေကောင်းကြောင်ပြောပြရလေဒယ်ရီရဲ့မာမီဒယ်ရီကိုနားပူအောင်မလုပ်ပါနဲ့နော်ဘာလို့ဆိုဒယ်ရီနားပူပြီးအေးစီပြေးလာမှာဆိုလို့
အေးလေသမီးတယ်ရီယာသာမာမီကိုနားပူအောင်လုပ်နေရသမီးကိုမတွေ့ရလို့ဆိုပြီးကြောင်းသွားမယ်တကယ်ကဲနဲ့မာမီမှာဆွဲထားရတာတိရဲ့တိနေရဲ့ဒယ်ရီနော်မာမီကိုလွှဲချနေဒါနဲ့လေဒယ်ရီအေးအကူကြီးတောင်းစရာလေးရှိလို့ပြောလေသမီးဒယ်ရီဘာကူညီပေးရမလဲအဲ့လူကြောင့်သိကျင်တယ်ပြီးတော့သူ့ကိုအေးလှုပ်စရာရှိလို့ဒယ်ရီမထိခိုက်တော့ပါအောင်နော်သမီးကြိုက်တာလို့ပါသမီးကိုယုံကြည်ပြီးသားဒယ်ရီမေးနဲ့ပို့လိုက်မယ်နော်ဟုတ်ဒယ်ရီဒါပဲနော်မာမီနဲ့ဒယ်ရီကိုအာပွားလူကျင်နာရပြီဖားနေသမီးကျူးဆိုင်နော်ဟုတ်သူမဖုန်းချပြီးစိတ်ထဲကအစီအစဉ်ဆွဲနေလိုက်ပါတယ်အေးလေဘသူနဲ့ဖုန်းပြောနေတာဒယ်ရီနဲ့မာမီလေးဘသူရှိရမှာဟုတ်လို့လားရေးစားရင်များရမုံမစနဲ့ငါအဲ့ဟာနဲ့ကင်းတယ်အေးပါဟာစိတ်ကြီးပဲညတို့တော့ရောက်ဘာတွေကြားလိုက်လဲဘာကြားမှာလဲနော်အေးဘာမှမကြားပါဘူးမကြားပါဘူးလိန်နေကြညတို့ခိုးနားထောင်နေမသိဘူးထင်နေရလားဟဲ့ချစ်တယ်ရင်ကလည်းစိတ်မဆိုးနဲ့နော်ဟုတ်ပါတယ်ငါတို့ကနေပြုံးလို့ဘယ်သူလဲသိကြအောင်ပါစိတ်ဆိုးနဲ့နော်အေးလေးလာငါတို့ပါတီလုပ်ရအောင်ဘာလို့လဲရတီအေးလေးကလည်းလွှတ်အနိုင်ကျင်းတဲ့ကောင်မတို့နေလက်တုပ်ပြန်လိုက်တဲ့အတွက်ပေါ့လာပါဟာသူမတို့လေးယောက်တည်းရတီကအသွက်လက်ဆုံးရမုံကတော့ပျော်ပျော်နေတတ်ပြီးလွှမ်းအားနာတတ်ပြီးတီးခံတတ်တဲ့သူသူမကတော့သွေးအေးပြီးစိုးသွဲနေသူတညာလုံးအခန်းထဲမှာတောင်းကျမ်းကြသူတွေကြောင့်မျက်လုံးကြောင်ကသူမအိမ်မရပါဘူးမနက်လင်းတော့သူမမျက်လုံးကပန်တာမျက်လုံးဖြစ်နေအောင်တွေ့ပြီးလွှမ်းရတီနဲ့ရမုံတို့ရှိကြတယ်သူမလည်းစိတ်ဆိုးပြီးလိုက်ရရင်လည်းအခန်းထဲစုညံနေပါတော့တယ်သူမစာတင်နေတော့အခန်းပြင်ဘက်မှာတော့ရန်ဖြစ်တဲ့နေထွက်ပေါ်လို့လာပါတယ်။ကျောင်းသားတွေလည်းဆက်ဆက်ဆူဆူနဲ့ထွက်ကြည့်ကြတယ်။စာတင်နေဆရာအောင်ထွက်ကြည့်ရကြအောင်သူမအပြင်မှာလှမ်းကြည့်လိုက်တော့ရန်ဖြစ်နေသူဖြိုးအာကောင်တွေ့လိုက်ရသူမအပြင်ထွက်ပြီးဖြိုးအာကရှိရက်ပြီးတော့နာမည်ကြီးကျောင်းသားလူမိုင်ဟာဥပဒေကျောင်းဆောင်မှာလာရန်ကားနေရလား။အာကာအေလေးကိုကြည့်တော့မှသူထိုးနေအောင်ရက်ပြီးမတ်တဲရက်လိုက်တယ်။နှဆိုးမလေးဒီကောင်ကမကောင်းမိန်းကလေးတို့မထိတထိနဲ့လက်တရံပြီးစော်ကားနေတာအဲ့အားကြောင့်ငါသူ့ကိုပညာပေးနေတာအထိုးခံရသူဟာရုပ်ရည်တန်းပြန်ပြီးတော့အာကာပြောသလိုလူစားမျိုးနဲ့မတူပတ်ဝန်းကျင်ကိုသူအကဲခတ်ပြီးအော်အဲ့လိုလားနဲ့ဆိုးမလေးလားငါ့ကိုကဲပါဦးသူငါ့ကိုအနိုင်ကျင့်နေရှင်ဟာဥပဒေဌာနလားဟုတ်ပါရဲ့နတ်ဆိုးမလေးမင်းငါ့ကိုမတားနဲ့နော်မင်းကမတရားတာတွေဝင်ပါတယ်ဆိုရင်တော့ခုကိစ္စမတရားမဟုတ်ဘူးသိပါတယ်ရှေ့အလုပ်ရှင်ဆက်လုပ်ပါအေးမတားပါဘူးလက်တရဲနဲ့တနာယူတွေကတော့စိတ်မကောင်းစရာပဲသူမအတန်းနဲ့ပြန်ဝင်ပြီးစာကြည့်နေလိုက်တယ်အများစုကတော့သူမလိုရက်ကိုနားမလဲပဲဝေဖန်နေပါတယ်ထို့ကြောင့်သာတကယ်လက်တရဲပြီးသူမလည်းရည်သက်တဲ့စကားနဲ့နှောက်ယှက်ဖူးတယ်သူမပတ်ဝန်းကျင်အကဲခတ်တော့ကလည်းမိန်းကလေးအများစုကထို့ကြောင့်သာဒေါသထွက်နေတဲ့အကြည့်နဲ့ကြည့်အောင်သူမတွေ့ရအဲဒါကြောင့်အာကောက်သူကမတားခဲ့ခြင်းမှာသူမအတန်းပြီးတော့မင်းစစ်သွေးထန်သွားရင်ဆုံးဖြတ်ပြီးအမှုပညာဌာနကိုလာခဲ့တိုက်ဆိုင်သူမတကွန်းတွေ့လိုက်ရပါတယ်တကွန်းနင်အမှုပညာအမတ်လားဘသူပါလေလို့အေးလေးကိုမေးတာဖြင့်ဟုတ်ပါတယ်နဲ့ဆိုးမလေးကိုဘာတက်မှန်းတော့မသိဘူးလားမင်းစစ်သွေးကိုသိလားသိတယ်လို့ပဲအော်သိပြီသူ့ဖေဟာအန်ကယ်ထဲရဲ့ပြိုင်ဘက်လေအေးလေးကကို့ဖေရဲ့ပြိုင်ဘက်တော့ဘာလို့မေးရသူကအေးတငယ်ချင်းဘလို့တက်လုံးတငယ်ချင်းမထားခဲ့သူကထားမဲ့ထားတော့ပြိုင်ဘက်သားတယ်လားစကားရှည်မနေနဲ့သူ့တောင်သိလားနင်းရလေခုချိန်ဒီလေးတန်းမလျှော့ဘူးနော်ကိုအရန်အနိုင်ယူရပဲသူမစိုက်ကြည့်လိုက်မှပါစက်ပိတ်သွားတဲ့ကုံသိလားသူကဂျူနီယာအခန်းမှာကျေးဇူးသူမအခန်းကိုရောက်လာပေမဲ့မင်းစစ်သွေးရရှိမနေပါဘူးဘယ်သွားနေရလဲသူမလည်းသွေးကိုမတွေ့ရနဲ့ထုံးစံတိုင်းအနားယူနေကြပန်းချန်နဲ့နှစ်ချက်တက်ပြီးထိုင်တော့အေးလေသွေးပါလားထိုင်လေသူမနောက်ကရက်နေတဲ့သူကိုသူမထိုင်ကုန်မှထိုင်ခိုင်းလိုက်တယ်သူ့ကိုကြည့်ရစိတ်မပြောသလိုငုံငိုင်ငိုင်ဖြစ်ပြီးတကူကိုဖုံးကွယ်ထားသလိုသွေးဘာလို့စိတ်ညစ်နေတာအေးကိုပြောလေအေးဖြည့်ရှင်းပေးမယ်သူမကိုငေးကြည့်ပြီးတပ်ပြင်းချိုင်သူမကိုစီနီယာတန်းအောင်ကင်းဖြစ်တဲ့တကွန်နဲ့တူတွေ့လိုက်ရတဲ့သူ့ရင်နဲ့လိုင်းချိုဖြတ်ပြေးသွားသူမနဲ့ကင်းကအစင်မပြေသလိုပုံစံဖြစ်နေပေမဲ့ရင်းနှီးကြရဲဆိုတာသူခံစားမိသူမကသူချစ်နေပြီလားကြိုက်နေလားမသိသူတေချာမသိပေမဲ့သူသိတာသူမနာမှာသူတယောက်တည်းရှိနေချင်တာပါမပြောရင်လာမခေါ်နဲ့စိတ်ကောက်တယ်လို့စိတ်ဆိုးတယ်လို့နဲ့မျက်နှာလွှဲလိုက်တဲ့သူမကိုသူငေးကြည့်မိရဲ့တင်ငိမ့်ပြီးခံစားချက်မရှိတဲ့သူလိုအမြဲနေတတ်တဲ့သူမအခုလိုအကြက်ကင်ပြီးစိတ်ကောက်တက်မယ်လို့သူမထင်ထားခဲ့ပါဘူးခုနကအေးလေးနဲ့စီနီယာတန်းကကင်းကိုအတူတွေ့လိုက်တယ်
အချင်းချင်းသိနေကြလားဒါပဲလားသူနဲ့ဘာပြောရလဲကျွန်တော်ထင်တာလေအေးလေကျွန်တော်စီလာတယ်ထင်နေတာတကယ်တမ်းကျတော့စီနီယာကိုတကွန်စီလာတာမတ်လားသူမသိလိုက်ပြီသူမတကွန်နဲ့စကားပြောတာတွေ့ပြီးစိတ်မကောင်းဖြစ်နေတာပေါ့ဒါပေမဲ့သူရဘာလို့အဲ့လိုဖြစ်ရသွေးစီလာပါသွေးခံမသိလို့တကွန်ကိုမေးနေရလေသွေးရဘာတွေထင်နေတာတကယ်လားကျွန်တော်စီလာရဲဆိုတာတကယ်ပေါ့သူနဲ့သူမကိုသူ့ကိုပြောစရာအကြောင်းတွေပြောပြီးတော့ပျော်ရွှင်အောင်လှုပ်ပေးလိုက်တယ်သူနဲ့ကြမှာသူမလည်းလေးပေါ်တဲ့သူဖြစ်ရတယ်ထိုအချိန်သူမစီပြဿနာတကူဦးတီလို့လာပါတယ်ဟဲ့အေဂရီချစ်ဆွဲကောင်မသူမထိုင်နေမျက်လွှာကြည့်လိုက်တော့နေရဒီမှာအလားตาရနေရပေါ့မျက်နှာများလိုက်တဲ့ကောင်မမနေ့ကတကွန်ဒီနေ့ကျစစ်သွင်းမျက်နှာနဲ့ခြူစားနေအရှက်ကိုမရှိဘူးပြောလို့ပြီးပြီလားမပြီးသေးဘူးနေညဘာလို့ထားနေလောက်လိုက်လို့ငါအခုအရှက်ကွဲပြီအေးပြောပါတယ်တကယ်အရှက်ကွဲရဘလို့ဆိုတာရှင့်ကိုပြမယ်လို့လေဒါနဲ့ရှင်ဘာလို့အရှက်ကွဲရပြောပြပါနေမနေ့ကငါတို့ဗီဒီယို school page မှာတင်လိုက်တာလေအခုအကုန်လုံးကငါ့ကိုလှောင်နေကြပြီအဲ့ဒါနင်းကြောင့်ကို့ပြစ်နဲ့ကိုပဲလေရှင်လွှတ်အောင်လှုပ်ထားတာရှင်ခံရတဲ့ဆိုးရယ်နော်အေးရှင်ကိုအနာတရားမလုပ်တာပဲကျေးဇူးတင်နင်ကိုအဟုတ်ကြီးထင်နေနဲ့နင်ကိုငါအဖေဘယ်လိုလုပ်မလဲဆိုတာစောင့်ကြည့်နေလိုက်စောင့်နေမယ်ဘယ်လိုနီးလန်းတွေသုံးမလဲဆိုတာခြေဆောက်ကထွက်သွားတဲ့ကလေးရောက်သူကမဲ့ပြုံပြီးကြည့်နေအေးလေသူ့ကိုရံမစကောင်းမယ်နော်ဘာဖြစ်လို့လဲရှင့်ဖေတော်မကြောက်ပဲအာကာမိုက်ရိုင်းရဲ့ရှင့်ဖေလောက်အာနာမရှိရဲ့ကလေးအဖေကိုအေးကကြောက်ရမှာလားမတူးလေကျွန်တော်ကသူတို့လိုမှမရဲရင်တာတွေ့သူတို့လောက်ရက်ကရဲရင်တာမဟုတ်ဘူးမိုက်ယူတာရဲရင်တာနဲ့မိုက်ယူတာမတူရဲရင်တာအကျိုးရှိအောင်လုပ်တယ်မိုက်ယူရဲ့ဆန္ဒအကျိုးမရှိရကိုလုပ်တယ်သူတို့လုပ်နေရတယ်ကသူတို့ရဲ့စိတ်ပန်းဖြစ်ရပဲရှိရအကျိုးမရှိဘူးသူတို့ကတကယ်ရဲရင်သူမြောက်အနိုင်မကျင့်မဲ့အစားပြဿနာဖြေရှင်းပေးပြီးကာကွယ်ပေးမှာပေါ့အေးလေးပြောမှတ်ထားပါမယ်ပြီးတော့လေခုနကလို့မပြုံးပါနဲ့လားအေးလေးအဲ့လိုပြုံးလိုက်ကြောက်စရာကောင်းတယ်ကျွန်တော်တော့ကြောစိမ့်သွားတယ်အေးကဟန်ဆောင်ပြုံးတာမဟုတ်ဘူးစိတ်ထဲရှိတဲ့အတိုင်းပြုံးတာသူများရဲ့လို့မျက်နှာပြုံးပြီးစိတ်ထဲမရုပ်ပါအဲ့ဟာကြောင့်စိတ်ထဲစိုးနေမျက်နှာအပြုံးလဲစိုးတာပေါ့သွေးကြောင်မကြည့်နဲ့လေအေးကတော့အဲ့လိုပဲပြုံးတတ်တယ်အင်းမာသူမကိုခြူစားတယ်လို့ပြောဆိုဆွဲရအောင်ဘာမှမတုတ်ပြန်ခဲ့ရမဲ့ပြုံးတာတော့ဖြစ်တဲ့နေလို့သူထင်တယ်ဒါပေမဲ့သူမကိုမဲ့ပြုံးတဲ့အပြုံးစစ်ကိုသာပြုံးစီခြင်းပါတယ်အေးလေးနဲ့သွေးတို့ရဲ့ခင်မင်မှုကခိုင်မြဲလာပြီးသွေးရလွမ်းတို့နဲ့လည်းခင်မင်လာခဲ့အေးလေးရဲ့အားပေးကူညီမှုကြောင့်သွေးရအရင်လိုကောင်းကောင်းမခံနေတော့ပဲတတိရှိလာခဲ့သူမနဲ့သူចောင်းကန်တင်မှာနေလေစားနေစင်တော့အေးလေးကျွန်တော်ပကြီးပြိုင်ပွဲဝင်ထားတယ်အေးလေးရောဘာပြိုင်ပွဲဝင်ထားလဲအကားပြိုင်ပွဲနဲ့မီတာ900အပြေးပြိုင်ပွဲဝင်ထားတယ်အေးလေးက2ခုတောင်ဝင်ပြိုင်တယ်ဒါဆိုကျွန်တော်လည်းအားကြမခံနောက်တစ်ခုဝင်ပြိုင်မယ်အေးလေးနဲ့တူအောင်အကောက်ဝင်ပြိုင်မယ်လေဝင်ပေါ့အေးခွင့်ပြုချက်တောင်းဆရာမှမလို့တာမီတာ900အရန်ရှိတယ်အေးလေးမောမှာပေါ့မီတာရှော့ပြိုင်လို့မရဘူးလားအေးစေးပါဘာမှမဖြစ်ဘူးအေးလေးပြောကျွန်တော်တစ်ခုလောက်တောင်းဆိုလို့ရမလားထူးထူးဆန်းဆန်းပါလားပြောကြည့်လေကျွန်တော်ပကြီးပြိုင်ပွဲမှာပထမရခဲ့လေအေးလေးဆက်ပြောအေးလေးစိတ်မရှိတော့ဘူးနော်အေးလေးမျက်စောင်းထိုးပြောလိုက်တော့သွေးပြာခတ်သွားတယ်အေးလေးလက်ကင်ပြီးတော့ရှောက်လေလို့ရမလားအထူးဆန်းများလားလို့လက်ကင်တာပဲရရလေခုခေတ်ကတငယ်ချင်းလက်ကင်လက်တွဲကြထူးဆန်းတာလည်းမဟုတ်ဘဲနဲ့ခွင်တောင်းနေဟိုင်လို့တငယ်ချင်းနဲ့လားသူမတငယ်ချင်းကြောက်လို့သဘောမထားနိုင်တော့တာသူမမသိရပဲဒါဆိုကင်လို့ရရပေါ့နှစ်ခါမပြောတကယ်အဲ့လိုလွယ်ပြောလိုက်ပေမဲ့မိန်းကလေးမို့သူမရှက်မိရတခါမှတငယ်ချင်းနဲ့ရှောက်မလဲဘူးတလို့ယောက်ျားလေးတောင်းနဲ့လည်းလက်မတွဲခဲ့ဘူးပါဘူးသူမမျက်နှာရှဲအောင်မြင်သွားတဲ့သွေးအေးလေဘာဖြစ်တာပါးရရဲနေအဆက်စားလိုက်လို့လားဘာမှမဖြစ်ဘူးမျက်နှာလွယ်ပြီးတော့စကားထစ်နေသူမသူစကျင်လာအေးလေကျွန်တော်တခုလောက်ပြောမယ်နော်ပြောအေးလေးပါရဲ့နေရအရင်ချစ်ဖို့ကောင်းတယ်ပန်းသီးလေးလိုပဲကျွန်တော်ကြိုက်စားကျင်လိုက်ဘာပြောလိုက်တယ်သိချင်နေရလားအေးလေးရှက်နေရတကယ်ချစ်ဖို့ကောင်းတယ်ပါးရင်မဟုတ်မျက်နှာတစ်ခုလုံးမှာရဲနေပြီတွေ့ရှင်အေးကိုစရပေါ့အယူကဘလို့စကားရတက်နေရအေးလေးစိတ်ဆိုးပြီးအစာဆက်မစားတော့ပဲထွက်သွားခဲ့အေးလေးရဲ့ကျွန်တော်စိတ်ကိုထိန်းချုပ်ထားတာတကယ်ခက်ခဲလို့နေစားလိုက်တာတော့ခုလိုစိတ်ဆိုးတယ်ဆိုရင်ကျွန်တော်သာခန်းစားချက်တွေဖွင့်ပြောခဲ့အေးလေးကျွန်တော်မုန်းသွားမှာလား
ချစ်ရသူရဲ့ပြီးတငယ်ချင်းဖြစ်နေပြီးခန်းစားချက်တွေထိန်ချုပ်ကချစ်ရသူမုံသွားမှကြောက်ရတဲ့ဖြစ်ကနာကျင်စရာကောင်းလို့နဲ့ဖွင့်ပြောလို့လည်းမရသလိုမျိုးသိပ်ထားတာလည်းခက်ခဲလွန်းတယ်တငယ်ချင်းကိုတစ်ဖက်သက်ချစ်ရတာပင်ပန်းလုံးပေမဲ့ချစ်ရသူလေးနားမှာနာကျင်စွာနေတာတငယ်ချင်းချစ်သူသားဖြစ်တယ်MIS ဘောလုံးကွင်းမှာတော့အားကစားပြိုင်ပွဲဝင်ရန်အဆင်သင့်ဖြစ်တာကိုထိုထဲမှာအေးလီလည်းအပါဝင်မှာအေးလီကျွန်တော်အားပေးနေရနော်အေးလီစိတ်ရမ်းလှုပ်မရှားနဲ့နော်စိတ်ငြိမ်နေတာဟုတ်ပြီလားတကယ်တမ်းစိတ်လှုပ်ရှားနေတာလွမ်းမဟုတ်လားအေးရအေးစေးပါပထမနော်အေးလီ fighting နင်တို့ဘာဖြစ်နေကြလဲအရင်ကတယောက်တည်းနေတာနားရေးပါကြီးခုမှငါတို့ကနင့်အတွက်ရင်ခုန်လို့ပါအရင်ကအရင်ပဲအခုပဲအေးသွားတော့မယ်ခေါ်နေပြီသူမပြိုင်ပွဲဝင်ရန်အတွက်တတ်မှတ်နေရမှာအသည့်အနေထားနေလိုက်တယ်။စားထွက်ခရမုတ်တာနဲ့သူမစတင်ပြေးလွှား။တခြားသူတွေအင်တိုက်အားတိုက်ပြေးနေတော့လေသူမပုံမှန်သာပြေးနေပါတယ်။အေးလေမြန်ပြေးလို့ဟာအေးလေးဘာလို့မြန်မပြေးอ่ะ။ तू ပြောတော့အေးဆေးဆိုခုလိုအေးဆေးပြေးနေရရှုံးပါပြီ။တိုးတော်သူတို့ထင်တယ်လို့အေးလေးမရှုံးခဲ့ပါဘူး။မီတာ200လောက်ပြေးပြီးသူမအရှိန်တင်ပြေးလိုက်။မီတာ100ကျန်ရှိနေချိန်တော့သူမအားကုန်ပြေးခဲ့။သူမအားကုန်ပြေးနေချိန်တော့တခြားပြိုင်ပွဲဝင်တွေကခြေကုံလက်ပန်းကပြီးဆက်မပြေးနိုင်ကြတော့ပဲထို့ကြောင့်သူမပထမရပြီးအရင်နှစ်တွေတဲ့အချိန်လျှော်၍စံချိန်လဲချိုးခဲ့ပါတယ်အေဂရီကွာအေဂရီသူမအားပေးနေတဲ့ဥပဒေဌာနကျောင်းသားတွေကပျော်ရွှင်နေတဲ့စာအုပ်သားရေးပေးခဲ့ဥပဒေဌာနအားကစားပါဘသူမှပုံမဆွဲခဲ့ဘူးတာကြောင့်သူမကျေးဇူးတင်ကြတယ်သူမတော့အထိုက်လျောက်သာနေပြီးရှောင်ထွက်ခဲ့ပါတယ်ဟေးအေးလေမပျော်ဘူးလားပျော်တယ်လေရတည်းရဲ့အေးကမပျော်တဲ့ပုံပေါက်လို့လားပေါက်တယ်ပထမရအောင်မှရုပ်တည်နေလေတီချယ်တွေတော့မလွဲတာလို့ပြုံးပြတယ်လို့မျက်နှာထားနဲ့တကယ်လည်းမပြောဘူးရတည်းရဲ့စကားကိုလွမ်းမှထောက်ခံပြောတယ်ဟုတ်တယ်အေးလေနင်စိတ်ပါလက်ပါနဲ့ပြုံးမှုရလားအမြဲတမ်းရုပ်တည်နဲ့တခါတလေဆိုနင့်လူလို့တော့မထင်ဘူးစိတ်ရုပ်ကြီးကြာနင်စိတ်ရုပ်လူသားတော့မဟုတ်ပါဘူးနော်လွမ်းဘလို့တော့မေးရလဲအေးကလူစစ်ပါလွမ်းပြောပါမယ်မပြုံးတာနဲ့စိတ်ရုပ်ဘွားရောက်နေမဟုတ်လို့လားနေရအမြဲတမ်းအချိန်တိုင်းနေတိုင်းခက်တီတီနေပြီးအေးဆက်နဲ့ငါတို့ပြောအောင်လုပ်တာတော့နေရဒီတိုင်းပဲနေတကယ်သွေးအေးရပဲသွေးနေရောအေးလေးပြုံးတာမြင်ဘူးလားစကားဝင်မပြောပဲအေးလေးကိုငေးနေတဲ့သူကိုရမုံကမေးတော့မြင်မှုတယ်လေတကယ်အေးလေလွမ်းရတီနဲ့ရမုံတို့မျက်လုံးပြူသားနဲ့သွေးကိုထပ်မေးကြတယ်သွေးကအေးလေးပြောတော့သွေးကိုတလဲအေးလေးကိုတလဲကြည့်ရဲ့ဘာဖြစ်နေကြရလဲအေးပြုံးတာထူးဆန်းလို့လားအဲ့လိုမျက်လုံးနေနဲ့လာမကြည့်နဲ့သွားပြီသူမကိုစားတော့မဲ့အနေထားမို့သူမအမြန်ရှောင်ထွက်ရသူမပြုံးသွေးတယောက်တည်းမြင်ဘူးတယ်ဆိုတာကြောင့်သူမနဲ့သူကိုတွဲစားကြမှသိကြပါတယ်သူမရှောင်ထွက်တာမြန်ပြီလို့ပေါ့တွေ့နင်တကယ်မြင်ဘူးလားဘယ်တော့ဘာလို့လဲပြုံးတာသိကြလားကျွန်တော်စေးုံတက်တော့ကျွန်တော်ကိုတငယ်ချင်းပြေလက်ခံတဲ့ချိန်ကပြုံးပြသူပြုံးတာအရန်လှတယ်သူ့ပြုံးကတောက်ပရဲဆွဲဆောင်မှုရှိချစ်စရာကောင်းတယ်ကျွန်တော်ကိုပြုံးပြတဲ့အချိန်မှာကျွန်တော်ကစိတ်တက်ကြနေတာသူ့ပြုံးမြင်ပြီးအားရပြည့်သွားတယ်လို့ပဲချီးမွမ်းတာလေတုံချီးမွမ်းမှာသူကနေ့ကိုကြာပြုံးပြပြီငါတို့၃ယောက်ကိုကြာမပြုံးပြဘူးဒါမတရားသူ့ကိုအတင်းပြုံးခိုင်းပြန်လေသူလက်နဲ့ညားမှာမင်းတို့ကအေးလေးကိုကြောက်တယ်ပေါ့ကြောက်တာပေါ့သူကသဘောကောင်းပေမဲ့သူ့ကိုစိတ်ဆိုးအောင်လုပ်ရင်အသားနာမှာလေတငယ်ချင်းဆိုပေမဲ့လေသူကညမဲ့ချိုးမှာမဟုတ်တာရမုံစကားကြောင့်သူတို့ရှိပါတယ်ဟုတ်တယ်သူစိတ်ဆိုးရင်ငါတို့လွတ်မှာမဟုတ်ဘူးတွေ့နင်ပြောတာအေးလေးပြောရင်အရန်လှရနော်ငါလည်းထင်ပါတယ်သူကမပြုံးမရတော့ရုတ်တဲ့ပြုံးလိုက်အရန်လှမှာပြုံးတာတော့လှရဲဆိုရင်သူပျော်ပျော်ရွှင်ရွှင်နဲ့ရီမောလိုက်ဘလို့တောင်ဖြစ်သွားမလဲမသိဘူးလွတ်နင်စိတ်ကူးရင်တာတော်တော့ငါတို့အေးလေးပြောအောင်အရင်လောက်ကြမယ်ပြီးရင်ရီအောင်လုပ်မယ်ပြောထားဖို့ရည်အေးလေးရဲ့ပြောမင်းတကယ်မြင်နေချိန်ဘလို့ဖြစ်မလဲဆိုတာကျွန်တော်စောင့်ကြည့်နေပြီပြောအေးလေးပြောအောင်လုပ်မယ်စီစီဒီလိုရည်ဟုတ်မှလုံတော့နင်တို့ကငါ့ကိုမယုံလို့လားစိတ်ချအေးလေးပြုံးစေရမယ်ပြီးရောအေးလေးမပြောရင်တော့ငါတို့အကျိုးမရောက်ပါဘူးဒါဆိုသဘောတူလိုက်ပြီနော် yes သူမအခန်းထဲရောက်တော့ရှိသေးနှာချီတော့ခဏနှာချီလို့သူမနှာခေါင်းထိတ်လေးပန်းဟောင်တန်းလိုက်စောင်းနေမဟုတ်တာကြောင့်အေးမိရလည်းမဖြစ်နိုင်ငါသိတယ်နင်တို့ငါတင်တုံနေကြမလားတစ်ဖက်မှာသွေးလွှမ်းရက်တီးရမုံတို့ကအေးလေးပြုံးမှုပလန်ကြီးချနေစေတစ်ဖက်မှာလည်းအေးလေးကဇက်တိုင်နှာချီလို့နေပါတော့တယ်ရက်တီဘာလုပ်တာလဲခဏလေးပဲလို့သူမကို surprise လုပ်ဆရာရှိရဲဆိုပြီးသူမမျက်လုံးပိတ်စားနဲ့စီးနှောင်ပြီးမြည်သည့်နေရာကိုခေါ်သွားလဲတော့မသိရောက်ပြီမျက်လုံးမိတ်ထားနော်အစရင်ဖြစ်မယ်နောက်မှမျက်လုံးဖွင့်နော်
သူမမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်ရဲ့သူမမြင်လိုက်ရတာကမွေးနေ့ကိတ်ကြီးဖြစ်ပြီးအလှဆင်ထားတဲ့ဆိုင်ထဲရောက်ရှိ Happy birthday ဘသူမွေးနေ့လဲပြီးတော့အေးတို့ကကျောင်းပြင်မှာလားကျောင်းပြင်ထွက်ခွင့်ပေးလို့လားပေးရလေခွင့်တောင်းရက်ပိတ်ရက်မှာထွက်လို့ရတယ်ဘသူမွေးနေ့ကိတ်ပေါ်နာမည်လေးကိုမြင်တာမို့သူမစကားဆုံးအောင်မပြောတော့ပဲနင်တို့အမှတ်မှားလားဒီနေ့ငါမွေးနေ့မဟုတ်ဘူးဟမ်ဟုတ်တေချာလို့လားနေ့မွေးနေ့မဟုတ်ဘူးလားငါတို့မမားပါဘူးကျောင်းသားကမားတာထင်တယ်စကားထစ်နဲ့အုံးမလုံအောင်ပွင့်ဖြစ်သွားကြတဲ့တငယ်ချင်းလေးယောက်ကိုသူမအပြစ်မပြောချင်ပါဘူးသူတို့ရွယ်ချက်ကိုမသိပေမဲ့တမင်လုံးမှန်းတော့သူမသိတယ်ထားလိုက်ပါတော့နင်တို့အမှတ်မှားတာပဲနေမှာဒါဆိုလဲမွေးနေ့မဟုတ်ရင်တော့ပါတီနေနဲ့ပျော်ရအောင်လေနော်ရက်တီနင်းရလေအပျော်ပဲတည်ရနော်ဟင်သူတို့စိတ်တိုင်းကြသူမမွေးနေ့ကိတ်ခွဲလိုက်ပါတယ်အေးလေဘသူ့အရင်ကျွေးမလဲသိချင်လာပြီနော်စကားမြဘသူ့ကိုမှမခုံကိုလည်းနဲ့ကိုကောစားသူမကိတ်ခွဲပြီးပကံနဲ့ထည့်ပေးလိုက်တယ်မဆောင်ငါတို့ကနင့်ကိုပြောအောင်လုပ်ပေးရနေရမျက်နှာတီတီနဲ့ဘလို့လို့ငါတို့ကပြော့မှလဲနင်ငါတို့ကိုမပြောအောင်လုပ်တာလားမဟုတ်ပါဘူးလွမ်းရဲ့ငါအေးလေဒီနေ့တော့ပြောနေပါနော်လိုလာတောင်းဆိုလာတဲ့အတွက်ကြောင့်သူမညင်ရခက်တယ်သဘောလေသူမသဘောတူလိုက်တာနဲ့ဟေးကနေထကုန်ကြတဲ့သူတို့ကြည့်ပြီးသူမပြောလိုက်သူတို့ရဲ့အကြံစီကိုအခုမှပဲသူမသိတော့သူမကိုပျော်ရွှင်အောင်လုပ်ပေးတဲ့သူတို့သူမဘက်ကလည်းပျော်ရွှင်အောင်ပြန်လုပ်ပေးတဲ့နင်တို့ပြောတာမြင်ပြီးတော့အေးအောင်ပြောလာပြီကဲဒါဆိုရင်ရော့လက်မြန်လုံးနဲ့ရမုံရဲ့ခရင်တုတ်ထားတဲ့လက်ကိုသူမမရှောင်နိုင်ခဲ့ပါဘူးအလေးဝင်တုတ်တဲ့ရမုံသူမလွယ်လွယ်နဲ့အလျှော့ပေးစရာလားပါမပေးသွားတဲ့ခရင်ကိုသူမတုတ်ပြီးရမုံကိုလိုက်တုတ်တော့သူမရမုံတုတ်နေတဲ့အချိန်ရတီနဲ့လွမ်းကသူမဝိုင်းတုတ်တယ်သူမထွက်ပြီးတော့၃ယောက်သားပေါင်းပြီးသူမကိုတုတ်လိုက်တာသူမတွေကိုလုံးခရင်နဲ့ပေးပွားပြီးရီစရာပုံမှာနင်တို့ရမ်းလာတယ်အေးလေးခလေးအေးလေးနင်စိတ်မဆိုးသေးဘူးနော်ဟုတ်တယ်ငါတို့ကနင်းပြောအောင်တုတ်တာဒါပေမဲ့နင်းမပြုံးသေးဘူးနော်ငါအေးကိုလာစကြရပေါ့တွေ့မယ်သူမဂိတ်တစ်ခုလုံးယူပြီးသူတို့၃ယောက်ဘက်ကိုပြစ်လိုက်တယ်ဒါပေမဲ့ကြိုတေးစီစဉ်ထားကြတဲ့၃ယောက်ကရှောင်လိုက်တယ်သူတို့စော့နေအောင်ဝင်မပါတဲ့သူကိုကွယ်ပြီးရက်နေသူတို့ဖယ်လိုက်တာနဲ့ကိတ်ကြီးကသွေးနဲ့မိတ်ဆက်ပါတော့တယ်သွေးရှောင်ချိန်မရပဲမျက်နှာတက်တဲ့ကိတ်နဲ့ပြေးခံရတော့မိန်းကလေးပြောပါစေဆိုပြီးသူမဝင်ပါခဲ့တာကသူ့ကိုတမင်ဆွဲခေါ်နေ၃ယောက်သူလက်သီးပြလိုက်ပါတယ်သွေးနင်းမျက်နှာအေးတမင်လောက်တာမဟုတ်ပါဘူးသူတို့ကြောင့်ဖြစ်သွားတာပါသူမသွေးရှိသွားပြီးတော့ပေနေတဲ့ကိတ်တွေကိုဖယ်ပေးပြီးပြောလိုက်တော့အေးလီပျော့လားပျော့ပါတယ်ဘာလို့လဲဒါဆိုပြုံးပြဆိုင်လည်းမဆိုင်ပဲနဲ့ဆိုင်နေအဲ့လိုဆိုပြီးသူ့မျက်နှာပေါ်ကိတ်တွေဖယ်ပေးနေသူမလက်ကိုသူလန်းကန်လိုက်တယ်သူမသူ့ကိုမျက်လုံးညို့ကြည့်နေစိုက်ကြည့်အေးလီရဲ့မျက်ဝင်းညို့ညို့ကကျွန်တော်ကိုဆွဲဆောင်နေတယ်လို့ပဲကျွန်တော်ကိုပြုံးပြတော့ဒါကျွန်တော်ကိုကိတ်နဲ့ပြစ်တဲ့အတွက်တွေ့ရှင်စကားတွေတက်လာတယ်လို့ပဲအေးလေးကြောက်တက်လာလေငါတို့ရှိသေးရဲ့နော်နင်တို့ကြောက်ဖြစ်တာလေအဲ့တော့ဘာဖြစ်လဲလာလေသူမဝိုင်းစနေတဲ့၃ယောက်ကိုသူမလစ်လူရှူလိုက်တယ်တွေ့အေးတို့ပြန်ရအောင်အယူမတွေထားခဲ့လိုက်တော့အေးလေးတစ်ခါတော့ပြုံးပြပါလားအေးလေးပြုံးမှုတွေကျွန်တော်တို့ပြင်ဆင်ခဲ့ရကျွန်တော်တို့ကိုစိတ်မကောက်မလုပ်ပါနဲ့နော်ပြုံးပြပါနော်အေးလေး please you should smile ပြီးတော့ဒါပေမဲ့အေးပြုံးရတဲ့အထိစိတ်မပျော်သေးဘူးအေးလေးမကောင်းရုပ်တဲထငုံတဲ့ရမုံကြောင့်သူတို့အားလုံးကြောင်သွားတော့ရမုံအေးကိုစိတ်ကောက်သွားလားဒါမှမပြောနဲ့သူတို့ကိုပျော်စေခြင်းတယ်လို့ပျော်စေခြင်းတော့ तू ကကဲတိတ်တော့ပြုံးပြမယ်ဟုတ်ပြီလားတကယ်နော်ခုနငိုနေရ तू မဟုတ်တဲ့အတိုင်းပုံစံပြောင်းသွားတဲ့ရမုံ तू မှမျက်စောင်းထိုးလိုက်တယ်အေးလေးမျက်စောင်းထိုးတတ်တယ်ဆိုရင်ဆိုမျက်စောင်းထိုးရအောင်မမြင်ဘူးလားမဟုတ်ဘူးလေနေ့ရဲ့အဲ့လိုပုံပဲမမြင်ဘူးလားသူမရုပ်တည်းရှင်မိသွားတော့တတိယပြီသူမရုပ်ပြန်ကြည့်လိုက်ပြီမဲ့မမီတော့ပါဘူးအေးလေးနင်းကြီးဟာချစ်စရာလေးခလေးလေးကြတာအေးနော်အေးလေးခုအမတ်တမဲ့ရီလိုက်တာတော့တော်တော်လှတယ်ကျွန်တော်ပြောသားပဲခမများတို့ပဲမယုံတာလေတော်ကြပါတော့အဆောင်ပြန်ရအောင်မပြန်ထက်ရီပြခုမပြန်ရင်နောက်ဘယ်တော့မှမပြုံးမကြီးပြရက်ဆက်လိုက်တာသူမအကြက်ကင်မှာအဆောင်ပြန်မှုသဘောတူတယ်ဘလို့ပဲဖြစ်ပါစေယနေ့အားသူမအတွက်အမတ်တရားဖြစ်ခဲ့ရအေကံမှာငငယ်တွေကတငယ်ချင်းမထားခဲ့ရကြောင့်ယနေ့လိုမပျော်ရွှင်ခဲ့ဘူးပေမဲ့သူမတငယ်ချင်းတွေအတမို့နားလေခဲ့ပြီးထင်ပါတယ်ခလီရှင်းဦးခလေးကွာအခုချိန်ဒီကိုအသေးအောင်လုပ်တယ်နော်ဟာဦးဘလို့ဖြစ်နေနောက်ကနေသူမခါကိုဖက်လာဦးကြောင့်သူမရှက်ကိုရှက်ကန်နဲ့ခလေးကအခုထိရှက်တုံတော့သမီးတောင်အရွယ်ရောက်နေအိုးရှက်တာပဲသမီးနဲ့ဘာမှမဆိုင်လွတ်တော့လှုပ်ဘူးကွာခလေးကိုချစ်လားပြီချစ်တယ်မကြားရအောင်ကြဲကြဲလေးပြောသူမနှကန်းစုပြီးအကျယ်ကြီးအော်ပြောလိုက်တယ်
ကိုမိုးအရန်ချစ်ပါတယ်ဟိုအေးဘာမှမမြင်ဘူးကြားလည်းမကြောက်ဘူးနော်အေးလေးမိဘနှစ်ပါးကြည်နူးအောင်မြင်ပြီးရှက်ပြီးတော့အပြုံပြေးထွက်လာခဲ့ပထမနှစ်ဝက်ကြောင်ပိတ်တာကြောင့်သူမမိဘတို့အတိမပေးပဲအိမ်ကိုပြန်လာခဲ့ရပါဖခင်နဲ့မိခင်ကိုအံ့ဩအောင်လုံးမဲသူမမိခင်ဖခင်တို့ရဲ့ကြည်နူးစရာမြင်ကွင်းကြောင့်မျက်နှာထူပူပြီးခြံထဲကိုဆင်းလာခဲ့ရတယ်ဦးအဲ့ဒါအေးလေးမက်လားခလေးသမီးကပြန်ရောက်နေရလားအေးလေးပြေးထွက်သွားတဲ့အချိန်မှာမြန်လွန်းတာကြောင့်ဂုံထဲဝါနဲ့ချိမို့တယောက်နဲ့တယောက်ကြောင်ကြည့်ပြီးတော့လန့်သွားကြတယ်သမီးပြန်ရောက်နေရသွားပါပြီရှက်လိုက်တာအဲ့ဒါဦးကြောင့်ဦးဆိုလို့သမီးလေးအောင်ရှက်ပြေးသွားတယ်ခလေးရလေကိုတို့ကဘာမှမဟုတ်တာလှုပ်ထားလို့ရှက်နေရမသိဘူးသမီးစီသွားအောင်မယ်မသွားရအောင်သမီးကအလိုက်တည်ရဲ့ကိုတို့နောက်ရှက်မှာမဟုတ်ဘူးအဲ့တော့ဟာဦးသူမဘာမှပြောမရတော့ပဲသူမနှက်ခမ်းနဲ့လောအပိုင်သိမ်းလိုက်တဲ့ချေရသူဦးကြောင့်သမီးရှိမှန်းသိရတော့အကဲပိုလွင်တဲ့ဦးသူမတကယ်မတက်နိုင်တော့ပါဘူးခြံဝင်းထဲမှာရှိတဲ့ပန်းကျင်ထဲမှာကလေးတယောက်တည်းထိုင်ပြီးဖုန်းဆော့နေလိုက်တယ်ထို့စဉ်တော့သူမလိုင်းဖွင့်ထားကြောင့်မက်ဆေ့ဝင်လာတယ်သူမမက်ဆေ့ဖွင့်ကြည့်တော့သွေးစီရပါဟိုင်းအေးလေးအိမ်ရောက်ပြီလားရောက်ပြီရှင်ရောရောက်ပြီလားရောက်ပြီတရက်တောင်မရှိဘူးသေးဘူးအေးလေးကိုတတိရလာပြီအပိုတွေမပိုပါဘူးတကယ်ပြောတာရှင်းဖေနဲ့တွေ့ပြီလားမတွေ့ရသေးဘူးစိတ်မပူပါနဲ့ကျွန်တော်အရင်ကမင်းစစ်တွေမှမဟုတ်တော့တာသိပါတယ်ဒါပေမဲ့ပြဿနာမဖြစ်စေနဲ့နော်ရှင်ကဆက်ဆံသူရှင်းဖေနဲ့အဆင်ပြေအောင်နေဘလို့ပဲပြောရှင်းဖေကသူ့ပဲလေအေးလေးပြောနားထောင်ပါမယ်ဒါပဲနော်good luck ပါအေးလေးသူမလိုင်းပိတ်ပြီးပန်းလေးနဲ့စော့နေလိုက်တယ်တစ်ချက်သူမပြုံးလိုက်တော့လဲသူမကိုသူမသတိမမူမိပါဘူးတိုးတော့သူမကိုကြည့်နေလို့တော့ကတော့သတိမူမိသွားတယ်အေးလေးပြုံးလိုက်သလားလို့ဟုတ်တယ်ခဏပြုံးနေတာသမီးเจ้าမှာပြောရဲပုံပဲဘာတွေတွေးပြီးပျော်နေလဲတော့မသိဘူးအင်းတော့သွားရအောင်လေဦးဘဲတော့ဦးကဘဲသွားချင်တာလဲသမီးစီပေါ့ဟာခလိနားရဲလို့ဂုံထွယ်ဝါရဲ့ဘိုက်ကိုဆွဲလင်လိုက်တဲ့ချိန်မိုးကြောင့်ဂုံထွယ်ဝါဘိုက်ပို့ပြီးထွက်ပြေးပါတော့တယ်လာရအောင်မှရှိရဲ့ခုံတန်းရှိမှာတော့တာမီနဲ့စကားပြောနေကြတယ်မမီပြောလေသမီးမမီဒယ်ရီကိုချစ်လာရင်ချစ်တာပေါ့အေလီယာမမီတို့ရဲ့အချစ်တင်ကြီးတာလေးပဲလေမမီဒယ်ရီကိုဘာလို့ချစ်တာလဲအကြောင်းပြချက်မရှိဘဲနဲ့ချစ်တာဒါနဲ့သမီးဘာလို့မေးရသမီးတော်ရွယ်ရောက်လာပြီပဲအချစ်ကြောင့်နေမေးလို့ပါလားဘာလဲသမီးသဘောကျလို့ရှိနေပြီလားနာမည်ကဘလို့ခေါ်လဲဘာတူလဲချီမိုးစားလိုက်တာကြောင့်အေလီမျက်နှာရဲတွတ်သွားတယ်မရှိပါဘူးအေးလေးပြောပြရတဲ့အခန်းစီကိုပြေးထွက်ခဲ့အခန်းတကောက်မိပြီးမျက်လုံးပိတ်ထားလိုက်တယ်မမီပြောရဲ့ချိန်အေးလေးမျက်ဝန်းထဲပေါ်လာတဲ့ပုံရိပ်သွေးရဲ့မျက်နှာကိုအေးလေးပါကြောက်မြင်အောင်မိလည်းမသိပါဘူးရင်ခုန်တမ်းမြန်နေတဲ့နှလုံးသားလေးကိုအေးလေးနားမလဲတော့ပါဘူးတကယ်တွေးမိရပဲလာရောင်ဖျားကြတဲ့အခန်းလေးရဲ့ကရင်ထက်မှာအိမ်မောကြတဲ့အေးလေးကအိမ်မက်ကပါအလေရောက်နေပါတော့တယ်အေးလေးသမီးလာပါအောင်ရှင်ဒယ်ရီသမီးကုမ္ပဏီကိုလိုက်ခဲ့ပါလားသမီးအကြောင်းခဏနာတော့ကုမ္ပဏီမှာလေ့လာနေလိုက်လေအချိန်လည်းမပုတ်တော့ဘူးပေါ့ဒယ်ရီမေ့သွားပြီလားအေးယာ top star group ရဲ့ဆက်ခံသူဆိုတာဖုံးကွယ်ထားလေကိုဒယ်ရီနဲ့လိုက်ခဲ့အေးကိုတိသွားကြမှာပေါ့ပြီးတော့အေးမအကြောင်းမပြီးသေးရဒယ်ရီနဲ့မမီလုပ်ငန်းတွေကိုလေ့လာခြင်းပေမဲ့အေးမလုပ်နိုင်မှာစိုးတယ်သမီးလေးကကိုယုံကြည်မှုပြည့်ရှိရဲ့လို့ထင်ခဲ့ရဘလို့ဖြစ်ပြီးတွေးပူနေရဒယ်ရီသမီးကိုယုံကြည်ရဲ့သမီးလုံနိုင်တယ်ကျေးဇူးပါဒယ်ရီအေးကိုယုံကြည်လို့ဟိုးရသမီးဒယ်ရီစီကိုဦးမုံမြေကလျာဖခင်ရဲ့အကြောင်းမေးပြီးလှုပ်ရှားရှိရဲဆိုသူ့ဘက်ကထူးကြတာလည်းမရှိပါဘူးသမီးသူ့ကိုဘာမှမလုပ်ထားဘူးလားသူနဲ့သမီးဘလို့ပတ်သက်လဲဒယ်ရီရှင်းပေးရမလားအသေးမွားလေးပါဒယ်ရီရဲ့သူ့ရဲ့ဘဝင်မြင့်နေတဲ့သမီးကြောင့်ပျက်စီးမအောင်သူမသိသေးတာတနာစရာကောင်းတယ်သူကိုယ်တိုင်လည်းလူကောင်းမဟုတ်တော့ရှင်းပြရလွယ်သွားတယ်အဲဒါကြောင့်ဘာမှမလုပ်သေးရသမီးမနိုင်ဒယ်ရီကိုပြောနော်ဒယ်ရီကသမီးအတွက်ဆိုအမြဲတမ်းအသင့်ပဲဒါဆိုမမီအတွက်ကောသမီးကလည်းမေးချက်ပေါ့သမီးမမီအတွက်ဆိုအသက်တောင်ဆွန့်လို့ရဲ့အရင်ရောအခုရောနောက်ရောပဲတကယ်အရင်ရောဆိုတော့ဘလို့ဖြစ်ခဲ့ရလဲဆိုတာပြောပြပါလားယင်ဦးနော်ခလေးကိုဘာတွေရှောက်ပြောနေတာသမီးမနေ့ပြန်အတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်လေအေးလေးတို့သားဖားစကားဝိုင်းနဲ့ချီမိုးဝင်လာတော့ဟုတ်ကုမ္ပဏီသွားတဲ့အတွက်ပေါ့ပါဖြစ်ပြီးမိန်းကလေးဆက်မဲ့ဝစ်စုံအေးလေးရွှေဝစ်တယ်သမီး ready ပဲလား ready ပဲအေးကုမ္ပဏီမရောက်ခင်တနေရာမှာဆင်းခဲ့မယ်ရှုပ်တွေပြောကြမှာဆိုလို့နော်တယ်ရီသမီးသဘောဒါနဲ့အေးလေးကုမ္ပဏီမရောက်ခင်ကားပေါ်အစင်ပြီးလမ်းလျှောက်လာခဲ့အလုပ်တင်အဖြစ်ဝင်ရကြိုတင်စီပြီးပြီမို့အခက်ခဲမှာမဟုတ်ပါဘူးကောင်းသမီးကိုစောက်ရှောက်ပါသမီးကကိုငါရဲ့တစိတ်တစ်ပိုင်းအနေနဲ့ဝင်လာပြီအဲ့ဒါကြောင့်သမီးကိုပြိုင်ဘက်တွေသတိထားမိအနေရရှိနိုင်တယ်
ဟုတ်ကဲ့ကျွန်တော်အသက်နဲ့ရင်ပြီးမမလေးကိုစောင့်ရှောက်မှာပါမင်းမလဲနော်မမလေးခေါ်ခဲ့ရတာဘယ်နှယောက်တောင်လဲအခုတော့ညီမမိုးလို့ခေါ်နေပါပြီဗျမမလေးကတယောက်တည်းပါအေးပါကွာငါသမီးကိုမင်းသက်နဲ့ရင်ပြီးကာကွယ်တာပဲငါ့ကိုလည်းကာကွယ်နေရဆိုတော့ကိစ္စမရှိဘူးဒါပေမဲ့မင်းတခုဖြစ်ရင်ခန့်နဲ့ငါရန်ဖြစ်ရလိမ့်မယ်အဲ့ဒါတော့မင်းသိရမလားဟုတ်ကဲ့သိပါတယ်ဗျခန့်နဲ့မယ်ပါလာအကြောင်းကောင်းရှက်ကိုရှက်ကန်ဖြစ်သွားတာကိုဂုံထဲဝါမသိတယ်လို့နေလိုက်တယ်အချစ်အသက်ရလေးရလာပြီမဲ့ချေရသူနဲ့ပတ်သက်ငယ်ရွယ်နှုတ်ပြသွားတတ်တယ်လို့ရှက်တက်သုံးပါအားလုံးပဲမင်္ဂလာပါအလုပ်တင်အင်္ဂရီချေဖြစ်ပါတယ်အင်းတလုံးနဲ့ပြောပြီးကိုလုပ်ကိုဆက်လုပ်နေကြတဲ့သူတို့အေးလေးစားမိအ ਨੇ ဆုံးတော့အလုပ်တင်ပေါ်မဖော်ယူပေမဲ့အလုပ်ကြိုးစားမင်းကအလုပ်တင်မလားဟုတ်ပါတယ်ရော့ဒီဟာတွေကို print ထုတ်ခဲ့မိတူတွေလည်းကူထားမိတူကဘလောက်ကူရမလဲအရွက်တည်းဟုတ်ခုသွားလုပ်လိုက်ပါမယ်သူမရဲ့အလုပ်စပွဲပေါ်ရောက်ရှိအောင်ရှိသေးအလုပ်ခိုင်းနေသူမစိတ်ထဲမထားပဲလှုပ်ပေးလိုက်တယ်မိတူကူပြီးထိုင်ကုန်မှာထိုင်အောင်ရှိသေးနောက်တဲ့အလုပ်တွေခိုင်းတော့တောက်တူမရရလေလှုပ်ခိုင်းနေသူမှတော့သူတို့အလုပ်ကြိုးစားရဲဆိုပြီးချီးကျူးလို့မဆုံးသေးအခုလိုစာတီးပြလာတော့သူမရှွန့်ပါတယ်ဟုတ်ကဲ့အဲ့လိုဆိုပြီးတော့သူမစိတ်လျှော့ပြီးခိုင်းသမျှအကုန်လှုပ်ပေးလိုက်တယ်ပထမဆုံးအလုပ်ဝင်နေနေ့သူမတော်တော်လေးပင်ပန်းခဲ့ရပါတယ်ဒယ်ရီကျွန်တော်သိချင်တာရှိတယ်ပြောကျွန်တော်ဘာဖြစ်ဖြစ်ဒယ်ရီဂိမ်းမဆိုင်ခဲ့ဘူးနော်ဘာဖြစ်လို့လဲမင်းကိုကြွေးမွေးစောက်ရှောက်ခဲ့ရတယ်မလုံလောက်သေးဘူးလားကျွန်တော်ကဒယ်ရီသားရင်မှာကျွန်တော်ဘာလို့ဂိမ်းမဆိုင်တာလဲသိချင်တယ်ကျွန်တော်စေးုံတက်ရင်လေဒယ်ရီရောက်မလာခဲ့ဘူးမင်းအသုံးမကျလို့စေးုံတက်ငါကဘာလို့လာကြည့်ရမှာမင်းကိုဘာလို့ဂိမ်းဆိုင်လဲတော်တော်သိချင်တယ်ပေါ့တေးသေးချာချာနားထောင်မင်းကြောင့်ငါချစ်စနီးဆုံရှုံခဲ့ရလို့မင်းကိုမုန်းတယ်မင်းရောက်လာပြီငါပေါ့အထိတ်ပဲမဲ့အောင်လုပ်တယ်မင်းကိုမုန်းနေငါမင်းကိုဂိမ်းဆိုင်ရအောင်ပါလားကျွေးမွေးနေရတယ်ကျေးဇူးတင်စမ်းပါဒယ်ရီကျွန်တော်မုန်းတယ်ဟုတ်လားကျွန်တော်ကိုဂိမ်းမဆိုင်တာမအံ့ဩတော့ပါဒယ်ရီကကျွန်တော်လိုချင်ခဲ့ရမှာမဟုတ်တာအခန်းထဲကထွက်သွားတော့မင်းမျက်နှာမမြင်ချင်ဘူးဒယ်ရီထွက်သွားသွေးဖားကကိုမျက်ရည်နဲ့ကြည့်ပြီးဖားကနဲ့ဝေးအောင်ပြေးတဲ့ပြေးနဲ့အိမ်နဲ့ဝေးအောင်ရောက်ရှိလာကြည်လင်တန့်ရှင်နေတဲ့ကောင်းကင်ကရုတ်တရက်မဲမောင်ပြီးမိုးသီးထန်စွာရွှာလာသူရဲ့မျက်ရည်တွေနဲ့မိုးရည်တွေကရောနှိုးသွားကမြေပြင်ပေါ်တဖြောက်ဖြောက်ကျဆင်းနေခဲ့ဒယ်ရီကျွန်တော်မုန်းရင်လေဘာလို့ပြန်ကြွေးမွေးခဲ့လဲဘာလို့စောက်ရှောက်နေသေးလဲစွန့်လွတ်ခဲ့ပါလားမင်းစစ်တွေဥတီယာမဲခြေလန်းတွေနဲ့မိုးရည်တဲ့အယူတောက်လိုလမ်းလျှောက်တယ်သူ့ကိုမြင်တဲ့သူတွေကအထူးဆန်းလိုကြည်သွားတယ်သူ့ရင်ထဲမှာပူလောင်နာကျင်တဲ့တိုင်အောင်မမြင်ကြပါဘူးတွေ့ရှည်ယူးနေရလားရုတ်တရက်သူ့နာရောက်ပြီးထီဆောင်ပြီးပြောလာတဲ့အေးလေးဘယ်လိုလုပ်ရောက်လာသူကမန်နေဂျာခိုင်းလို့အပြေရောက်တော့ရုတ်တရက်ရွာချလာတဲ့မိုးကြောင့်နီးစက်ရဆိုင်နဲ့မိုးခိုလိုက်တယ်ထို့စဉ်တော့မိုးရည်တဲ့အယူကြောက်လို့လမ်းလျှောက်နေတဲ့သူကိုတွေ့လိုက်ရတယ်အဲ့အားကြောင့်ဆိုင်ရှင်ထန်ထင်ငါပြီးသွေးစီရောက်လာခြင်းမှာမမေးနဲ့လာသွားမယ်သူမမိုးခိုတဲ့ဆိုင်နဲ့သူ့ကိုခေါ်ဆောင်လာခဲ့မမကျေးဇူးပဲရှင်ရပါတယ်မိုးတိတ်တဲ့ထိနားနေပေါ့ဟုတ်မမဆိုင်ရှင်အမအိတ်ထဲထိအပ်ပြီးသွေးကိုပြောတယ်ကဲပြောဘာလို့မိုးရည်ရှောက်သွားနေတာအေးလေငုံတန်နဲ့ခေါ်လာကြောင်းအေးလေးသွေးကိုတေးချကြည့်ရမျက်လုံးတွေရဲပြီးဝမ်းနေနေရပုံသွေးရှင်ဘာဖြစ်လာလဲဒယ်ရီယာကျွန်တော်မုန်းတယ်တဲ့မမီတေကကျွန်တော်ကြောင့်နဲ့အဲ့အားကြောင့်မုန်းတယ်တဲ့ရှင့်အမမမဟုတ်တာဝမ်းနေမနေပါနဲ့ရှင့်ဒယ်ရီယာရှင့်မမျိုးချစ်လုံးလို့ပြောမိပြောတာပါရှင်နားလည်ပေးရမယ်လေကိုချစ်တဲ့သူဆုံးရှုံးသွားတဲ့ခံစားချက်ကိုရှင်နားမလည်တော့ဘူးဒါပေမဲ့သားတယောက်အနေနဲ့ရှင်သိတက်ရမယ်ကျေးဇူးပါအေးလေးပြောမှပဲကျွန်တော်စိတ်သက်သာရတာအေးလေးကပြဿနာတွေကိုကောင်းအေးနဲ့စဉ်းစားတတ်တယ်နော်ပြီးတော့ဘေးရာကိုမှလည်းမကြောက်တတ်ဘူးကျွန်တော်အေးလေးလိုပြန်ဖြစ်ချင်မိရဲ့ရှင်ကကိုယ်စိတ်ကိုတိမ်ငယ်ထားလို့ပါရှင်ကြည့်တဲ့ရင်တကယ်ပါလုံးအောင်မြင်နိုင်တယ်ရှင်ပြောတော့အေးလေးကမကြောက်တတ်ဘူးဟုတ်လားရှင်မသိလို့ပါအေးလေးကြောက်တတ်တဲ့အရာရှိတယ်ဘာလဲရင်ပြောပြပါလားမျက်ရည်ချောက်သွားပြီဖြစ်တဲ့သူကိုအေးလေးပြုံးပြလိုက်တယ်ဘာလို့ပြုံးတာလဲကျွန်တော်မေးရနဲ့ပါဆိုင်အေးလေးရဲ့ရုတ်တရက်ဆန်တဲ့ပြုံးကြောင့်သူ့နှလုံးသားဒုံကနေခုန်ပြီးအသက်ရှူကျက်တယ်စကားရည်လည်းထစ်ကလက်ပြားတွေတော့အေးဆက်သွားရတယ်သူမပြုံးကသူ့ကိုနှိပ်စက်နေတယ်လို့အေးကမွေအရန်ကြောက်တတ်တယ်ပြီးတော့ကိုချစ်တဲ့သူတက်မိုးထားတဲ့သူအေးကိုထားခဲ့မှကြောက်တယ်ငွေကြောက်တယ်လားမိုးပါသွားပြီပဲရှင်အိမ်ပြန်တော့လေအေးလေးအလုပ်ရှိသေးတယ်ဘာအလုပ်လဲTop Star Group ရဲ့ကုမ္ပဏီမှာအတွင်းစိတ်အလုပ်တင်နေရလေသူမသူအလုပ်လုပ်နေကြအမှန်တိုင်းပြောပြတယ်အဲ့မှာလားဘလို့ Top Star Group ဟုတ်လားအေးလေးဘလို့လို့အဲ့မှာအလုပ်ရသွားအဲ့ဒါနာမည်ကြီး Top 1 ကုမ္ပဏီလေအေးလေးအဲ့လောက်တော်မယ်လို့ကျွန်တော်မထင်ထောင်ရှင်ကအေးကိုအထင်သေးရလား
မဟုတ်ပါဘူးအဲ့မှာဘွဲရပြီးအရေးချင်းရှိတဲ့သူတွေပဲလောက်တာအေးလေးကဘွဲတော်မရသေးဘူးလေအဲ့ဒါကြောင့်အံ့ဩသွားထားပါတော့ကဲရှင်သွားသိပြီနော်သွားစီခြင်းမှာတော့သွားရတော့မှာပေါ့စကားရှည်သွားတော့သူမစိတ်မချသလိုကြည်နေသူမငေါက်လိုက်တယ်အဲ့ဒါကိုမျက်နှာပြောင်သွားတဲ့သူကြောင့်သူမမျက်နှာရှည်ရည်လေးဖြစ်သွားသူမကိုသူပြောသွားကသွားပြီချစ်ရတဲ့အေးလေးပြောလို့နားထောင်လိုက်တာနော်အေးလေးတယောက်ပန်းကင်းနဲ့အတွေ့အမြင်မျောနေစင်တော့ဟေးအမေသူမလက်ပြီးနောက်လဲကြည့်တော့တကွန်တွေ့လိုက်ရလူကို600ဝါသနာပါလားဟဲ့နည်းနည်းပေါ့ဒါနဲ့လန့်သွားရဲဆိုတော့ဘာတွေးနေဘာတွေနေနဲ့ဆိုင်လားအေးလေနေဘယ်ချိန်မှငါ့ကိုကိုလို့ခေါ်ပါလေခေါ်စရာလားငါနင့်ထက်ကြီးရဲ့နော်အဲ့လိုပြောလေးဆိုရင်အေးကနင့်ထက်ဝါကြီးရဲ့နော်ဒါနဲ့ပဲချင်းချောင်းနေလာရင်ကိစ္စပြောလာချင်လို့လာလေကိစ္စရှိမှလာရမှာလားပြောင်းချောလုပ်ပြီးအဝေးကြည့်လိုက်တဲ့တကွန်အေးလေးမျက်စောင်းလေးရွယ်နင့်အကြောင်းမသိရင်ခတ်ပဲအကြောင်းမရှိပဲငါစီပဲတော့လာဘူးလို့ပြောစရာရှိပြောမပြောလဲကိစ္စမရှိဟာပြောမယ်နင့်ကငါဘယ်တော့မှမနိုင်ဒီလိုဟာနင့်တငယ်ချင်းချောလေးလေဘယ်တငယ်ချင်းလဲအေးပေါင်းတဲ့တောင်ရောင်လောကချောတယ်အေးပါဟာငါပြောတဲ့တယောက်ကပုံစံနဲ့အေးရဲ့ချစ်စရာကောင်းတယ်ကွာတရုပ်ဆောင်ဌာနဆိုလာပဲအဲ့ဒါလေအော်လွှမ်းဖြစ်မယ်တရုပ်ဆောင်ဌာနတက်တာလွှမ်းတယောက်ပဲရှိရလေဘာဖြစ်လို့လဲငါသူ့ကိုမပြောလဲသိရဆိုလဲဘာလို့မေးနေမေးချင်လို့မေးရတော့ပြီနင်းနဲ့စကားမများချင်သူ့နာမည်ကလွှမ်းတလုံးနဲ့လားကြိုက်ရင်လည်းနာမည်လေးတော့စုံစမ်းထားတင်ပါတယ်ခုစုံစမ်းနေရပဲလေပြီးတော့သူ့ကိုကြိုက်တာမဟုတ်မကြိုက်ဘူးဆိုတော့ငါမဖြစ်လဲနင်းသိမှာပါပြောသူ့နာမည်လွှမ်းအိမ်ပြည့်ကျေးဇူးအေးလေးငါသွားပြီတော်တော်ကျေးဇူးကန်တာပဲပြောတော့ကျေးဇူးတဲ့သိကျင်တာလဲတည်ပြေးသွားလိုက်တာတန်းနေရပဲဟာသူမတကွန်ပွားစီပြောပြီးပန်းကင်းတွေကထွက်လာခဲ့အေးလေအိမ်ဟထက်ပိုးလာလာနော်မြောက်နေနဲ့မြောက်တာမဟုတ်ဘူးအရှိကိုအရှိတိုင်းပြောဟုတ်ပါပြီရက်တည်ရဲ့ဒီနေ့ကသူမတို့ကျောင်းပြန်ဖွင့်တဲ့နေ့ပထမချိန်ကျောင်းပိတ်ပြီးဒုတိယချိန်ကျောင်းပြန်တက်ရကြအကုန်လုံးကတက်ကြွတယ်လွှမ်းပြောလေနင်တကွန်သိလားတကွန်ကြားဘူးတို့လိုပဲအောက်တကွန်လားဟုတ်တယ်သိလားသိရပါ့သူ့လိုပေးပြူစုံတဲ့ကင်းတယောက်ကိုမသိလွှမ်းအိမ်ပြေမဟုတ်တော့နင်သူနဲ့ခင်စင်လားဘလို့သူမမိကွန်ကြောင့်အံ့အားသိမှုတွေနဲ့ရောရှက်ပြီးပျော်ရွှင်မှုတွေပါတဲ့မျက်ဝန်းလေးကိုပုတ်ကက်လောက်ကသူမကိုပြန်မေးနေရလွှမ်းသူနဲ့ခင်စင်လားလို့မေးရနင့်မျက်လုံးကခင်စင်နဲ့ပြောနေတယ်လို့ပဲဟိုဘလို့လို့ဖြစ်နိုင်ပါလဲသူကကင်းလေဟာငါနဲ့နေပါအောင်နေနဲ့သူနဲ့သိရတာဘလို့သိကြသူနဲ့လားမရိုးရှင်းတဲ့ဆက်နွယ်မှုရှိရလေသူနဲ့ခင်မယ်မလားသူကြောင့်စိတ်လှုပ်ရှားလေထိမ့်မအောင်သူငါနဲ့ခင်စင်မလားဟာငါတုံးလေအကြောင်းမရှိပဲအေးကနင်တို့နဲ့အောင်မိတ်ဆက်ပေးပါမလားစိတ်ပူမနေနဲ့သူ့ဘက်ကအရင်စမလို့ဘလို့အရင်စရလဲမိကုန်းနေမေးနေလွန်သူမှစိတ်မကြည့်တော့မိကုန်းနေအေးမကြိုက်ဘူးနော်ခင်မယ်ဆိုစက်မမေးရကောင်းမယ်အေးပါဟာနင်ကလေတငယ်ချင်းလို့တောင်စိတ်တူချင်းနေရလားတော်အေးနားတော့မယ်ပါဇက်လေးလည်းစိပါအောင်ရင်ကောင်ဝင်သွားအောင်မယ်နင်တော့သူမလွမ်းအောင်လက်ကပြပြီးဂရေမော်တက်ပြီးလွမ်းကိုကြောခိုင်းအိတ်လိုက်တယ်သူမအကြောင်းပြန်တက်တဲ့နေတွေကအနောက်ရှက်တွေရှိလာတနီးမုတ်တနီးနဲ့လူအမျိုးမျိုးအနောက်ရှက်လာကြတယ်အကြောင်းရုံမသိသေးတာကြောင့်ပြဿနာမဖြစ်ချေသူမရှောင်ထွက်ခဲ့ရကြီးပါအခုတော့သူမရှောင်မရတော့ပါသူမအောင်အမိုက်လိုတိုက်ရိုက်စော်ကားလာတာကြောင့်ပါနေ့လိုအမိုက်ကများကက်လျောက်အနိုင်ကျင့်ရဲပေါ့ကက်လျားဆိုတာငါတို့ကြောင့်ရဲ့ကွင်းဖြစ်ရာထားခံရသူအဲ့ဒါနင်သိလားသိစရာလို့လားကောင်းမစကားကိုကောင်းပြန်ပြောလေတန်လေးနည်းနည်းလျှော့ရင်ပိုကောင်းမယ်အစစ်မရှိရဲ့မိသားစုကလာပြီအစစ်မရှိရဲ့လောက်ရတူငါတို့ကြောင့်မှလာမလုံနဲ့ဟုတ်တယ်နင်းကြောင့်ကြောင်းတိတ်ခါကြတယ်အခြေမြင့်မရှိရဲ့မိသားစုကလာပြီပညာထူးချွန်မှုနဲ့ငါတို့ကြောင့်တက်ချင်သေးရဲ့ပေါ့နားညှိလိုက်တာပြောလို့မပြီးသေးဘူးလားသူမနားပို့တလို့လေးနဲ့ပြောတော့ရန်ရှာနဲ့ចောင်းသားចောင်းသူတွေကရှူရှူရှာရှာဖြစ်သွားစုပေါင်း10ယောက်ရှိတယ်သူမကြုံခဲ့ရတဲ့လောက်ကတော့မိုးမြင့်ကလေးအားကြောင့်သူမကိုပြဿနာလာရှာကြကြီးပါတနာလို့လွတ်ထားတော့မိုးမြင့်ကလေးအားအေးစေးမနေချင်တော့ထင်တယ်နေရအမိုက်တာပဲငါတို့နဲ့စကားပြောဖို့တော့မတန်ဟုတ်လားအမိုက်ဆိုရဲသူအရင်ဆုံးစကားလာပြောရဲသူကအမိုက်လောက်တော့တန်မိုးမရှိဘူးလို့ပြောလို့ရရမလားဘယ်သူကအရင်စကားစပြောမိမဆုံးမဖမဆုံးမကောင်းမမြင်အစ်စ်မရှိရဲ့မိဘတွေကမွေးလာပြီငါတို့လိုအစင်တန်းမြင့်တဲ့သူတွေပြန်ပြောရဲပေါ့တော်တော်တက်တိရှိနေပါလားသူမမိဘတွေကိုထိပါလာကြောက်သူမစိတ်မထိန်ချုပ်တော့ပဲသူမဘာမှပြန်မပြောပဲထိုချောင်းသားရှေ့အောင်သူမတိုက်ခိုက်လိုက်တယ်ထိုသူတို့ယူလာတဲ့ကြက်ဥရေဘူးတွေနဲ့သူတို့ကိုပြန်လုံးလိုက်တယ်ပြီးရင်တော့ဓာတ်ပုံရိုက်လိုက်ပြီးအကြောင်းမရှိပဲပြဿနာလာရှာနင်တို့အမပဲ
မိုးမြင့်ကလေးအားဆိုတာအေဂရီချစ်ဆွဲအေးအတွက်မြူတမွန်လောက်တာအသုံးမဝင်တယ်ရှင်လို့တောင်မရအဲ့ဒါနင်တို့မြဲမြဲမှတ်ထားသူမစိတ်တူတူနဲ့အဆောင်ပြန်လာခဲ့အခက်မသွားသေးပဲအဆောင်ရှိရထိုင်ကုန်မှာထိုင်နေလိုက်ပါတယ်သမီးကအေဂရီချစ်မဟုတ်လားသူမအတန်ပိုင်ရှင်မော်ကြီးရောအဆောင်ကြီးကျယ်မှုတော်စပယ်ချိုကပြုံးပြိုင်ဟုတ်အေးလေးပါသမီးကိုကြီးကစိတ်တူနေတယ်လို့ပဲဘာဖြစ်ခဲ့လို့လဲသူမနာဝင်ထိုင်ကမေးလာတဲ့တော်စပယ်ချိုသူမအမှန်တိုင်းပြောပြိုင်အိုးထားဆိုသမီးကိုသူတို့ကလိုက်နောက်ရှက်ကြပါသမီးကကိုကာကွယ်နိုင်တယ်ဆိုတာတော်ပါသေးတယ်သမီးအခက်အခဲဖြစ်တီချို့ကိုပြောနော်ဟုတ်တီချို့ငရဲသူရဲ့အလားတရားနဲ့စိတ်နေသဘောထားကြည့်ပြီးတော်စပယ်ချိုတက်ပြင်းဖွားဖွားချမိဂုံဘက်ကတနာရီသာပြိုင်ဆိုင်နေကြတဲ့လောကကြီးမှာဖြူစင်တဲ့သူဆိုတာရှားသွားပြီအေဂရီချစ်ဆွဲကလေးမလေးကဖြူစင်ပြီးမဟုတ်မကန်ပြန်လို့တက်တာမို့နိုင်စားခံရမယ်ရှင်တော့ကင်းဝေးပါတယ်အေလီဖခင်ဖြစ်သူဦးကုံထဲကဖုန်းဆက်လိုက်တယ်တယ်ရီနေကောင်းလားကောင်းပါတယ်သမီးရောအေးနေကောင်းပါတယ်တယ်ရီပြောလေသမီးအေးဟိုတခါကိုရေးချင်းတောင်းတဲ့လူကိုမှတ်မိသေးလားအခုသူ့ရဲ့ share တွေကိုတယ်ရီထုတ်ပေးပါလားဟမ်သမီးပြောချင်တာသူနဲ့အလုပ်တွဲမလုပ်တော့လားဟုတ်တယ်တယ်ရီဘာလို့လဲသမီးအရင်ကလည်းတယ်ရီကိုမပြောပြခုတော့ပြောပြတင်တယ်လို့ထင်တယ်သူနဲ့သမီးနဲ့ဘယ်လိုပြဿနာရှိလို့လဲအေးအမှန်တိုင်းပြောပြပါမယ်သူ့သမီးကကျောင်းမှာရမ်းကားနေလို့ပါဖခင်ရာတို့နဲ့မောက်မာနေလို့ပညာနည်းနည်းပေးချင်အောင်ပါတယ်ရီဟုတ်ပြီလေသမီးပြောတဲ့အတိုင်းတယ်ရီလောက်လိုက်မယ်ပြဿနာတစ်ခုဖြင့်တယ်ရီကိုပြောတော့သမီးမပြောဘဲမနေရဟုတ်ပြီလားဟုတ်ကဲ့တယ်ရီအေးစာလို့ရအောင်မှာမို့ဖုန်းချလိုက်တော့မယ်နော်ဂယူးဆိုင်အေးလေးဟုတ်သူမဖုန်းချပြီးတနေ့တာတင်ငယ်စာတွေကိုပြန်လေးကျင်လိုက်တယ်အေးလေးပြောငါဒီတစ်ပုတ်နားမလဲဘူးရှင်းပြပါလားတရုတ်ဆောင်မေးကြယူထားတဲ့လွမ်းကသူမအင်္ဂလိပ်စာတစ်ပိုက်မေးလာတယ်အနက်တိတ်ပဲလေးနဲ့ပြီးခက်ခဲဆက်လုံးတွေကြောင့်လွယ်နားမလဲဘူးတလုံးချင်းစီပြောပြနော်မှတ်ထားနော်သူမလွမ်းကိုစာရှင်းပြပြီးကိုယ်စာဖြစ်တဲ့ဥပဒေပုံမှန်တွေကိုစက်ကြည့်လိုက်တယ်အေးလေးတွေ့ရှင်ဘယ်လိုရောက်လာအေးလေးကဒီမှာပဲရှိတယ်မယ်ဒီလိုလိုက်လာတာအေးလေးကိုတွေ့ချင်လို့လေသူမအချိန်အားတိုင်းထိုင်နေကြပန်းကြံလေးထဲမှာဘာလို့တွေ့ချင်တာလွမ်းလို့ဘာလို့လွမ်းတာသူမကိုစိုက်ကြည့်ပြီးပြောနေပေမဲ့သူမတချေနားထောင်မပြတ်နှက်ကျက်တက်ထားစေပါအဲ့အားကြောင့်သူမနှက်ကျက်တစ်ဖက်ကိုဖြုတ်ပြီးသူ့နားမှာတက်လိုက်တယ်ဘာလို့တာလဲကျွန်တော်စကားပြောနေအောင်တချေနားထောင်မပြတ်လို့ဘာတချေလဲသိကျင်လို့ဟမ်သူမျက်လုံးပြူးသွားတယ်သူမနားထောင်နေတာဥပဒေပုံမှားတယ်သူထင်တာတော့အချစ်တချင်မဟုတ်ပါသိပြီလားသူရှက်ရှက်နဲ့နှက်ကျက်ဖြုတ်ပြီးပြန်ပေးလိုက်တယ်သူရှင့်ုံကြီးကတခုပြောချင်နေတယ်လို့ပဲဟိုပြောစရာရှိရမှန်းတယ်ဘလို့ပြောရမှန်းမသိပွင့်ပွင့်လင်းလင်းသာပြောသူမတော့ရင်တွေခုန်ပြီးပြောစရာစကားကြီးပျောက်ရှားကုန်ပေမဲ့သူမတည်ငြိမ်ပြီးအရင်တစ်ချိန်ကမင်းစစ်တွေဆိုတာမှတ်မိတဲ့ပောင်မလန်ဘူးလို့တွေးထားခဲ့ပေမဲ့အခုသူကပြောင်းလဲသွားပြီဖြစ်တဲ့မင်းစစ်တွေသူမကိုလက်လွတ်ရမှတဲ့ပိုင်ဆိုင်ခြင်းလိုက်တနေ့တခြားအလှကျွယ်လာတဲ့သူမသူစိတ်မချတော့ပါရိုးရိုးရှင်းရှင်းလေးပဲဝစ်စင်တာတော့အလှကြီးလှနေတဲ့သူမအာယုံဆိုင်လာတဲ့ပွေသားကြီးတွေကများတဲ့ထက်များလာကျွန်တော်ပြောရင်အေးလေးစိတ်ဆိုးမှာမပြောရင်လည်းမပြောနဲ့တော့ကျွန်တော်အေးလေးကိုသဘောကျတယ်စိတ်ဝင်စားတယ်မျက်လုံးအမေပြီးအာတင်ပြီးပြောလိုက်တဲ့သူဘာသူမခဏတာစွန့်အားသွားသူအဲ့လိုပြောလိုက်မယ်လို့မထင်ထားခဲ့ရကြောင်းပါအေးလေးစိတ်ဆိုးရှင်အေးကိုစိတ်ဝင်စားတယ်သူ့ကိုမေကုန်းပြန်ပြီးနေသူမကြောက်သူကြောက်တောက်ဖြစ်သွားတယ်ဟုတ်တယ်အေးလည်းရှင်စိတ်ဝင်စားရလေဘာထူးကြလို့လဲသူထင်ထားဖြစ်တာနဲ့တလွဲစီဖြစ်နေတော့သူဘာပြောရမှန်းမသိအေးလေးကလည်းကျွန်တော်ရှင့်ုံစိတ်ဝင်စားလို့တငယ်ချင်းဖြစ်ခဲ့ရလေရှင့်အကြောင်းတွေလည်းပါတာပေါ့ရှင်ဟာကြောထောင်းနောက်ခံကောင်းပြီးသူမြင်လက္ခဏာလည်းကောင်းပေမဲ့သူများအနိုင်ကျင့်တာခံရတော့စိတ်ဝင်စားသွားသူထင်တာနဲ့တက်ဆင်အောင်လွဲသွားအဖြစ်အေးလေးကကျွန်တော်စိတ်ဝင်စားရဲဆိုတော့ကျွန်တော်ပြောပါတယ်ရှင်ဘာဖြစ်သွားလဲမျက်နှာမကောင်းတော့ပါလားဘာမှမဖြစ်ပါဘူးအေးလေးကသွေးရဲ့သဘောကျတဲ့စကားကိုတော့မသိကြအောင်စောင့်နေလိုက်တယ်အေးလေးရဲ့ရည်တောင်တော့သွေးမကြားခဲ့ပါဘူးတခါမှမရီခဲ့အေးလေးကရှေ့မှာပဲပြုံးရီပြီးတော့ကြိတ်ရီနေခဲ့တာသွေးမသိခဲ့အကြောင်းကသွေးမျက်နှာငုံကြနေရကြောင်းမှာကျောင်းပိတ်ရက်နေ့မှာတော့အေးလေးတကိုနဲ့လွန်အောင်ကော်ဖီဆိုင်မှာချိန်ဆထားလိုက်တယ်အေးလေးကြိုရောက်နေရကြောင်းကော်ဖီတစ်ခွက်မှပြီးတစ်ချိန်နားထောင်တယ်အေးလေးနင်ငါ့ကိုဘာလို့မစောင့်တာရောက်ချင်းစိတ်ဆိုးဆိုးနဲ့ပြောလာတဲ့လွန်ကအေးလေးပေးလိုက်တဲ့အဖြစ်ကြောင့်လွန်ကစိတ်ဆိုးတာတော့မှားသွားတဲ့အဖြစ်အေးစစ်ကော်ဖီတောက်ချင်လို့စောထွက်ခဲ့ရနောက်တဲ့ချက်ကနင်အလှပြင်တာကြာနေလို့နင်တော့ငါအလှပြင်တာမဟုတ်ပါဘူးကြည့်ကောင်းအောင်ပါနင်ကလေအားတိုင်းနဲ့ကြက်ကြီးနဲ့နားမနာဘူးလား no ကိုအောင်တကောလာမှာတေးကြလားအေးလေငါကြည့်ကောင်းရဲ့လားယင်အေးလေနင်ဘာဖြစ်နေတာဘာဖြစ်လို့လဲ
အေးဆက်တည်နေလို့နဲ့အေးလေးကိုလွမ်းဘာမှပြန်မပြောနိုင်ပဲနှက်ခမ်းဆိုရင်သာနှုတ်ပိတ်နေလိုက်တယ်ခဏကြာတော့တကုံလျှောက်လာတယ်အေးလေးရောက်နေရကြာပြီလားတနားရီလောက်တော့ရှိပြီဟဲ့အေးလေးဘလို့ပြောလိုက်တာဟိုကိုအောင်တကုံတို့လွမ်းတို့ရောက်တာမကြသေးပါဘူးလွမ်းဟာအေးလေးနဲ့တကုံတို့ရဲ့ဆက်နွယ်မှုမသိတော့အေးလေးပြောဆိုပုံကြောင့်အံ့အားသင့်သွားရတယ်နေရောက်တာပဲမကြတာအေးကအစောကြီးရောက်နေရလေအော်နားလေပြီအေးလေးကအရင်ရောက်နေတာကြည်ရကော်ဖီကိုတယောက်တည်းတောက်ချင်လို့မလားသိရင်လည်းမမေးနဲ့လွမ်းကတော့အေးလေးကိုကြည်လိုက်တကုံကိုကြည်လိုက်နဲ့ကြောက်နေရဲ့အေးလေးဘူးကလက်ပြောတဲ့မြောက်တကုံကပြုံးပြုံးကြီးနားထောင်နေတာကြောင့်အေးလေးနဲ့လည်းအရန်ရင်းနှီးပုံပေါ်တယ်အေးလေးငါထိုင်လို့မရသေးဘူးလားမထိုင်မဲမတက်ရက်ပြောမှာလားဒါဆိုလဲသဘောလေမတက်ရက်ပြီးနေဟာထိုင်မှာပေါ့ဟာကြပြကြဝင်ထိုင်လိုက်တဲ့တကုံလွမ်းငေးကြည့်နေမိရဲ့ပြိုတိုင်းကြိုက်တဲ့နေစီကိုင်ဖြစ်တဲ့တကုံဆိုတာမိန်းကလေးနဲ့ကင်းကင်းနေသူဖြစ်ပြီးအေးလေးကိုအေးပေးပြောဆိုနေပုံကချစ်သူလိုတောင်လွမ်းထင်မိရဲ့လွမ်းရှိရလားလို့တော့မသိရတဲ့ကိုကလွမ်းကိုခင်ကျင်နေဆိုတာဖြစ်နိုင်ပါမလားတကုံအကြီးတွေကအေးလေးစီကိုရောက်နေခဲ့တကုံနင်လွမ်းနဲ့စကားမပြောသေးဘူးလားအေးရှောင်ပေးရမလားရတယ်မလို့တကုံလွမ်းကိုမရေတရေကြည့်လိုက်တော့ဟိုနာမည်ကလွမ်းအိမ်ပြေနော်ဟုတ်ကိုမင်းနဲ့ခင်ကျင်လို့အဲ့ဒါစကားရှိရပြောစရာရှိရပြောလေဒီမှာလွမ်းဟမ်ရှက်သွေးပြရဲလွမ်းကအေးလေးကြောင့်အရှိန်ပြတ်သွားတယ်တကုံလည်းအေးလေးကိုမကြည့်နဲ့တဲ့အကြည့်နဲ့ကြည့်ရတကုံကနင့်ကိုခင်ချင်တယ်စိတ်လဲဝင်စားသဘောလဲကြိုက်ပြီးတော့တို့မှဆက်မပြောပဲတကုံကိုကြည့်ပါတယ်အေးလေနင်လွန်မလာနဲ့နော်ငါပြောမယ့်စကားကြီးကြားဝင်မပြောနဲ့စကားရှိရာအေးသဘောမကြမှန်းသိရတာနဲ့လွမ်းတကုံကနင့်ကိုချစ်လို့တဲ့အေးလေးပြောပြရနဲ့ဆိုင်နေရပြေးထွက်ခဲ့ကြံခဲ့နဲ့ဘလို့ဖြစ်ဖြစ်အေးလေးနဲ့မဆိုင်တော့ပါဘူးလွမ်းနဲ့စွန်တော့မယ်ငါလောက်တာများလွှလို့လားမသိတကုံစိတ်တူနေမယ်ထင်တယ်သူမမသိစိတ်တည်းကအလိုလိုရှိလိုက်ပုံဟာသူမကိုယ်တိုင်သတိမထားမိခဲ့ပဲထို့စဉ်တော့ဟာအဲ့ဒါနတ်ဆိုးမလေးမဟုတ်လားအရန်ချစ်ဖို့ကောင်းတယ်ကွာသူမရဲ့ရှေ့မှာတော့လူ၃ယောက်ပိတ်ရက်လာပြီသူမကိုစကားလာပြောတယ်ပုံစံကြည့်ရတာတော့ចောင်းသားရည်နဲ့တူပြီးသူမတို့ကြောင်မဖြစ်နိုင်ပါဘူးရှင်တို့ဘယ်ចောင်းရလဲနတ်ဆိုးမလေးကငါတို့ကိုစကားပြောတယ်ဟုတ်ပါကွာနတ်ဆိုးမလေးလို့နာမည်ပေးရမှာမဟုတ်နတ်မိမယ်လေးလို့ပေးရမှာကြည့်ပါလားအရန်ဆွဲဆောင်မှုရှိနေရီလိုက်ပေါ်ကလည်းဟတ်တီသူမသူတို့ပြောတဲ့မြောင်လေးလူရှူပြီးရှောင်သွားဖို့လုပ်တယ်ဟုတ်နေပါအောင်အလှလေးကကိုကြီးတို့နဲ့မပြောချင်ဘူးလားသူတို့ကြည့်ရတာစီနီယာတန်းကြီးများမှအကြောင်းသားရဖြစ်ပုံပါရှင်တို့တောင်းဆိုတာနော်ဒါနဲ့နတ်ဆိုးမလေးဆွဲနာမည်တွင်လာပုံသိကြရလားသိရပါ့စိုးလို့လေကိုကြီးတို့ကလည်းအဲ့လိုဆိုတာလေးကိုမှချစ်တာရှင်တို့ရွေးချယ်မှုနော်သူမတိုက်ခိုက်အသေးပြင်တော့သူမနောက်ကဖနှက်ပြန်တစ်ခုရောက်ပြီးចောင်းသားတယောက်မျက်နှာကိုသွားမှန်တယ်သူမနောက်လဲကြည့်တော့ဖြိုးအာကာတို့ဖွဲ့နတ်ဆိုးမလေးငါတို့နောက်မကြပါဘူးနော်အာကာတို့ဖွဲ့ကရုတ်တည်နေရှေ့ကိုစိုက်ကြည့်ပြီးအေးလေးကိုရန်လုံပုံနေမရှိပဲအေးလေးခဏတော့စိတ်ရှုပ်သွားတယ်အာကာနဲ့အေးလေးကအရင်ကရန်သူလိုဖြစ်နေခဲ့သူတငယ်ချင်းလည်းမဟုတ်တယ်လို့အတိလည်းမဟုတ်ကြပါဘူးရှင်တို့အခြေအနေကြည့်ပြီးပဲပြောရမယ်ဟမ်ဘာတိတ်ပဲလေဘာကြည့်နေရချကြတော့လေကောင်းရောတိမ်မွေးလာပါတဲ့မိန်းကလေးငယ်ကခိုက်ရန်ဖြစ်ပွားမှုအားပေးနေတဲ့မသိရသူကတော့အဲ့လိုတွေးကြမယ်ဆိုပေမဲ့တကယ်တမ်းမှာအေးလေးဆိုတာလှပပြီးအေးဆက်တဲ့နှလုံးသားရှိရသူတိုက်ခိုက်တာခဏတွေစူညံသွားပြီးနောက်ပြန်တိတ်ဆိတ်သွားတယ်သူတို့ရှိနေတဲ့နေရာမှာလူမများအကြောက်သူတို့ကိုသတိထားမိသူတွေမရှိပါဘူးသူတို့ကလူကောင်းကြီးပြီးတော်ကြတယ်၃ယောက်က9ယောက်တောင်မှသူတို့မနေချလိုက်ရပါတယ်ရှင်တို့ကိုကျေးဇူးတင်ပါတယ်ဟမ်အာကာတို့9အောင်လုံးမျက်လုံးပြူးသွားကြသူမပါကြောင်သွားတယ်ဘာဖြစ်သွားကြဟိုနင်ခုနကျေးဇူးလို့ပြောလိုက်တာလားငါတို့တယောက်ပခုံးပေါ်တယောက်ဖက်ပြီးတော့ပက်လေဝိုင်းပြီးပျော်ရွှင်နေကြအာကာတို့အေးလေးနားမလဲတော့ပါရှင်တို့ပြီးပြီလားဟိုနင့်နာမည်ကအေဂရီချစ်အေဂရီချစ်ငါတို့တငယ်ချင်းဖြစ်လို့ရလားရန်သူမဖြစ်ချင်တာမှန်တယ်တငယ်ချင်းကြတော့စဉ်းစားချင်တယ်တကယ်နော်အေးနဲ့လိုက်ခဲ့ဟမ်လိုက်ခဲ့ကြလေဘာလဲရှင်တို့ကဒဏ်ရာပိုရအောင်လုပ်ပေးရမလား no အေးလေးဆေးဆိုင်နဲ့ဝင်ပြီးလိုအပ်တဲ့ဆေးပစ္စည်းကိုဝယ်လိုက်တယ်ပြီးရင်တော့တိတ်ဆိတ်တဲ့တရားတနေအောင်လာခဲ့ပါတယ်ထိုင်ကြဒီပေါ်မှာလားတီငိန်နေတဲ့သူမမျက်နှာနောက်နေပုံများကြောင့်သူတို့မျက်နှာရှုံးမဲကထိုင်လိုက်ရအေးလေးသူတို့ကိုထိုင်ခိုင်းတာမျက်ခင်းပေါ်မှာအထက်တန်းစာမောင်းပါသူဖြစ်တာကြောင့်မျက်ခင်းပေါ်ထိုင်ရသူတို့အတွက်ကျေနပ်စရာမကောင်းမဲ့အေးလေးတည်တမင်ကိုထိုင်ခိုင်းပြီးပညာနဲ့ပေးုံမှာနားရဲစက်တယ်ဖြည်းဖြည်းလောက်ပါတခဏအတွင်းညင်းညူတန်နေထွက်ပေါ်လာအေးလေးသူတို့ကိုစေးထည့်ပေးရကြောင်းမှာပြီးပြီကျေးဇူးပါအေဂရီချစ်မလိုပါဘူးအေးသွားတော့မယ်သူမထွက်လာပြီးလမ်းပေါ်ရှောင်းနေကြရုတ်တရက်လက်ဆွဲခံလိုက်ရလူလဲကောင်မှမို့သူမမတုံးပြန်မဲလှဲ့ကြည့်ဖြိုးအာကရှင်ဘာလုပ်တာအေးလေ
အေးလေးလို့ခေါ်တဲ့ကြောင့်အာကားစီရောက်နေတဲ့သူမကြီးကအရှိကိုပြန်ရောက်သွားတယ်။တွေ့သူမလက်ကိုနောက်ကဆွဲထားတဲ့အာကာနဲ့အာကာဆွဲထားတဲ့သူမလက်ကိုသာရှေ့ကစိုက်ကြည့်နေတဲ့တွေ့သူမသူတို့နှစ်ယောက်ရှေ့မှာရက်ပြီးတော့သူမအာကာဆွဲထားတဲ့လက်ကိုရှုံးလိုက်တယ်။တွေ့ရှင်ရောအပြင်ထွက်တာလား။အေးလေးနဲ့သူကဘာမှမဟုတ်ပါဘူး။ခဏတော့တွေ့အာကာရှင်ဘာလို့လိုက်လာ။အေးလေးသွေးနဲ့စကားပြောတော့ရဲပြီးအာကာကိုလှည့်ပြောတော့ဟိုတယောက်တည်းပြန်မယ်ထင်လို့အဲ့ဒါအတူတူပြန်မိုးလိုက်လာရပါတယ်အေးသွားစရာရှိသေးလို့ကိုယ့်ဘာကိုပြန်လိုက်ပါမအာကာသွေးကိုအကြည့်စူးစူးနဲ့ကြည့်ပြီးလှည့်ထွက်သွားခဲ့အေးလေးသွေးစီလျှောက်ပြီးတော့တွေ့ရှင်အဆင်ပြေရလားသူနဲ့ဘလို့သိရဒီလိုပါပဲရှင်မစိုးရိမ်ပါနဲ့အေးသူနဲ့တငယ်ချင်းမလောက်ပါသူစိုးရိမ်တာအဲ့ဒါမှမဟုတ်တာမွေမွေချင်းချင်းမြင်းဆိုသလိုအာကာရဲ့အေးလေးကိုကြည့်အကြည့်တွေကိုသူနားလဲအာကာလည်းသူ့လိုအေးလေးကိုကြိုက်နေတယ်ဆိုတာသူမှစိုးရိမ်နေမလားအရင်ကအနိုင်ကျင့်ခံရပြီးအခုတော့ရီးစားလူပဲဖြစ်တော့မယ်သွားရအောင်တကွန်းသာပြောပြီးတော့အေးလေးကိုမဆောင်မဲထွက်လာခဲ့ပါတယ်တွေ့ရှင်စိတ်ဆိုးသွားလားစိတ်ဆိုတာမဟုတ်ဘူးတဝင်တူတာဆိုပြီးစိတ်ထဲအော်ပြောမိပေမဲ့လက်တွေမှာတော့အာကာကင်ခဲ့တဲ့သူမလက်ကိုကြည့်နေမိပါတယ်အေးလေးသွေးရဲ့ကြည့်ကိုလိုက်ကြည့်တော့လက်ကိုကြည့်နေမှသိလိုက်တယ်ဟာရှင်ကသူ့လက်ကင်လို့စိတ်ဆိုးရလားဘာမှဖြစ်ပါဘူးအေးအသားပဲ့ပါမှမဟုတ်တာအေးလေးရဲ့အေးရရကိုကျွန်တော်တယောက်တည်းပိုင်ဆိုင်ခြင်းနဲ့ဟမ်မျက်လုံးလေးဝိုင်းပြီးသွေးကိုပြူးကြည့်နေရဲ့အေးလေးဟိုကျွန်တော်သွေးရှဲရွံ့ထူပူစားနဲ့မရတဲ့လေကုတ်ကိုပုတ်လိုက်တယ်ရှင်ပြောတာအေးရဲ့အရာရာဘာလို့ဆိုလိုတာလဲတော်တယ်လို့သတ်မှတ်ထားအေးလေးကသူ့ရဲ့ဆိုလိုရင်မသိဘူးဆိုတာကြောင့်ပျော်ရခက်ငိုရခက်ဘာမှမဟုတ်ပါဘူးကျွန်တော်ဒီတိုင်းပြောမိရပါသွားကြရအောင်လေတော်မတိတ်ဆိတ်ပြီးနေလိုက်တယ်လူကသာတိတ်ဆိတ်နေပေမဲ့အုံနောက်ထဲမှာတော့အတွေးပေါင်း16000နဲ့ဟဲ့နင်သိပြီလားနတ်ဆိုးမလို့အာကာကြိုက်နေရတဲ့ဟဲ့တော့ဟုတ်လို့လားဟဲ့နတ်ဆိုးမလို့လူဆိုးကောင်းကြိုက်တာမဖြစ်နိုင်လို့လားတေချာစဉ်းစားကြည့်လေနော်ဒါမဲ့လေအာကာဆိုတာချောတယ်လေဟဲ့ရွာဘူးထချင်နေရလားနင်းရလေထို့ကြောင့်သူနေအောင်ပြောသည်များသူမရှင်းရှင်းလင်းလင်းကြားနေရတယ်သူမတစ်ပင်မိထိုင်နေကိုတစ်ပင်ကိုရနဲ့အတင်းတုံနေကြလို့ကြားရခြင်းမှာအာကာနဲ့ကင်းကင်းနေအောင်တရင်ကထွက်မလာသေးတွေးတိလောက်ပြီးထင်တယ်သူ့အနိုင်ကျင်းခဲ့သူကငါနဲ့တရင်ထွက်နေရတဲ့သူဘလို့များဖြစ်သွားမလဲသူငါ့ကိုသဘောကျရဲ့လို့ပြောခဲ့ဘူးလေငါရောသူ့အေးလေးစိတ်ရှုပ်စွာနဲ့ခေါင်းရမ်းပြီးထားလိုက်တဲ့အိမ်နောက်စာတင်ကန်းစီကိုဟေးအေဂရီအေးကိုခေါ်လာခုနကလေမင်းစစ်တွေနေ့ကိုလာရှာတရားအာကားစီမှာအနိုင်ကျင်းခံရပြီးမြမိသားစုအတိုင်းဝိုင်းနဲ့ချောမောပြပြတဲ့ရုပ်ရည်သွင်းပြီးယောက်ျားပြည်သားရဲ့ပုံစံတွေကြောင့်ထင်ရှားနေတတ်တယ်အဲ့ဒါကြောင့်သူ့ကိုမသိသူမရှိသလောက်ပါဘူးသူမအတွေးတို့ဖျောက်ပြီးတော့သူ့အခန်းကိုသွားလိုက်တယ်သူ့လောင်သူ့ကိုအခန်းထဲခေါ်ပြီးပန်းကြံအောင်လာခဲ့လိုက်တယ်အေးလီကျွန်တော်ကိုခေါ်တာရှင်သိပြီမလားဘာလို့လဲသူမျက်နှာလွှဲပြီးမေးတော့ရှင်မသိသေးဘူးလားဘာလို့ပြောရလဲအမှန်တော့အေးလေးပြောချင်တာကိုသူသိတယ်အာကာနဲ့တရင်ထွက်နေအောင်သူမသိပဲနေမလားသူမနဲ့ခံပြောလာမယ့်စကားကိုကြားချင်လို့သူမသိကြအောင်စောင်းနေတာသူမနဲ့အာကာလိုက်ဖက်တဲ့စုံတယ်ဆိုပြီးပြောနေတာသူကြားတိုင်းသူနာကျင်လုံးနေအာကာရဲ့အေးလေးကိုကြည့်ရဲ့ကြည့်ကိုသူမှတ်မိနေတော့အာကာအေးလေးပေါ်ဘာကြောင့်ခံစားချက်ရှိသွားမယ်သူမသိပေမဲ့သူမဘက်ကအာကာကိုခံစားချက်ရှိသွားမှာတော့ကြောက်ပါတယ်အေးနဲ့အာကာကြောင့်အေးလေးနဲ့အာကာမခင်ဘူးဆိုဘလို့အကြောင်းရှိရတာလဲဘသူစားခဲ့လဲတော့မသိဘူးဒါပေမဲ့အေးဘက်ကတော့အာကာကိုအတွေးရအောင်မထည့်ကိုတကြောင်လုံးပြက်နေလောက်ပြီအာကာအေးကိုကြိုက်နေတယ်ဆိုပြီးတော့အေးလေးကသူ့ကိုမကြိုက်ဘူးပေါ့ဘာလို့ကြိုက်ရမှာလဲအာယုံမလောက်သူများပေါ့အနိုင်ကျဘိုးကြတဲ့သူအေးမုန်းတယ်ကြိုက်ဖို့ဆိုဝေးသည်ချစ်ကောမချစ်နိုင်ဘူးလားမတဲကြတဲ့သူတွေကတစ်ချိန်ကြာအရန်ချစ်ကြတဲ့ချစ်သူတွေဖြစ်သွားတတ်ကြလေအေးသူ့ဘယ်တော့မှချစ်လာမှာမဟုတ်ဘူးဘာလို့လဲသိလားအေးနှလုံးသားထဲမှာရှိနေတဲ့သူကသူမဟုတ်လို့ပဲအေးလေးချစ်တဲ့သူရှိနေပြီလားသူကအထိတ်တလဲနဲ့အေးလေးကိုမေးရင်အေးလေးကဘယ်တော့မှချစ်သူရှိသွားရအော်တကွန်နဲ့အေးလေးရဲ့ဆက်ဆံရေးကိုသူတရေးရေးမြင်ပြီးအော်တကွန်မဟုတ်ပါစေနဲ့လို့ဆုတောင်းမိကိုမသိလိုက်ခင်မှာသူ့ကိုချစ်မိသွားသူဘယ်သူလို့ထင်လဲမသိဘူးလေခံစားချက်မဲ့သူလို့အများထင်နေကြရဲ့အေဂရီချစ်ရသူရှိရဲဆိုတာရှင်တကယ်ရှုံလားအေးလေးပြောရင်ရှုံတယ်သူဘယ်သူလဲမိန်းကလေးဆိုတာစောင့်မျှော်ရတယ်ဖွင့်ပြောရမှာယောက်ျားလေးတွေအဲ့အားကြောင့်အေးဘသူ့ကိုချစ်နေလဲဆိုတာသူ့စိတ်သူမဖြတ်နိုင်သေးသေးအေးသူ့နာမည်မပြောတွေးထိုင်မောင်ကိုချင်းစိတ်ပြောက်တယ်အေးလေးပြောဆိုနေပုံကထိုသူ့ကိုတကယ်ချစ်ပြီးထိုသူ့ကိုစိတ်ဆိုးနေတယ်လို့သို့တော်အေးလေးရဲ့မျက်ဝန်းကသူ့ကိုပြောနေတဲ့အကြောင်းသူထင်မှတ်ပါတယ်အေးမသူ့ရဲ့အခြေဦးဖြစ်တဲ့ထိုသူ့စိတ်သူမတည်သေးမပြတ်သားသေးသူမှချစ်ကြောင်ထုတ်ဖော်ပြောမိမဟုတ်ပါဘူး
သူမနဲ့အောင်သွေးကောင်းမှုကြောင့်လွမ်းတဲ့တကုံအချိန်တိုးလေးတွင်ချစ်သူတွေဖြစ်သွားရတယ်။တကုံနဲ့သူမရဲ့တော်ဆက်ပုံတော့လွမ်းဖုံးကွယ်ထားဆိုင်မှာအာကာရှေ့ဆက်တိုးပြီးသူမကိုထင်ထင်ပေါ်ပေါ်လိုက်တယ်။သူရတော့နာမည်တိုင်းသွေးကြောက်တော့အာကာရှေ့ဆက်တိုးလီသူရနောက်ဆုတ်လီဖြစ်လာကြောင့်သူအားမရပဲသူ့ကိုစိတ်ဆိုးခဲ့ပါတယ်။ဒီလောက်ထိ300လားဆိုပြီးတော့အရေးမွက်ပေးပြီးစိတ်ဆိုးခဲ့။သူမကိုချော်ပေးမယ်တက်တီကြောင်နေတော့မှာ။သူရှေ့မှာချစ်သူရှိလား။သူမတကယ်ကိုစိတ်ပြက်လိုက်မှုတိုက်ရိုက်တာပြီးတော့သူရုတ်တရက်ဆန်ဆန်မိကုန်မှုနည်းနည်းကြောင်သွားတယ်။ဟိုရှိရပြောသူမကိုလဲလျှော့ခြင်းမိမယ်အခုတော့သူတက်တီမွေးပြီးသူမကိုဖွင့်ပြောတော့မယ်သူမစိတ်ဆိုးခြင်းလဲစိတ်ဆိုးပါစေတော့အဲ့ဒါကြောင့်ရှိရသူ့နာမည်ကအေဂရီချေတဲ့ကျွန်တော်သူ့ကိုမြင်မြင်ချင်းကလေးချစ်နေခဲ့ရသူကျွန်တော်ကိုပြန်မချစ်မှကြောက်လို့ဖွင့်မပြောခဲ့သူ့ကိုကျွန်တော်အရန်ချစ်တယ်သူဒါကိတ္တရီစာစကားပြောနေလားသူထင်ထားခဲ့တာသူမသူ့ကိုစိတ်ဆိုးမယ်လို့လက်တွေးမှာတော့သူမသူ့လိုနှစ်လိုပဲကောင်းပြုံးပြပါတယ်အေးလေးကျွန်တော်ရှင်အေးစရာဖြေပြန်မလို့ခြင်းဘူးလားတကယ်သူရဲ့မျက်ဝန်းတစ်စုံချက်ချင်းအယောင်တောက်ပါပြီးတော့အပျော်လိုနေတဲ့အဖြစ်ကိုဖုံးကွယ်လို့တော့မရတော့ပါမွေးနေ့ကျရင်ဖြေပေးမယ်နောက်တစ်ပတ်ကအေးလေးမွေးနေ့ဟုတ်တယ်မလားအပျော်လိုမီခုံပေါက်အော်ဟစ်နေရဲ့သူ့ကိုလမ်းရှိလူတွေကကြောင်ကြည့်ကုန်တယ်သူမကြောင်ပေးကသူနဲ့အပြင်ထွက်လဲခြင်းဖြစ်ပြီးအခုကြောင်လမ်းလျှောက်ပြန်နေခြင်းဖြစ်ပါတော့တယ်တပတ်ခန့်ကြာပြီးရဲ့နောက်တော့MIS ရဲ့ရှေ့မှာတော့နောက်ဆုံးပေါ်ကားနှစ်ယောက်နေတန်းစီရောက်လာစုစုပေါင်း10စီးရှိပြီးတခြားကားထက်ပေါ်တယ်မြင်းနဲ့တတိယမြောက်ကားလွဲကျန်တဲ့ကားတွေပေါ်ကိုရတော်ဝစ်စုံနေတဲ့လူတွေထွက်လာတတိယမြောက်ကားဝင်းရံပြီးတန်းစီရက်ပြီးတော့ထိုကားနောက်ခံတကောက်ဖွင့်လိုက်ပါတယ်အဲ့ဒါနတ်ဆိုးမလေးရဲ့နာမည်ထွက်နေလူကြီးမဟုတ်လားသူကတော့ဝမ်စီးပွားရေးလုပ်ငန်းရှင်ဦးကုန်ထဲပါပဲကားများတစီရောက်လာကြောင်းကျောင်းသူကျောင်းသားတွေနဲ့ဆရာမတွေလည်းထိုနေရာကိုစုပြုံရောက်လာဦးကုံထဲကကားပေါ်ကဆင်းပြီးသူ့ရဲ့ချစ်စက်နီတော်ချီမို့လဲဆင်းလာဝိုင်းကြည့်နေကြတဲ့လူတွေကငကိုအံ့ဩနေကြတဲ့မျက်နှာပိုပြီးအံ့အားသင့်လာအိမ်များမကသေးတော်ချီမျိုးနောက်ကဆင်းလာတဲ့မိန်းကလေးကြောင့်ပါဇက်အဟောင်းသားနဲ့မျက်လုံးတွေကျွတ်ထွက်တော်မတဲ့အံ့ဩမြင်တတ်ကုန်သူကနတ်ဆိုးမလေးမှန်ပါတယ်အေးဟာတီရှပ်ချင်းပင်နဲ့ရိုးရိုးရှည်ရှည်ဝတ်တတ်တဲ့နတ်ဆိုးမလေးဆိုသူအေးလေးကကန်သက်ချက်နဲ့ထုတ်တဲ့ဝတ်စုံဝတ်ထားပြီးကိုရောင်ကိုပါလဲတောက်ပါတယ်ပုံစံပြောင်းလဲသွားပြီမဲ့မပြောင်းလဲတာကတည်ငြိမ်အေးဆက်တဲ့မျက်နှာနဲ့ကိုဟန်အမှုရာကျောင်းသားတွေအုံးကြက်နဲ့အံ့ဩနေချိန်တော့လူအုပ်တွေကကျောင်းအောင်ကြီးပြေးထွက်လာဥက္ကဋ္ဌဘာကိစ္စများရှိလို့လဲခင်ဗျဥက္ကဋ္ဌသူကကျောင်းရဲ့နောက်ကဥက္ကဋ္ဌဆိုတဲ့စကားလုံးထွက်လာကြောင်းကျောင်းသားတွေကြောချမ်းသွားတယ်သူတို့အပြစ်ပြောဆိုခဲ့သူကရေခဲလူသားဦးကုံထဲဝါဖြစ်တဲ့ပြင်လူလုံးမထွက်ပြတဲ့ကျောင်းဥက္ကဋ္ဌကိစ္စရှိရပေါ့ကျွန်တော်ကြောင့်ပေါ်ပြူလာဖြစ်နေလို့လာခဲ့ရလေအဲ့ဒါကနားလည်မှုလွဲတာပါခမကျောင်းမျက်လုံးကအေးလေးပဲရောက်သွားပြီးခက်ထန်တဲ့အကြည့်နဲ့ကြည့်ရလက်ကောင်းကြီးကြောင့်ကိုရံတော်တယောက်ကကျောင်းလက်ကိုဆွဲလိမ်လိုက်တယ်ဒေါ်ကြည့်မို့ကျောင်းရှိရက်ပြီးရှင်ကရာဆအဲ့လိုကြည့်နေကြည့်ရဲပေါ့မဟုတ်ပါဘူးတယောက်ကအေးဆက်လုံးနဲ့ရေခဲလူသားတယောက်ကထက်မြက်လုံးနဲ့မိမ့်မပြူသူဘလို့များရင်ဆိုင်ရဲမှာလဲသိကြလားကလေးမရှုပ်တာပါသူကြောင့်ဥက္ကဋ္ဌရဲ့ကောလာဟာလာထွက်တာကျောင်းအော်တိုကဥက္ကဋ္ဌနဲ့ဘာတော်လဲတစ်ချိန်လုံးမျက်နှာစိမ်းနေအေးလေးကရုတ်တရက်မီးလိုက်တယ်ကျောင်းအုပ်ကိုလက်လိန်ထားတဲ့ကိုရံတော်လက်ပြပြီးကျောင်းအုပ်ကိုလှုပ်ခိုင်းလိုက်တယ်အော်တိုကောင်ကဥက္ကဋ္ဌတူလေးအဲ့ဒါဘာဖြစ်လို့လဲအေးလေးတနေ့အောင်လက်ရက်ခေါ်လိုက်တယ်ထိုနေရာတကွန်ထွက်လာပြီးတကွန်အေးလေးဘက်မှာရှက်လိုက်တာနဲ့ကိုကလျားကလေအေးကိုအနိုင်ကျင့်နေတိလားအဲ့ဟာကိုလက်စားချေပြီးဒီတက်ကတော့ကျောင်းနဲ့ကျောင်းသားသားမကအေးလေးရဲ့မိဘနှစ်ပါးနဲ့တကုံမှာမျက်လုံးပြူးသွားအေးလေးနဲ့ခန်းစုပြီးအကိုဖြစ်သူတိုင်ပြောနေတဲ့ကလေးပေါက်စားလေးလိုပြုတ်မှုနေရကြောင်းမှာအေးလေးနေငေါ့ဘလို့ခေါ်လိုက်တယ်ကိုရှင်းလင်းကြားရတဲ့စကယ်လုံးကြောင့်ကျောင်းသားတွေရောနေရလွမ်းတဲ့သွေးတို့အတွေးဝင်လာအေးလေးနဲ့တကုံရဲ့ဆက်ဆက်ရုံမြောင်လာပြီးစိတ်ရှုပ်ထွေးသွားဟေးငါအကိုဖြစ်ပြီကွာအေးလေးစိတ်ချကလျာနူနာဒီကကိုကြီးရှင်းပေးမယ်အပျော်လုံးနေတဲ့တကုံကိုအေးလေးလက်တို့ပြီးတိုးလေးပြောလိုက်တယ်စိတ်တူအောင်လာလုံနေနဲ့ပျော်လို့ပါဟာငယ်တဲ့ကိုလို့ခေါ်ခံခြင်းပေမဲ့ချင်းညီမလေးအေးလေးကနာမည်ပဲခေါ်တာကြောင့်သူ့မှာအကိုခေါ်တယ်မကြားခဲ့ရပါအဲ့အားကြောင့်အေးလေးကိုခေါ်လို့ပျော်သွားခြင်းမှာတကုံမင်းကိုသူကကိုလို့ခေါ်တယ်ကျောင်းကစိတ်ရှုပ်ထွေးနေတဲ့တကုံမေရောဒါဘောကျောင်းရဲ့အေးကိုဘသူထင်နေတာနတ်ဆိုးမလေးဆိုရယ်အေဂရီချစ်ဆိုတာ Top Star Group ရဲ့စက္ကန့်သူစတားဆိုင်ရဲ့အရှင်သခင်မလေးဦးကုံထွဲဝါနဲ့ဒေါ်ချီမိုးရဲ့တဦးတီတော်သမီးလေးအောင်တကွန်ရဲ့ညီမတော်ဝန်ကွယ်ရှင်းပြီလား
မျက်ခုံးလေးပင်ပြီးလောင်ပြုံးလေးနဲ့အေးဆေးဆေးပြောလိုက်တဲ့အေးလေးစကားကြောင့်လူအုပ်ကြီးကရုပ်ရုပ်တဲတဲဖြစ်ကုန်တယ်အဲ့ဒီထဲသွေးပါဝင်တထေသမီးတယောက်လိုမပြုတ်မှုဘူးတဲ့အေးလေးကတကယ်ဒိတ်ဒိတ်ကျဲတထေသမီးဖြစ်မယ်လို့သူတွေးအောင်မတွေးဘူးပါတက်ဆက်တဲ့သူ့အတွေးတွေအောင်ဝင်လာတော့စတာဆိုတာနဲ့သူ့ဖခင်နဲ့ပြိုင်ပဲဖြစ်လေရဲ့အေလီယာသူ့ဘဝအမောင်ချပြလိုက်ဖြစ်တာကြောင့်သူနဲ့အေလီရဲ့ချစ်သူတွေ့လက်ကခိုင်မြဲနိုင်မှာမလားဒယ်ရီမမီအေးရှင်းသိမိမလားဒယ်ရီရဲ့အသေးလေးကိုလာထည့်ဒယ်ရီကိုယ်တိုင်ရှင်းပြမယ်အသေးလေးကြိုက်တာလို့ဒယ်ရီကရှင်းပေးဖို့အစ်စ်မယ်ရှင်အင်္ဂရီလေးထိမ့်ပါဦးအိမ်မှာမဟုတ်ဘူးနော်အပြင်မှာဟုတ်ကဲ့ပါခလေးရဲ့မမီတို့ကရိုရမယ့်အချိန်မဟုတ်ဘူးဗီဒီယိုဖြတ်နေသူရှင်းရမယ့်ချိန်နော်သမီးရှင်မမီတို့နောက်မှာရှိရဲ့သူမကလေးအောင်လိုက်ရှာပြီးလူပုံလဲမှာအဆက်ခွဲခဲ့အေဂရီချစ်ဆွဲသူမသူကိုလာမထည့်အေးဆေးနေတတ်ပေမဲ့လာထည့်ရင်တော့အစိုးဆုံးဖြစ်အောင်လက်တုပ်ပြန်တတ်တယ်ကလေးရဲ့ဖခင်ဟာသူမရှိဒူးထောက်ပြီးတောင်းပန်ပေမဲ့သူမခွင့်မလို့ပေးခဲ့ပါဘာကြောင့်လဲဆိုတော့ကလေးအားကြောင့်သူမနဲ့သူမရဲ့ဖခင်နာမည်ပြက်နိုင်ခဲ့သူမကိုရက်ဆက်လွန်းတယ်လို့တီတိုပြောနေပေမဲ့နှက်ဆိုးမလေးဆိုတာအလက်ကားရထားတဲ့နာမည်မို့တကယ်ဆိုလို့ရထားတဲ့နာမည်ပါကလေးအေလေးရဲ့ဘဝမှန်ကိုသိသွားကြပြီးတဲ့နောက်အကုန်လုံးရှိန်သွားကြတယ်ကိုဘွားကိုဖုံးကွယ်ထားတဲ့အေလီကအနိုင်ကျင့်ပိုးချခဲ့ရမရှိရကြောင်းအေလီကိုအမြင်သိနဲ့ရွှေ့မြင်လာကြတယ်နတ်ဆိုးမလေးမှနှက်မိမယ်ဆိုပြီးနာမည်ပြောင်းသွားခဲ့ရတယ်သွားလာမခေါ်နဲ့ငါတို့ကိုရှို့တော့ကရှို့ထားပြီးတော့ရတရားစိတ်ဆိုးဆိုးနဲ့အေးလေးကိုမောင်းထုတ်တယ်ငါတို့ကနင့်တငယ်ချင်းမဟုတ်ဘူးလားနင်ငါတို့မခင်လို့မပြောပြမလားလာမခေါ်နဲ့ရမုံနဲ့လွန်စိတ်ကောက်တယ်စိတ်ကောက်မနေကြနဲ့အေးဒီလိုဖုံးကွယ်ရဲဆိုအကုန်လုံးကမျက်နှာကြီးကဟင်းပတ်ပါတဲ့ကပ်ဖားနေကြသူတွေကြီးပဲအဲ့ဟာမုံလို့ဖုံးကွယ်ထားခဲ့ရပါစိတ်မကောက်ကြနဲ့တော့မဟုတ်ရင်တခြားခံပြောင်းရလိမ့်မယ်မပြောင်းပါနဲ့ချစ်မရဲ့ချစ်လို့စတော့စိတ်မဆိုးပါနဲ့ဟာမပြောင်းနဲ့ငါတို့ပဲနေရမယ်အေးလေးတခြားခံပြောင်းမယ်ဆိုမှမျက်နှာရဲ့ချက်ချင်းပြောင်းသွားကြတဲ့၃ယောက်သူတို့ကစိတ်ကောက်ရမလားမှတ်တယ်သူတို့ကပြန်ချော့နေရတဲ့အဖြစ်စိတ်မရှိရဲ့သူလာမဆန်းနဲ့အေးပါချစ်တယ်ရင်ကြီးရဲ့အေးလေးတကုံနဲ့နေရာမောင်နှမတော်ရဲဆိုတော့လွမ်းမျက်နှာစကားဆက်ပြောရင်ရှက်နေရဲ့ပုံအေးလေးကတုံးအားသူမဟုတ်အရေးပြရင်အကောင်မြင်တဲ့သူမတော်ရသေးရဲ့ရောင်းမလေးအေးကိုစကားရဲရဲပြောပါရောင်းမလေးဆိုရခေါ်ဝေါ်ကြောင့်လွမ်းမျက်နှာရဲကနေဖြစ်သွားတယ်ဘာရောင်းမလေးအေးလေးနင်းတော့ရှက်မနေနဲ့ရောင်းမနဲ့စကားပြောတာရတရားပါဝင်ဆလာကြောင့်လွမ်းမျက်နှာရဲတက်ရဲပြီးရှက်ကိုရှက်ကန်နဲ့အခန်းပြင်ထွက်သွားလွမ်းတို့များတော့ရောင်းမလို့ခေါ်အောင်ရှက်နေတကွန်သာမိန်းမလို့ခေါ်ရင်ဘလို့များဖြစ်မလဲမသိရမောင်ကလွမ်းကြအောင်အော်ပြောတယ်တော်ပါတော့ရမောင်ရဲ့လွမ်းပြန်မလာရဲပဲနေပါအောင်မယ်အေးလေးလည်းအပြင်သွားအောင်မယ်ရှက်ရှက်နဲ့ထွက်လာရင်လွမ်းတယောက်လန်ခုလက်မှာတကွန်နဲ့စုံပါတယ်လွမ်းမျက်နှာရဲနေဘာဖြစ်လို့နေမကောင်းလို့လားလွမ်းနဲ့ဖူးပေါ်လက်တင်ပြီးအပူဆန်းနေတဲ့တကွန်လွမ်းဘလို့ဖြစ်ရမယ်မသိနေကောင်းပါတယ်ဘာမှမဖြစ်ပါမျက်နှာပိုရဲလာဘာဖြစ်လို့လဲရှက်လို့ပေါ့ဟာစိတ်ထဲကအော်ပြောမိပေမဲ့လည်းမသိဘူးကိုလွမ်းအောင်အရန်ချစ်တယ်ကိုဘွားရဲ့လက်တွဲပေါ်လွမ်းတယောက်တည်းလွမ်းကိုလည်းမပူပါဘူးဘာလို့မျက်နှာရဲတဲ့ရဲလားသူပြောလိုက်တဲ့စကားကြောင့်ဖြစ်သွားတာမသိရတဲ့ကိုရောင်းမကြီးဘယ်ကပေါ်လာမှမသိရဲ့အေးလေးကလွမ်းအောင်အကျေကြီးအော်ခေါ်တယ်အနီးနားရှိတဲ့လူတချို့ကလွမ်းတဲ့ကုံအားကြကြီးနဲ့ကြည်သွားတယ်အေးလေးနေဘသူ့ကိုခေါ်တာတကုံနေ့မှာရီးစားဘယ်နှယောက်ရှိလို့ငါဘသူ့ကိုခေါ်မှမသိရတာလွမ်းအောင်ခေါ်ရလားအရေးကဲနားမလဲရဲ့ကိုလွမ်းအောင်အခန်းထဲမှာရောင်းမလို့ခေါ်လို့ရှက်ပြီးသွားလေအခုလည်းနေပါလို့ထားလို့မျက်နှာရဲနေလည်းမသိအေးလေနင်တို့ပြောနေပါငါသွားလိုက်အောင်မယ်လွမ်းနေအောင်လေဒီတခါလဲရှက်ပြေးသွားရလွမ်းတကုံကတော့လွမ်းနောက်ပြေးလိုက်သွားပါရဲ့ဒီနှစ်ယောက်ကတော့လေတယောက်ကအရှက်ကြီးတယောက်ကအရေးကဲမသိလိုက်ပါတယ်အေးလေးတကူရဲရေရုပ်ပြီးရှေ့ကိုခြေလန်းလိုက်အောင်ရှိသေးသွေးနဲ့မျက်နှာချင်းဆိုင်ဆုံးတော့မောင်အေးလေးမောင်မမြင်တော့ဘူးထင်နေတာဘာလို့အေးလေးနဲ့သွေးစကားပြောရင်လမ်းတူရှောက်တော့ခုနကမောင်ရက်နေတာအေးလေးဟာကိုတကုံတို့အတွဲစီပဲအာအောင်ရောက်နေတာအေးလေးမောင်တကယ်ချစ်တာလားဒါမှမဟုတ်တနာချစ်တာလားအစကတော့တနာတာမှန်တယ်ဒါပေမဲ့ချစ်တာတော့နှလုံးသားရွေးချယ်သွားအကြောင်းပြချက်မရှိဘူးမောင်အေးလေးကိုချစ်တယ်ဆုံးရှုံးရမှလည်းကြောက်တယ်မောင်တို့မိဘတွေကပြိုင်ပွဲဖြစ်နေတော့မောင်တို့ stop မဆိုင်နိုင်မတွေးနဲ့မောင်ဖေနဲ့အေးမိဘရဲ့အဆင်ပြေလိမ့်မယ်ပြိုင်ပွဲကနေမိတ်ဆွေဖြစ်ပြီးစီးပွားရေးတွေဒီတက်မကအောင်မြင်လာလိမ့်မယ်အေးလေဘာလို့တက်ရပြောနိုင်อ่ะအေးစီစဉ်ထားရှိရဲ့ဒိန်နဲ့မာမီအစီအစဉ်တိုင်းလုပ်နေလောက်ပြီဘာအစီအစဉ်လဲအချိန်ရောက်ရင်သိရလိမ့်မယ်အေးလေးကလှည့်ဝက်လွန်းနေနော်ဘဝမှန်ကိုလည်းဖုံးကွယ်ထားခဲ့တခုလုံးရင်လည်းလှည့်ဝက်လွန်းနေအေးလေးရဲ့ထင်ရှားချက်ကတည်ငြိမ်ပြီးမဟုတ်ခံတာလေးပဲမဟုတ်မခံဟာမမီမွေရလေတည်ငြိမ်တာတော့ဒယ်ရီမွေပေါ့သူမပြုံးလေးနဲ့ဖြေလိုက်ပေါ်ဟာတာသဘောနဲ့ပြောလိုက်တယ်လို့ဖြစ်ပေမဲ့ပြုံးလိုက်တာလေးကချစ်စရာကောင်းပါတယ်
အေးလေးကမောက်ချစ်သူဆိုတာမယုံကြည်ရဲ့သေးဘူး။ကျောင်းပိတ်ရက်ကြယုံကြည်လာလိမ့်မယ်။ကျောင်းပိတ်ရက်သူမပြောတဲ့ကျောင်းပိတ်ရက်ကိုသူအမြန်ရောက်ချင်ပါတယ်။သူမဘာတွေစီစဉ်ပြီးဘာတွေလုပ်ထားလဲမသိ။သူ့ကိုလေးဝက်လုံးနဲ့ချီရသူနမ်းမိမယ်လို့သာတစိမ့်စိမ့်ကြည့်ပါတယ်။ စတားဆန်ရဲ့အင်ကယ်ထဲမှာတော့လူစုံတက်ဆုံလူကြီးတွေဟာမိုးမြေဆန်ရဲ့သခင်ကြီးဦးမိုးကောင်းစတားဆန်ရဲ့အရှင်သခင်ဦးကုံထဲဝါဒေါ်ချေမိုးစတားဆန်ရဲ့ဒုအရှင်သခင်ဦးကုံလင်းထိန်ဒေါ်ပိုးပကြီးစတားဆန်ရဲ့သခင်ကြီးဦးဝနစစ်ဖြစ်ပြီးလူငယ်တွေကမင်းစစ်တွေအေဂရီချေအောင်တကွန်တို့ပါဦးဝနစစ်ခမည်းသဘောသဘောတူတာပေါ့ဦးဝနစစ်ရဲ့သဘောတူညီမှုကြမှာအကုန်လုံးပျော်ရွှင်သွားကြရတယ်ကဲတားနဲ့သမီးမမီတို့ကရကောင်းရက်မြက်ရွေးထားပြီးပြီဟုတ်မမီအေးလေးနဲ့သူရဲ့စိတ်ဆက်ပွဲအတွက်ဆွေးနွေးကြခြင်းမှာဥဝနာစစ်ကသူ့ကိုအရင်လိုမဆက်ဆက်ပဲနှွေးထွေးစွာဆက်ဆံလာခဲ့ပြီးဥကုံထဲဝါနဲ့လည်းမိတ်ဆွေဖြစ်လာခဲ့အခုလိုအဆင်ပြေလာတာအေးလေးရဲ့စွမ်းဆောင်ရည်ကြောင့်ပါအေးလေးဘယ်လိုလုပ်ခဲ့ရအောင်အေးလေးကလွယ်ဘယ်သူမှတိတိကျကျမသိနိုင်ပါဘူးတကောအေးလေးကတားကိုကြော်တက်သွားပြီးဒါမှချစ်သူမရှိဘူးလားရှိတယ်အန်ကယ်သူချစ်သူကအေးတငယ်ချင်းလေးနာမည်ကလွမ်းအိမ်ပြေးတဲ့ချစ်စရာကောင်းတဲ့လိမ်မော်ရေးကြရှိရယ်ပြီးတော့အရှက်ကြောက်လဲကြီးရယ်ဦးကုံလင်းထိန်ရဲ့အမေကိုတကောမဖြေပဲအေးလေးကဦးအောင်ဖြေတယ်အေးလေးနင့်ကိုမေးရမှာမဟုတ်တာငါ့ကိုမေးရလေဦးသူဖြေဒီကလေးနဲ့ဘယ်ချိန်မှတဲ့ကြမှာဟုတ်ပါရှင်တွေ့တိုင်းရန်ဖြစ်နေတော့စကားများနေကြတဲ့အေးလေးနဲ့တကောလူကြီးရာရှိကြတယ်အေးလေးရဲ့စစ်ဆက်ပွဲဆွေးနွေးမှုမှာပျော်ပျော်ရွှင်ရွှင်နဲ့အဆုံးသတ်ပါတယ်တလားလောက်ကြာတော့ဆောင်းမွေးဖြေရတယ်။ဆောင်းမွေးဖြေပြီးတော့ကိုယ့်ရင်ကိုပြန်ပြီးတစ်နှစ်တာအတန်တရားမှုပြီးဆုံးတော့ပါတယ်။ဆောင်းမွေးပြီးနှစ်ပတ်ကြာတော့အေးလေးနဲ့သူရဲ့ဆေးဆက်ပွဲနေရောက်လာတော့တယ်။ဆေးဆက်လက်စွပ်ကိုအပြန်လဲစွတ်ပေးလို့ရပါပြီ။အဝါရောင်ပိုးထက်မိန်လေးနဲ့မြန်မာဆက်ဆက်လှပနေအေးလေးကိုတွေးတစ်ချက်ကြည့်ပြီးအေးလေးရဲ့လက်သက်ကျွဲမှာတောက်ပနေစိတ်လဲဆိုလေးကိုစွတ်ပေးလိုက်တယ်။အဲဒီတူတိုက်ပုံပစိုးလေးနဲ့ခန့်ညားနေတဲ့သူကိုအေးလေးလက်စွတ်ပေးလိုက်တယ်။လက်စွတ်ပေးရတဲ့ဆေးဆက်ပွဲခန္ဓာအောင်မြင်မြင်ပြီးမြောက်သွားခဲ့ပါတော့တယ်။သွေးအေးလေးနာကပ်ပြီးတော့တိုးတိုးလေးဆိုလိုက်တဲ့စကက်လုံးကြောင့်အေးလေးရှက်သွေးဖြန့်သွားတယ်။သွေးဆိုလိုက်တဲ့စကားအေဂရီဆိုတဲ့ကောင်မလေးကအခုမောက်ပိုင်ဖြစ်သွားပြီနော်။မောင်တယောက်တည်းပိုင်နဲ့မောက်မူပိုင်အေဂရီနော်။ဟုတ်ကဲ့ပါရှင်။အခုဆိုရင်တော့စာရေးသူအမုံပန်းရေးသားထားတဲ့မောက်မူပိုင်အေဂရီဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးထုတ်လေးတင်ဆက်လုပ်ပြီးပါပြီ။